ကျွန်တော်ချိန်နိုင်နဲ့စိတ်နှလုံးနှုတ်ကပတ်တော်အတွက်ခဏလေးစက္ကဆုတောင်းအဖဖခင်ကိုရောကိုယေရှုတင်ပါတယ်ယနေ့ကိုရောဖခင်ရဲ့ယေရှုတော်ထဲမှာကိုရဲ့နာမတော်၌ကိုရောရဲ့သားသမီးဖြစ်ခွင့်ရတဲ့မိသားစုအတူတကွနှုတ်ကပတ်တော်ကိုဆင်ခြင်လျက်ကိုရောရဲ့အလိုတော်ကိုရှာဖွေရသောအခွင့်အတွက်ကိုရောကိုယေရှုတင်ပါတယ်အချိန်တိုင်းကိုကိုရောလက်တော်ထဲမှာအနံ့ပါတယ်ကျွန်တော်နှလုံးသားကိုရောလက်တော်ထဲမှာအနံ့ပါတယ်ကျွန်တော်ရဲ့နှလုံးသားကျွန်တော်တွေးခြင်းကျွန်တော်ခံစားခြင်းကျွန်တော်ရဲ့အာယုကိုရောဖျားရဲ့နှုတ်ကပတ်တော်ကိုသင်ယူခြင်းအလို့ငါအစဉ်သင်ဖြစ်ခြင်းဖို့အဖို့ကိုရောဖျားရှင်ဝိညာဉ်တော်ဖျားမှားစားပါနှုတ်ကပတ်တော်ကိုစိတ်မဝင်စားအောင်ပြုမဲ့စာတိုင်းအကျဉ်းစီကျွန်တော်ရဲ့အထဲမှာရှိတဲ့ဇာတိရဲ့အတွေးခေါ်အားလုံးကိုရောဖျားရှင်ကိုရောတိုင်းဝိညာဉ်တော်အားဖြင့်စေကြောဖယ်ရှားပေးလျက်ကိုရောတွင်တင်မဲ့အရာကိုကျွန်တော်တို့ကိုယ်တိုင်တယောက်ချင်းပြောတော်သူခံယူတော်သူနားထောင်တော်သူအားလုံးထဲမှာတညီတညွတ်တဲ့ကိုရောဖျားအလုံးလှုပ်လျက်ကိုရောရဲ့အလိုတော်ကိုသင်ယူခြင်းအားဖြင့်မြေကြီးပေါ်မှာကျွန်တော်တို့ကိုရောထားတဲ့ရွယ်ချက်ပြည့်စုံသောယုံကြည်သူတယောက်ချင်းစီတိုင်းအသင်းတော်ဖြစ်ချင်းလို့ငါကိုရောဆက်လက်လမ်းပြပါအချိန်တိုင်းအသက်တာနှုတ်ကပတ်တော်ကျွန်တော်တို့ဆင်ခြင်မဲ့အရာသင်ယူမဲ့အရာအားလုံးဝိညာဉ်တော်ဖျား၏အလိုတော်အတိုင်းကျွန်တော်တို့ကိုသင်ပြလျက်ဓမ္မဉာဏ်ပညာကိုတောင်းလောင်းလျက်ကိုရဲ့ဂျေဇုတော်ကိုကျွန်တော်တို့အဲမှာစီးဆင်းစေပါမိကြောင်းစက္ကန့်အနန္တခါမှာတမန်တရားဖြစ်တော်မူသောအရှင်သခင်ယေရှုခရစ်တော်ဘုရားနာမနဲ့ဂျေဇုတော်ချီးမွမ်းတဲ့စက္ကန့်နဲ့ဆုတောင်းပါတယ်ဘုရားအာမင်ကျွန်တော်တို့ဒုတိယအပိုင်းဆက်သွားရအောင်ဆိုတော့မနေ့ကကျွန်တော်တို့ခေါ်ထုတ်ခြင်းခံရတဲ့လူစုဆိုတာကိုကျွန်တော်တို့စင်ကျင်သွားတယ်ပေါ့နော်အဲ့တော့ဒီနေ့ညနေမှာဒုတိယတစ်ချက်ကကြတော့ဆိုပထမတစ်ချက်ကတော့ခေါ်ထုတ်ခံရတာပေါ့နော်ခေါ်ထုတ်ခံရဆိုဒုတိယတစ်ချက်ကကြတော့ခေါ်သွင်းခံရတာပေါ့နော်ခေါ်သွင်းဆိုဘုရားရဲ့အလုပ်မှာသူရဲ့ဒီအလုပ်ရဲ့ order ပေါ့နော် divine order လို့ခေါ်တဲ့အလုပ်လုပ်တဲ့အစီအစဉ်ရှိအဲ့တော့ကျွန်တော်တို့ဘုရားရဲ့အစီအစဉ်မှာကကျွန်တော်တို့ဘယ်လိုနားလည်ရမလဲဆိုပထမအစီအစဉ်နဲ့ပထမဦးစားပေးဆိုတာကျွန်တော်ခွဲတတ်ဖို့လိုတယ်နော်ဆိုပထမအစီအစဉ်ဆိုတာကပထမဦးစားပေးတော့မဟုတ်ပြောနေတာပါဆိုပထမအစီအစဉ်ရတော့အရင်လောက်ရတယ်เนาะအရင်လောက်ရတယ်ဒါပေမဲ့တကယ်ရည်ရွယ်ချက်ကအဲ့ဒီအရင်လောက်တဲ့ကိစ္စပြီးသွားဖို့မဟုတ်ဘူးအရင်လောက်တဲ့ကိစ္စလောက်ရတဲ့အကြောင်းရင်းကတကယ်အရေးကြီးတဲ့ကိစ္စအခုကျွန်တော်တို့အိမ်ကထွက်လာတယ်ပေါ့နော်ဆိုတော့အိမ်ကထွက်လာတယ်ဆိုတာကပထမဆုံးကျွန်တော်လောက်ရတဲ့အလုပ်ဖြစ်တယ်ဒါပေမဲ့တကယ်ပန်းတိုင်ကဘယ်မှာလဲဆိုတော့ဒီမှာရောက်လာဖို့ဖြစ်တယ်ဆိုတော့အိမ်ကတော့ထွက်လာတယ်ဒီမရောက်ဘဲနဲ့ဟို shopping center ဘာညာရောက်သွားတော့ဒါပန်းနိုင်မရောက်ဘူးပေါ့နော်ပြောချင်တာဆိုတော့ပထမဦးစားပေးရကြတော့ဗာလဲဆိုရင်ဒီမှာလာပြီးနှုတ်ကပတ်တော့ကျွန်တော်တို့ခံယူဖို့ဒါပထမဦးစားပေးဖြစ်တယ်ဒါပေမဲ့ဒီကိုရောက်ဖို့ကြတော့ကျွန်တော်အိမ်ကနေအရင်ထွက်ရတယ်အိမ်ကနေမထွက်ဘဲနဲ့ကျွန်တော်တို့ကအိမ်မှာထိုင်နေနေဒီကိုရောက်ချင်လို့မရဆိုတော့ဖခင်ကကျွန်တော်တို့ကိုခေါ်ထုတ်တဲ့အခါမှာခေါ်ထုတ်တဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတော့ခေါ်ထုတ်ခြင်းနဲ့ပဲပြီးသွားဖို့မဟုတ်ဘူးကျွန်တော်တို့ကိုခေါ်သွင်းမဲ့နေရာရှိတယ်ပန်းတိုင်ရှိတယ်เนาะဆိုတော့အဲ့ဒီအရာကိုကျွန်တော်တို့နားလည်ဖို့ဖြစ်တယ်အဲ့တော့ဣသရေလလူမျိုးကိုဖခင်ကအဂုတ်တုပြည်ကနေခေါ်ထုတ်တဲ့အခါမှာခေါ်ထုတ်ပြီးသွားပြီငါ့လုပ်ပြီးသွားပြီဆိုတော့မင်းတို့ငါကယ်ပြီးပြီမင်းတို့ကြုံပွားလဲလွတ်ပြီးကိုယ့်ကိုအချင်းပြေသလိုနေတော့လို့မပြောဘဲနဲ့ဖခင်ကသူ့ရဲ့ဟလာလမ်းပြခြင်းမားစခြင်းကွယ်ကာခြင်းနဲ့တောင်းလျှောက်ဘယ်ထိပို့လဲဆိုရင်ခါနန်ပြည်ထိရောက်အောင်ပို့တယ်တော့ခါနန်ပြည်ထဲရောက်တော့လဲခါနန်ပြည်ထဲမှာလဲဆက်ပြီးတော့မှဖခင်ကသူတို့ကိုညွှန်ကြားတာကိုလုပ်တယ်ဆိုတော့အခုကျွန်တော်တို့တိပိသားကျမ်းပိုက်တစ်ခုကနေကျွန်တော်တို့ကြည့်ရအောင်အသင်းတော်ကိုဖခင်ခေါ်တဲ့ရည်ရွယ်ချက်ထဲမှာဘယ်ကိုခေါ်သွင်းလဲတစ်ပိနှစ်ကိုပေါ့နော်ကျွန်တော်တော်တော်များများတိပိသားကျမ်းပိုက်ဖြစ်တယ်နော်အိမ်မှာထိုင်နေတဲ့ဒီရောက်ရှိတယ်ဗျာကျွန်တော်ဟာလိုက်ပြောတယ်ဘယ်သူလဲမသိဘူးဆိုတော့ဒီတစ်ပိနှစ်ကိုမှဘယ်လိုရေးလဲဆိုရင်တင်တို့မူကမှောင်မိုက်ထဲမှာအံ့ပွေသောအလင်းတော်တို့ဆိုတော့သူကမှောင်မိုက်ထဲကနေခေါ်ထုတ်လိုက်တယ်ဒါပေမဲ့မှောင်မိုက်ထဲကနေခေါ်ထုတ်ရင်အကြားထဲမှာဟိုမရောက်ဒီမရောက်ဖြစ်လို့မရဘူးသူကဘယ်ထဲရောက်ဖို့လဲဆိုရင်အလင်းတော်ထဲသို့ခေါ်သွင်းတော်မူတယ်တဲ့နော်အလင်းတော်ထဲသို့ခေါ်သွင်းတော်မူသောဂုဏ်ကျေးဇူးတော်
ဂုံကျေးဇူးများကိုခေါ်သွင်းတော်မူသောသူဤဂုံကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယစ်ပရောဟိတ်မျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏ဆိုတော့အဲ့မှာအချက်ကလေးတွေကျွန်တော်တို့တွေ့ရနော်ဟိုတစ်ချက်ချင်းစီဟာသူ့ရဲ့ဟလာထူးခြားတဲ့အတိတ်ပဲလေးတွေရှိတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့သိရမှာကကျွန်တော်တို့ကိုဖခင်ကခေါ်ထုတ်လိုက်ပြီဆိုကြတဲ့ကမနေ့ကကျွန်တော်တို့ဆင်ကျင်သွားတဲ့အတိုင်းပဲအေဂုတ်တုပြည်အေဂုတ်တုဘယင်အေဂုတ်တုလူမျိုးရဲ့လက်အောက်ကနေကျွန်ဘွားကနေခေါ်ထုတ်လိုက်တယ်ဒါကြီးဟာကျွန်တော်တို့အပြစ်ထဲကနေခေါ်ထုတ်ခြင်းစာတန်လက်အောက်ကနေခေါ်ထုတ်ခြင်းလောကထဲကနေခေါ်ထုတ်ခြင်းဖြစ်တယ်လို့အမှောင်နိုင်ငံတွေကနေခေါ်ထုတ်ခြင်းလည်းဖြစ်တယ်ဆိုတော့အမှောင်ဆိုတာအတိတ်ပဲအမျိုးမျိုးရှိတယ်နော်ဆိုတော့ဟိုအမှောင်လို့ပြောတဲ့အခါမှာအမှောင်ဒီမုတာလည်းအမှောင်ပဲနော်မုတာလည်းအမှောင်ပဲလိန်တာပေါ့နော်ဟန်ဆောင်တာလေဟန်ဆောင်တာအမှောင်ဖြစ်တယ်နောက်ပြီးတော့မှနောက်တစ်ခုကပါလဲဆိုတော့ဖျားဘုံတော်ကိုမထင်ရှားတဲ့အမှုအကျင့်နော်ဖျားရဲ့တန်ရှင်းခြင်းနဲ့ဖျားရဲ့တမန်တရားနဲ့မညီတဲ့အမှုကျင့်တွေကိုကျင့်တာလဲအမှောင်ပဲလောကနဲ့ဟလာဆက်ဆံတာလဲအမှောင်ပဲဖြစ်တယ်ဆိုတော့အဲ့ဒီလိုအမှောင်တွေကနေကျွန်တော်တို့ဒီ၃ခုတည်းကနေခေါ်ထုတ်လိုက်တဲ့အခါမှာအဲ့ဒီအမှောင်တွေကနေခေါ်ထုတ်လိုက်တဲ့ရည်ရွယ်ချက်ဒီဘယ်တဲကိုသွင်းဖို့လဲဆိုရင်အလင်းတော်တဲသို့ခေါ်သွင်းဖို့ဆိုတော့အလင်းလို့ပြောတဲ့အခါမှာနော်ကျွန်တော်မိမိကိုယ်ကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားခြင်းကိုဆိုလိုတယ်တမာတရားနဲ့အသက်ရှင်သွားလာခြင်းကိုဆိုလိုတယ်ဖခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့ပုံသက်တည်ဖြစ်ခြင်းကိုလည်းဆိုလိုတယ်အဲ့တော့အဲ့ဒီမှာဘယ်လိုရေးထားလဲဆိုရင်အလင်းတော်တဲသို့ခေါ်သွင်းတော်မူသောသူဆိုတော့ကျွန်တော်တို့ကခရစ်တော်အားဖြင့်ကယ်တင်ခြင်းခံရတယ်ခရစ်တော်အားဖြင့်လွတ်မြောက်ခြင်းခံရတဲ့အခါမှာအဲ့ဒီခရစ်တော်အားဖြင့်လွတ်မြောက်ခြင်းခံရသောသူသည်ကျွန်တော်တို့ကိုလွတ်မြောက်စေတဲ့ခရစ်တော်ရဲ့ဂုဏ်ကျေးဇူးကိုတဲ့ဖော်ပြဖို့ရွေးချယ်ခံရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကကယ်တင်ခြင်းရဆိုတာဒီတိုင်းပဲကယ်တင်ခြင်းရတော့ပြီးသွားတာမဟုတ်ကျွန်တော်တို့ဒီရွေးချယ်ခံရတယ်ဘာလို့ဖို့လဲဆိုရင်အဲ့ခရစ်တော်ရဲ့ဂုဏ်ကျေးဇူးကိုဖော်ပြဖို့အဲ့တော့ယုံကြည်သူတိုင်းမှာကျွန်တော်တို့တော်တော်များများသိပြီးသားဖြစ်တယ်မဟာစေစားဆက်ကြလူတိုင်းပြောကြဆိုကြတယ်နော်ဆိုတော့ဒါတွေဟာအမှုတော်ဆောင်တွေအတွက်သီးသန့် contract ပေးထားတဲ့အလုပ်မဟုတ်ယုံကြည်သူဖြစ်ရင်အဲ့ဒါယုံကြည်သူတိုင်းသည်အဲ့ဒီအမှုအရာဟာတာဝန်ပေးခြင်းခံရတယ်ဗိတ်သိက်ပေးခြင်းခံရတာဖြစ်တယ်အဲ့တော့ဒီထဲမှာအလင်းတော်လဲဆိုခေါ်သွင်းတော်မူဂုဏ်ကျေးဇူးတော်ကိုဖော်ပြဖို့ရွေးချယ်တယ်လို့ပြောတဲ့အခါမှာအချိန်ပြည့်အမှုတော်ဆောင်တွေကိုရွေးတယ်လို့ပြောတာမဟုတ်ဘူးယုံကြည်သူဖြစ်ပြီဆိုတာနဲ့သူတို့အားလုံးဟာရွေးချယ်ခံရပြီကျွန်တော်အားလုံးရွေးချယ်ခံရပြီကိုယုံကြည်သူဖြစ်တာတေချရင်ပေါ့ကိုကယ်တင်ခြင်းရောက်တာတေချရင်ကျွန်တော်တို့ဒီရွေးချယ်ခံရဘာလို့ဖို့လဲဆိုရင်အလင်းတော်တဲကိုခေါ်သွင်းတဲ့သူရဲ့ဂုဏ်ကျေးဇူးကိုဖော်ပြဖို့ဆိုတော့အဲ့ဒီလိုအလင်းတော်ကိုဂုဏ်ကျေးဇူးကိုဖော်ပြဖို့လို့ပြောတဲ့အခါမှာသူ့ရဲ့မူရင်းစကားလုံးကနော် exangelo ဆိုတဲ့စကားလုံးသုံးတယ်နော် exangeloကျွန်တော်ဘာဖြစ်လို့ဒီမူရင်းစကားတွေကိုထည့်ပြီးပြောရလဲဆိုရင်တချို့စကားလုံးတွေကကျွန်တော်တို့ဘာသာစကားကျင်းမြောင်းမှုကြောင့်လေးနဲ့တဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကဒီတိုင်းဖတ်ရုံနဲ့မရနိုင်အင်္ဂလိပ်လိုဖတ်လည်းမရဘူးနော်ဆိုတော့မူရင်းစကားသွားတဲ့ခါကျတော့မှကျယ်ပြန့်တဲ့ဖရားရဲ့နော်လေးနဲ့တဲ့ရည်ရွယ်ချက်ကိုကျွန်တော်သဘောပေါက်ရတယ်ဆိုတော့ exangelo ဆိုတာဘာလဲဆိုရင်နော်ဒီနှလုံးပေါင်းထားတယ်နဲ့angelos ပေါ့နော်ဆိုတော့ angelo ဆိုတာ angel ပေါ့ angel ကျွန်တော်တော်တော်များများတယ် angel ဆိုရင်ကျွန်တော်တို့ကဟိုအတောင်နဲ့ဟိုပါပေါ့နော်ဟိုစထူးထူးဆန်းဆန်းပေါ့ဟိုပြန်နေတဲ့ဖျားစီကလာတဲ့ဝင်းဝင်းတောက်တောက်နေတဲ့အဲ့ဒါပဲကျွန်တော်တို့မြင်တယ်ဟာဂါဘီလာတို့မိခေလာတို့ပေါ့နော်သူတို့ပဲကျွန်တော်မြင်တယ်တကယ်တော့ angel ဆိုတဲ့စကားလုံး angelo ဆိုတဲ့စကားလုံးရဲ့မူရင်းအဓိပ္ပာယ်က messenger ဖြစ်တယ် the messenger တရင်ကိုတည်ဆောင်တော်သူဖြစ်တယ်ဆိုတော့ဟိုအရင်တုန်းကတော့ဓမ္မဟောင်းကာလမှာနာပရောဖက်တွေနဲ့ဖခင်စကားမပြောခင်အချိန်ကာလမှာကလေးကဖခင်ကကောင်းကင်တမန်အားဖြင့်ဖခင်စကားပြောတဲ့ကိစ္စတွေအများကြီးရှိတယ်ဆိုတော့ကောင်းကင်တမန်ရဲ့အလုပ်ကအခြေခံအားဖြင့်ပေါ့နော်သူ့ရဲ့နာမည်ထဲမှာပါတယ်ဘာလဲဆိုရင်သတင်းစကားကိုယူလာရတယ်နော်အထူးသဖြင့်ဂါဘီလာတို့လိုကောင်းကင်တမန်တွေဒီသတင်းစကားကိုယူလာပြီးပြောရတယ်ဖခင်ကလာပြောခိုင်းတယ်ပြောသူတို့ကဟိုပါပေါ့စာဖို့သမားလို့ပဲနော် message ကိုယူလာသူတို့ဟိုစကားပြောချင်တဲ့စကားရှောက်ပြောလို့မရအဲ့တော့ဥပမာဆိုကြပါစို့ကျွန်တော်တို့အခုဒီမှာ USPS ရှိတယ်ပေါ့ဆိုတော့ तू ကစာယူလာမယ်စာကိုစာတိုက်ပုံးနဲ့ထည့်ပြီးသွားမယ်အဲ့စာထဲမှာ तू စိတ်ကြိုက်တယ်ဝင်ပြီးတော့မှရေးပြီးတော့မှသိရမလားဟာဒီစာဟိုရေးပြလိုက်တယ်ဆိုတာနည်းနည်းမှားနေတယ်ငါရေးလိုက်အောင်မယ်ဆိုတော့အမျိုးလုံးလို့မရသူ့အလုပ်ကစာကိုပို့လိုက်တဲ့ဒီကစာကိုယူလာပြီးစာတိုက်ပုံးနဲ့ထည့်အဲ့ဒါကိုဟလာသက်ဆိုင်ရာလူကဖောက်ပြီးဖတ်ဆိုတော့
ပိုတာလိုတာတွေသူနဲ့မဆိုင်ပို့ပေးလိုက်တဲ့သူရဲ့သတင်းစကားကိုသူကပို့ပေးရမယ့်သူစီကိုရအောင်ပို့ဖို့ပဲဆိုတော့ exangelo ရဲ့အဓိပ္ပာယ်ကပါဆိုရင် to tell out or to tell forth ပြောထုတ်ရတယ်ပြောသွားပြောရတယ်အဲ့ဒီအလုပ်အဲ့တော့ယုံကြည်သူရဲ့လို့ဖြစ်လာတဲ့အခါမှာအလင်းတော်တဲ့ကိုကျွန်တော်တို့ကိုခေါ်သွင်းတဲ့အခါအဲ့ဒီအလင်းတော်တဲ့ကိုခေါ်သွင်းတဲ့သူရဲ့ကောင်းမြတ်ခြင်းပေါ့ဂုဏ်ကျေးဇူးလို့ပြောတဲ့အခါမှာသူရဲ့ကောင်းမြတ်ခြင်းသူရဲ့ဟလာကြီးမြတ်ခြင်းသူရဲ့မဆခြင်းသူရဲ့ချစ်ချင်းမြတ်တာနဲ့ဆက်ဆိုင်တဲ့အရာကိုတဲ့ပြောဖို့အတွက်ကျွန်တော်တို့ကိုရွေးချယ်ထားတယ်ဆိုတော့အဲ့ဒီလိုရွေးချယ်တယ်လို့ပြောတဲ့အခါမှာသင်အုပ်ဆရာတွေဧဝံဂေလိဆရာတွေဓမ္မဆရာတွေကိုပဲပြောတာမဟုတ်ဘူးယုံကြည်သူမှန်ရင်အဲ့ဒီအတွက်ရွေးချယ်ခြင်းခံရတယ်ဆိုတော့ကျွန်တော်တော့မပါဘူးထင်တယ်ဆိုရင်သင်ယုံကြည်သူမဟုတ်လို့ပဲနော်အဲ့တော့ဒီအလုပ်တွေကဆရာတွေအလုပ်ပဲလေဆိုတော့တချို့ခရစ်ယာန်တွေတွေးတယ်ဒီအလုပ်တွေကဆရာတွေလို့မဟုတ်ဘူးသင်အမောင်တွေကနေခေါ်ထုတ်ခံရပြီလားသင်အလင်းတော်တွေကိုခေါ်သွင်းခြင်းခံရပြီလားသင်ကယ်တင်ခြင်းရောက်ပြီလားဒါဆိုရင်သင်သည်အသင်းတော်ဖြစ်ရင်အသင်းတော်ရဲ့အားလုံးဒီ corporate body ရဲ့အလုပ်ဒီအလင်းတော်တွေကိုခေါ်သွင်းတဲ့ credit တော်ရဲ့ဂုဏ်ကျေးဇူးကိုပြောဂုဏ်ကျေးဇူးလို့ပြောတဲ့အခါမှာဟာယေရှုကတိတ်ကောင်းတာနော်ယေရှုကတိတ်ကြီးမြတ်တာနော်ဒါဟုတ်မဟုတ်ဘူးသူတို့ကိုလည်းဒီသခင်ဒီကယ်တယ်ဆိုတာကိုပြောဖို့ပြောတာသူတို့အတွက်လည်းအသေးခံတယ်ဆိုတာကိုပြောဖို့သူတို့အပေါ်မှာလည်းကောင်းမြတ်တယ်သူတို့အပေါ်မှာလည်းကျေးဇူးပြုတယ်ဖေသူတို့ကိုလည်းနောင်တရဖို့ဟလာစောင့်တဲ့ဂယုဏနဲ့ကျေးဇူးပြုတဲ့သူတို့အတွက်အပြစ်ချွေးကိုဆက်ပေးတဲ့သူဖြစ်တယ်ဆိုတာကိုပြောဖို့ဖေကတဲ့ရွေးချယ်ထားတယ်ဒါကပထမတစ်ချက်ဖြစ်တယ်เนาะဆိုတော့ကျွန်တော်ဒီမှာအစင်လိုက်တော့မရေးတော့ပထမတစ်ခုကဘာလဲဆိုရင်အဲ့ဒီဂုဏ်ကျေးဇူးကိုဖော်ပြဖို့ရွေးချယ်ရတယ်ရွေးချယ်ခံရတဲ့အမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရွေးချယ်မခံခြင်းဘူးလို့ကိုစိတ်ကူးထဲမှာတွေးမိတယ်ဆိုရင်တခုတော့မှားနေပြီ။ဘာကြောင့်လဲရွေးချယ်မခံရဘူးဆိုရင်ကယ်တင်ခြင်းလက်မခံနိုင်တဲ့အတူတူပဲ။ဘာလို့ကယ်တင်ခြင်းရောက်တော့သူတိုင်းဟာအဲ့ဒီအတွက်ရွေးချယ်ခံရတယ်။နော်တင်တို့မူကားဆိုတာယုံကြည်သူအားလုံးကိုပြောတာ။အဲ့တော့ဒါကပထမတစ်ချက်ဖြစ်တယ်။ဆိုတော့နောက်တစ်ခုကဘာလဲဆိုရင်နော်နောက်တစ်ခုကမင်းစည်းစိမ်နော်မင်းစည်းစိမ်ရှိပြီးရင်ယေဘရဟိမျိုးဆိုတော့ကျွန်တော်ဘာကြောင့်ဒီနှစ်ခုကိုခွဲရေးရလဲဆိုတာကျွန်တော်ရှင်းပြခြင်းတယ်နော်မင်းစည်းစိမ်ရှိတော့ယေဘရဟိအမျိုးလို့သုံးတယ်သူ့ရဲ့မူရင်းစကားမှာမင်းစည်းစိမ်ဆိုတဲ့စကားလုံးက royal ပေါ့နော် royal တော်ဝင်ပြီးရင် priesthoodအဲ့တော့ဒီဟာဒီလေယေဘရဟိမျိုးဖြစ်တာလေယုံကြည်သူအားလုံးကိုပဲပြောတာเนาะအမှုတော်ဆောင်တွေကိုပဲရွေးပြောတာမဟုတ်ဘူးယုံကြည်သူဖြစ်ရင်သူဒီနည်းပြန်မင်းမျိုးမင်းတွေပေါ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ကဟလာဟိုဆောင်ကြွားဖြစ်ဖို့မဟုတ်ဘုံဝင်မှာငါတို့ကမင်းမျိုးกว่าဆိုအဲ့လိုပြောတာမဟုတ်ဘူးအဲ့တော့ဒီဟောင်းနားလေကိုကျွန်တော်နည်းရှင်းပြချင်เนาะဓမ္မဟောင်းကာလမှာဖခင်ကဒီဣသရေလနိုင်ငံကိုညွှန်ကြားတဲ့အခါမှာအလုတ်ခွဲထားတယ်နော်အလုတ်ခွဲထားတယ်အဲ့ဒီအလုတ်ကဘာလဲဆိုတော့ပထမရှင်ဘုရင်ရဲ့အလုတ်ရှိတယ်ပြီးရင်ယေဘရဟိရဲ့အလုတ်ရှိတယ်မရောရအဲ့လိုရောလို့မရကျွန်တော်တို့ကျမ်းစာဖတ်ရင်ကျွန်တော်သတိထားမိလိမ့်မယ်ရှောလူရစ်ပူဇော်ဖို့ကြိုးစားတဲ့အခါမှာသူကတော့စိတ်ကောင်းတယ်ပေါ့နော်စိတ်ကောင်းရှိလားမရှိလားသူပဲသိမှာပေါ့နော်ဒါပေမဲ့အဲ့ဒီလိုရစ်ပူဇော်ဖို့သူလုပ်တဲ့အခါမှာစမွေလကသူ့ကိုလေမချီးကျူးတဲ့အပြင်သူ့ကိုစုတယ်မင်းညှင်းဆန်တဲ့သဘောရှိတယ်ဘာကြောင့်လဲဖျားကမခိုင်းတဲ့လုံမင်းလုံမင်းအလုတ်ကဘယင်အလုတ်လောက်ရမှာမင်းယေဘရဟိအလုတ်လောက်ရမှာမဟုတ်မင်းပရောဖက်အလုတ်လောက်ရတာမဟုတ်မင်းရစ်ပူဇော်တဲ့လုံမင်းဥဆောင်လို့မရမင်းဥဆောင်မှာစစ်တပ်ကိုဥဆောင်မယ်နိုင်ငံကိုဥဆောင်ရမယ်နိုင်ငံကိုတည်ထောင်ရမယ်နိုင်ငံနဲ့ဆိုင်တဲ့ဖျားကြီးအလိုတော်ကိုမင်းကအဲ့ဒီနိုင်ငံထဲမှာပြည့်စုံဖို့မင်းလောက်ရမှာဒီရစ်ပူဇော်တဲ့အလုတ်မင်းအလုတ်မဟုတ်အဲ့တော့သူ့ကိုစုတယ်နော်ညင်းဆန်တဲ့သဘောရှိတယ်အဲ့တော့ဖျားကရစ်ပူဇော်ခြင်းတဲ့နားထောင်ခြင်းကိုတာရီနဲ့တက်တယ်ဆိုတော့အဲ့မှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့တော့နောက်တစ်ခါဘယ်မှာထပ်တွေ့ရလဲဆိုတော့ကျွန်တော်တို့เนาะဒီအောစီမင်းကိစ္စပေါ့เนาะရာဇဝင်ကျုပ်တို့ဘာလို့ဖတ်တဲ့အခါမှာအောစီမင်းဆိုတော့ဒီယူဒမင်းဆက်ကိုကျွန်တော်တို့လိုက်ပြီးလေ့လာရင်တွေ့လိမ့်မယ်အောစီမင်းဟာအယမ်းမဲသူကစစ်ပညာစစ်လက်နက်တီထွင်တဲ့နေရာမှာအင်မတန်မှတော်တဲ့အတွက်အယမ်းနဲ့သူကနာမည်ကြော်ကြားတယ်လူတွေအယမ်းကြောက်တယ်ဖခင်ကသူ့ကိုမှားစားတယ်ဒါပေမဲ့ तू ကအဲ့ဒီလိုကြော်ကြားလာပြီးတော့မှเนาะအရန်ကိုतू ကထက်မြက်တဲ့အခြေအနေမျိုးဖြစ်လာတဲ့အခါမှာဘာဖြစ်လဲဆိုထောင်လွှားတယ်ကျမ်းစာတော်ဘယ်လိုလဲဆိုကိုအကျိုးနဲ့အောင်ထောင်လွှားတယ်เนาะထောင်လွှားတယ်ဆိုတာသတိထား
ထောင်လွှားခြင်းနောက်မှာပါလာကိုကျိုးနေခြင်းဆိုတာပါလာတယ်ဆိုတော့ကိုကျိုးနေအောင်ထောင်လွှားတယ်တဲ့အဲ့တော့ तू ဘာလုပ်လဲဆိုရင်ဗိမာန်တော်ထဲဝင်ပြီးနတ်သားပေါင်းကိုမိရှို့ဖို့လုပ်တယ်ထပ်တွေ့ရတယ်နော်ကျွန်တော်တို့အဲ့ဒါရာဇဝင်ကျုပ်ထဲမှာကျွန်တော်တို့ပြန်ပြီးတော့ရှာဖတ်ကြည့်လို့ရတယ်ဆိုတော့နတ်သားပေါင်းမိရှို့တဲ့အလုပ်ဟာဘယင်မလုပ်ရအောင်အဲ့ဒါယေဘရဟိတ်လုပ်ရတာဖြစ်တယ်ဗိမာန်တော်ထဲကိုဘယင်ဟာဝင်ခွင့်မရှိဘူးဗိမာန်တော်ထဲကိုဗိမာန်တော်တန်ရှင်းရဌာနအထိဝင်ဖို့ဆိုရင်အဲ့ဒီဝင်တဲ့သူဒီယေဘရဟိတ်ဖြစ်ရတယ်ယေဘရဟိတ်တောင်မှမပြင်ဆင်မဲဝင်လို့မရတန်ရှင်းရဌာနထဲဝင်ဖို့ဆိုရင်ဆိုတော့အော်စီကငါဘယင်ကငါစစ်တိုက်တာတော့နိုင်သေးတာငါကဒီလောက်တော်တာငါကပညာဒီလောက်ရှိတာငါကဒီနိုင်ငံမှာဟာလာတအုပ်ဆာမိုင်ဖြစ်တယ်ဆိုပြီးတော့မှ तू လုံးသမျှအကုန်လုံးအဆင်ပြေတယ်ဖះလဲကြိုက်မှာပဲဆိုပြီးတော့မှ तू မလုပ်ရမယ့်အလုပ်ကို तू ဝင်လုပ်တဲ့အခါမှာနတ်သားပေါင်းမိရှုပ်ဖို့ဝင်တဲ့အခါမှာယေဘရဟိတ်တွေကလိုက်တားတယ်ဒါပေမဲ့မရဝင်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုနူနာဆွဲတယ်ချက်ချင်းနန်းတော်ကနေနှင်ထုတ်ခြင်းခံရတယ်နော်ဆိုတော့အဲ့ဒါရာဇဝင်ကျုပ်ကိုဖတ်ရင်ကျွန်တော်တွေ့လိမ့်မယ်အဲ့တော့ပေတဲ့အထိ तू ကခြားနာတဲ့နန်းမှာနေရတယ်ဘယင်ဖြစ် तू အုပ်ချုပ်လို့မရတော့ဘူးပေါ့နော်တတိပြောရရင်တော့ဘာဖြစ်လို့လဲဆိုဖះကဓမ္မဟောင်းကာလမှာရှင်ဘယင်လောက်ရမယ့်အလုပ်နဲ့ယေဘရဟိတ်လောက်ရမယ့်အလုပ်ကိုခွဲထားတယ်ယေဘရဟိတ်ဒီရှင်ဘယင်အလုပ်မလုပ်ရဘူးဘယင်ဒီယေဘရဟိတ်လို့မလုပ်ရအဲ့တော့ဒီမှာရေးထားတဲ့အလုပ်ဒီမှာရေးထားတဲ့အရာကကျတော့ကျွန်တော်တို့တွဲပြီးရေးထားတာကျွန်တော်တွေ့ရ royal priesthood ဆိုတော့ဘာဖြစ်တာလဲအဲ့တော့ခရစ်တော်ကျွန်တော်တို့မြေကြီးပေါ်မှာလူစားတိခံပြီးတော့မှအသေးခံရှင်ပြန်ထမြောက်တဲ့အခါမှာခရစ်တော်ဒီရှင်ဘယင်လည်းဖြစ်တယ်ယေဘရဟိတ်မင်းလည်းဖြစ်တယ်ဟာလေလုယာဗိမာန်တော်စောက်တဲ့အခါမှာဗိမာန်တော်စောက်ဖို့ material เนาะရုပ်ဝတ္ထုပစ္စည်းတွေကိုဘယင်တွေဟာစုဆောင်းရတယ်နော်ရှောလမုန်ဒါဝိတ်သူတို့စုဆောင်းတယ်ဒါပေမဲ့ကိုးကွယ်တဲ့အခါမှာကိုးကွယ်ခြင်းအလုပ်နဲ့ဆိုင်တဲ့အမှုကိုတော့ဘယင်ကမလုပ်ရအောင်ရစ်ပူဇော်တဲ့အလုပ်ကိုယေဘရဟိတ်တွေကဥဆောင်ရတယ်ဆိုတော့နှစ်ဦးပေါင်းမှဗိမာန်တော်ဟာဖြစ်တယ်နှစ်ဦးပေါင်းမှဒီဗိမာန်တော်မှာကိုးကွယ်ခြင်းအမှုဟာအထမြောက်တယ်ဆိုတော့ဗိမာန်တော်မှာရုပ်ဝတ္ထုပစ္စည်းတွေဟလာဒီအဆောက်အုံတွေစောက်ဖို့အတွက်ဘယင်တွေဟာသူတို့ဟလာဒီနိုင်ငံတော်နဲ့ဆက်ဆိုင်တဲ့အမှုရာတွေကိုလှုပ်ရင်းနဲ့ဒီပစ္စည်းတွေကိုစုဆောင်းလိုက်တဲ့အခါမှာဗိမာန်တော်ဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီဗိမာန်တော်ကြီးရှိပြီးကိုးကွယ်ခြင်းအမှုမရှိဘူးဆိုဒါဗိမာန်တော်လို့ခေါ်လို့မရเนาะကျွန်တော်တို့ဖခင်เจ้าအဆောက်အုံကြီးရှိတယ်စစ်မှန်တဲ့ကိုးကွယ်ခြင်းမရှိဘူးဆိုအဲ့ဒါအသင်းတော်လို့ခေါ်လို့မရဒါပေမဲ့အသင်းတော်လို့ခေါ်လို့ရဖို့အတွက်အဲ့ဒီကိုးကွယ်ခြင်းအရှိမဘာရှိရမလဲဆိုရင်ဟလာမိမိရဲ့အငန်းတာနဲ့ဆက်ဆိုင်တဲ့ပါဝင်ခြင်းဆိုတာလေလိုအပ်ပြန်တယ်เนาะအဲ့တော့အပြန်လန်ဒီဟာတွေကလိုအပ်နေကြတယ်ဆိုတော့ဓမ္မတိရောက်လာတဲ့အခါမှာဗြိဉ္ဉ်တိရောက်လာတဲ့အခါမှာယေရှုခရစ်တော်ဒီရှင်ဘယင်ဖြစ်တယ်အဓိပ္ပာယ်ကဘာလဲရှင်ဘယင်ဆိုတာနိုင်ငံတော်ကိုတည်ထောင်တော်သူဖြစ်တယ်ကြားဘူးမှာပါဒီစကားလုံးเนาะခရစ်တော်သင်ပေးတဲ့ပဋ္ဌာန်းထဲမှာပါတယ် Thy kingdom come ဆိုတော့ kingdom ဆိုတဲ့စကားလုံးပါတယ် kingdom ဆိုတာ king's domain ဘယင်အုပ်ချုပ်တော်နေမြေဖြစ်တယ်ဆိုတော့ဘယင်ရဲ့အလုပ်ကပါလဲနိုင်ငံတော်ကိုတည်ထောင်ဖို့နိုင်ငံတော်ကိုတာယာလှပဖို့ကြွယ်ဝဖို့ဝပြောဖို့အတွက်ဘယင်ကလှုပ်ဆောင်ရတယ်ဒါမှတခြားနိုင်ငံတွေကဒီဘယင်နိုင်ငံဒီနိုင်ငံကိုကြည့်တဲ့အခါမှာဒီနိုင်ငံဟာအရန်ပဲnation စပွဲဖြစ်တယ်ငါတို့နိုင်ငံနဲ့မတူပါလားအခုကျွန်တော်တို့ဒီနိုင်ငံမှာရောက်နေကြတယ်တကယ်တော့ကျွန်တော်တို့ဒီနိုင်ငံကမဟုတ်ဘာဖြစ်လို့ဒီနိုင်ငံကိုကျွန်တော်တို့လာလဲကိုယ်နိုင်ငံထက်ဒီနိုင်ငံဟာတာ၍အမခံချက်ရှိတယ်ကောင်းတယ်ဆိုတဲ့စိတ်ချမှုကြောင့်ဒီကိုရောက်လာတာကိုယ်နိုင်ငံပိုကောင်းရင်ပဲလာမလဲဟုတ်တယ်မလားဆိုတော့ပြောချင်တာကပါလေဒီနိုင်ငံရဲ့ဟလာကြွယ်ဝမှုဒီနိုင်ငံရဲ့ဟလာပညာရေးတိုးတက်မှုဒီနိုင်ငံရဲ့တက်သေးတွေကိုကျွန်တော်တို့တွေ့ချင်းအဖြစ်ဒီနိုင်ငံကိုကျွန်တော်တို့ဝင်စားခြင်းကြတယ်ဆိုတော့နိုင်ငံတော်တည်ထောင်ခြင်းရဲ့ရည်ရွယ်ချက်ကအဲ့ဒါပဲကျွန်တော်တို့ရဲ့အသက်တာမှာဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့တက်သေးဖခင်ရဲ့ကြီးမြတ်ခြင်းကိုကျွန်တော်တို့အသက်တာကနေစီးထွက်ထင်ရှားတဲ့အခါမှာအဲ့ဒီအရာကိုနိုင်ငံတော်တည်ထောင်တယ်လို့ခေါ်တယ်ဆိုတော့နိုင်ငံတော်တည်ထောင်လာတဲ့နိုင်ငံသားဖြစ်တာနဲ့မတူဘူးเนาะကျွန်တော်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တဲ့အခါကယ်တင်ခြင်းရောက်တဲ့အခါကျွန်တော်တို့ကနိုင်ငံသားဖြစ်သွားတယ်နိုင်ငံသားဖြစ်သွားပြီဆိုရင်တော့ဆက်ပြီးကျွန်တော်တို့ကနိုင်ငံသားအဖြစ်နဲ့မှန်မှန်ကန်ကန်ကျွန်တော်တို့အသက်ရှင်လို့ရတယ်သို့တော်လည်းဒီနိုင်ငံကိုတကယ်တမ်းဟလာတိုးတက်အောင်စီပင်အောင်လုပ်တဲ့အလုပ်ကကြတော့နိုင်ငံသားတိုင်းမလုပ်နိုင်နိုင်ငံသားတိုင်းမလုပ်နိုင်အဲ့ဒီຢာတွေကိုဆုံးဖြတ်ပြီးလှုပ်ဆောင်နေတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကိုနိုင်ငံတော်တည်ထောင်တော်သူလို့ခေါ်တယ်ဟလားသူတို့ကအစိုးရပိုင်းဆိုင်ရာလမ်းတွေတရားတွေစောက်မယ်ပညာရေးစနစ်တွေပါညာကွေးကွက်လုပ်မယ်ဒီဟာတွေကောင်းရင်ကောင်းတယ်လို့တခြားနိုင်ငံတွေကကြည့်ပြီးအားကြရသဘောပေါက်လားမသိကျွန်တော်ပြောတယ်ဆိုတော့ကျွန်တော်တို့ကမြေကြီးနိုင်ငံမှာတော့
ဘသူကနိုင်ငံသားပဲဖြစ်လို့ရတယ်ဘသူကတော့ဟလာအရာရှိဖြစ်လို့ရတယ်ဘသူကတော့အဲ့လိုမျိုးခွဲခြားပြီးတော့မှကျွန်တော်တို့မြင်ကြည့်လို့ရပါမယ်ဝိညာဉ်နယ်ပယ်မှာဝိညာဉ်နိုင်ငံထဲမှာဖျားခေါ်တဲ့နိုင်ငံမှာတော့ဖျားသာယုံကြည်သူတိုင်းကိုနိုင်ငံတော်တည်ထောင်တော်သူဖြစ်စေခြင်းတယ်အာမင်ယုံကြည်သူတိုင်းကိုဘယ်လိုလဲအရေးပဲပါလဲအဲ့ဒီယုံကြည်သူတိုင်းအဖြစ်ဒီကောင်းကင်နိုင်ငံရဲ့ကောင်းမြတ်ခြင်းကောင်းကင်နိုင်ငံရဲ့လှပခြင်းကောင်းကင်နိုင်ငံရဲ့ကြွယ်ဝခြင်းကောင်းကင်နိုင်ငံရဲ့ကြီးမြတ်ခြင်းဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုလူတွေမသိသေးတဲ့သူတွေမြင်တွေ့ခံစားစေခြင်းတယ်။ဒါကြောင့်သခင်ကကျွန်တော်တို့ကိုသင်ပေးတယ်နိုင်ငံတော်တည်ထောင်ပါစေသောဆိုတဲ့ပဋ္ဌနာကိုကျွန်တော်တို့ကိုသင်ပေးခဲ့တာဖြစ်တယ်။ဆိုတော့ကျွန်တော်ကစုပဲတောင်းတယ်နော်ရွတ်ပဲရွတ်တယ်။လူတော်ပြည်ဆုံးကောင်းကင်ဘုံ၌လူတော်ဒီပြည်ဆုံးပြည်နိုင်ပြည်ကြီးပေါ်မှာပြည်ဆုံးမှာဆိုတော့နိုင်ငံတော်တည်ထောင်ပါဆိုတော့အဲ့လိုပဲကြက်တူရွေးလိုပဲရွတ်တယ်။ဒါပေမဲ့တကယ်တမ်းနိုင်ငံတော်တည်ထောင်တဲ့သူဖြစ်ဖို့ကျွန်တော်ရည်ရွယ်ချက်မရှိဘူးဆိုရင်ဒီခေါ်သွင်းတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကမကိုက်ဘူးဖြစ်တယ်ဆိုတော့မင်းစည်းစိမ်ရှိတယ်ဆိုတော့အဲ့ဒါ royal king who ဆိုတော့ရှင်ဘရင်ရဲ့အဆွေအမျိုးဖြစ်တယ်ရှင်ဘရင်ရဲ့အမျိုးဖြစ်တဲ့အတွက်နိုင်ငံတည်ထောင်ခြင်းအဖြစ်ကိုယ့်ရဲ့အသက်တာထဲမှာတခြားသူကဖခင်ရဲ့နိုင်ငံတော်ကိုမြင်တွေ့ခွင့်ရတယ်ယေရှုမြစ်ကြီးပေါ်လာတဲ့အခါမှာယေရှုကသူစပြီးပြောတဲ့တရားဟောချက်မှာပါလဲဆိုရင်နောင်တရကြတော့ဗါတယ်လေနိုင်ငံတော်ဒီလိုနေပြီကဘာကြီးပေါ်မှာခရစ်တော်ကြွလာတဲ့အရာကဘယ်အချိန်မှာဖြစ်မလဲဆိုရင်ကျမ်းစာကဘယ်လိုရေးလဲဆိုရင်နိုင်ငံတော်နဲ့ရှင်သောဧဝံဂေလိတရားကိုအရရ၌ဟောပြောပြီးမှအဆုံးသည်ဖြစ်လက်တာဆိုတော့နိုင်ငံတော်နဲ့စနိုင်ငံတော်နဲ့ဆုံးတာအဲ့တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖခင်ကိုလူတွေသိဖို့ဒီနိုင်ငံတော်တည်ထောင်တဲ့အသက်တာထင်ရှားဖို့လိုတယ်အဲ့တော့ယေရှုမြေကြီးပေါ်ရောက်လာတဲ့အခါမှာယေရှုနောက်ကိုဘာလို့လူတွေဟာတကောက်လိုက်ကြလဲကြော်ညာကောင်းလို့မဟုတ်ဘူးမြေကြီးပေါ်မှာမမြင်ရတဲ့မခံစားရတဲ့ကောင်းကင်နိုင်ငံတော်ရဲ့ကောင်းမြတ်ခြင်းအရာတာကိုလူရက်ခံစားရတယ်ညစ်ပယ်ခံရတဲ့သူတွေကလက်ခံခြင်းကိုခံရတယ်ဟလားချစ်ချင်းမြတ်တာပျောက်ဆုံးနေတဲ့သူတွေကချစ်ချင်းမြတ်တာကိုခံစားရတယ်တန်ဖိုးထားခြင်းမခံရတဲ့တန်ဖိုးထားခြင်းကိုခံစားရတယ်ဟလားခွင့်လွှတ်ခြင်းမခံရတဲ့ခွင့်လွှတ်ခြင်းကိုခံစားရတယ်အပြစ်ဒုစရိုက်နဲ့ယုံထွက်လို့မရတဲ့သူတွေကအပြစ်ဒုစရိုက်ကနေကယ်နှုတ်ခြင်းခံရတယ်ဒီအရာဟာမြေကြီးပေါ်မှာမရနိုင်ဘူးဒါပေမဲ့ခရစ်တော်အနာကိုကတ်လိုက်တာနဲ့ခရစ်တော်နဲ့ထိတွေ့တဲ့သူတွေကပြောင်းလဲကုန်တယ်ဘာကြောင့်လဲနိုင်ငံတော်တည်ထောင်ခြင်းအဲ့မှာဖြစ်နေလို့ဖြစ်တယ်ဆိုတော့ရှင်ဘရင်ဖြစ်တဲ့မင်းစည်းစိမ်ရှိရဆိုတာအဲ့ဒါကိုပြောတာဆိုတော့မြန်မာစကားစီးစိမ်ဆိုတာပါလာရင်လေကျွန်တော်နာတော်ကြိုက်တာပြောတယ်စီးစိမ်ဆိုတော့မျိုးလုံးထဲမှာပါတယ်မျိုးဆိုကြက်ပေါင်ကြီးတွေဝက်ပေါင်ကြီးတွေဟိုဆိုတော့ဝဲကြီးတွေရှေ့မှာချပြီးတော့ဘရင်တွေကထိုင်ပြီးစားတော့အဲ့ဒါပြောတာမဟုတ်ဘူးအင်္ဂလိပ်လိုမှာစီးစိမ်ဆိုတဲ့စကားလုံးမပါဘူး royal မင်းမျိုးတော်ဝင်မင်းမျိုးလို့ပြောတာဆိုတော့တော်ဝင်မင်းမျိုးဆိုတာငါကသူများထက်အဆင့်မြင့်တယ်ကွာသူများထက်ပို့ပြီးတော့မှဟလာမြင့်တယ်ကွာအဲ့လိုတွေးဖို့မဟုတ်ဘူးဘယင်တွေးတာဒိဗေရပါလေငါနိုင်ငံသူနိုင်ငံသားတွေငါနိုင်ငံတော်ကြီးဟာစီပင်ရဲ့လားနိုင်ငံသားတွေဟာအကျိုးခံစားရတယ်ဆိုတော့ဘယင်တွေးတာအဲ့တော့ခရစ်တော်၌ရှိသောစိတ်တော်အားဖြင့်လောကကြီးကိုမြင်တတ်သွားတယ်ကြည်တတ်သွားတယ်စာနာတတ်သွားတယ်တနာတတ်သွားတယ်မာစခြင်းနဲ့ကယ်မခြင်းနဲ့စိတ်ကကိုယ့်အထဲမှာစီးဆင်းပြီးအလုံးလုံးခွင့်ရတာကိုပြောတာအဲ့ကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်မြေကြီးပေါ်မှာကျွန်တော်တို့ကနော်ဖခင်ကသူ့နိုင်ငံတော်တည်ထောင်တဲ့သူတွေဖြစ်ဖို့ဖခင်ခေါ်တယ်လို့ပြောတဲ့အခါမှာကောင်းငင်မှာဘာဖြစ်စေချင်လဲဆိုရင်သူနဲ့အတူဆိုးဆန်စေချင်လို့ဖြစ်တယ်ကျွန်တော်သိရမှာကယုံကြည်သူတိုင်းကိုဖခင်ကဆိုးဆန်တော်သူဖြစ်စေချင်တယ်ဝမ်းနဲ့စရာကောင်းတာကယုံကြည်သူတိုင်းဒီကယ်တင်ခြင်းရတော်ညာလဲဆိုးဆန်တော်သူဖြစ်မှာမဟုတ်ဘူးဘာကြောင့်လဲနည်းနည်းဟိုပါဘောနော်စကလုံးပြင်းပြင်းထန်ထန်ပြောရင်တဒေါင်းစားစိတ်နဲ့ဘယင်လုပ်လို့မရဘူးမြေကြီးပေါ်မှာပဲကြည့်လိုက်နော်ကျွန်တော်အများကြီးမပြောတော့ကိုယ့်ကိုမြင်အောင်ကြည့်လိုက်နော်တဒေါင်းစားစိတ်ဓမြစိတ်နဲ့ဘယင်လုပ်လို့မရဘူးတိုင်းပြည်ပြတ်တတ်တယ်အဲ့တော့ကောင်းငယ်မှာခရစ်တော်နဲ့တူဆိုးဆန်မယ်ဆိုရင်မြေကြီးပေါ်မှာကလေးကဘုရုစိတ်နှလုံးရှိရမလဲခရစ်တော်ရဲ့စိတ်နှလုံးရှိရမှာပေါ့ထာဝရကာလမှာခရစ်တော်နဲ့တူဆိုးဆန်မဲ့သူဒီအခုမြေကြီးမှာကလေးကဘုရုစိတ်နှလုံးကိုနေရာပေးဖို့လို့လဲခရစ်တော်ရဲ့စိတ်နှလုံးကိုနေရာပေးရတယ်ဒါဟာနိုင်ငံတော်တည်ထောင်တော်သူရဲ့စိတ်နှလုံးမင်းစည်းစိမ်ရှိရဆိုတာအဲ့ဒါကိုပြောတာသူ့ရဲ့မူရင်းစကားမှာလည်းအဲ့ဒီအတိုင်းပဲ royal king who ဆိုတော့အဲ့ဒီအချုပ်ချာအာဏာပိုင်တဲ့သူရဲ့နှလုံးသားအဲ့အခြေအနေကိုပြောတာဖြစ်တယ်ဆိုတော့ဒါကမင်းစည်းစိမ်ဆိုတော့ယေဘရဟိအမျိုးကြတော့ဗာလဲနော်ယေဘရဟိအမျိုးကယေဘရဟိရဲ့အလုပ်လည်းရှိတယ်ဆိုတော့ယေဘရဟိတွေရဲ့အဓိကကြဆုံးအလုပ်ကဗာလဲဆိုရင်သူတို့ဒီဂျားခံဖြစ်တယ်နော်ဂျားခံယေဘရဟိဒီလူနဲ့ဖျားရဲ့ကြားထဲမှာဂျားခံဖြစ်တယ်အဲ့တော့ယေဘရဟိအမျိုးလို့ပြောရင်အဓိပ္ပာယ်ကဘာလဲဖျားနဲ့လူကို
ဆက်သွယ်ပေးတော်သူဖခင်နဲ့လူကိုဘာလို့ပေးတော်သူလဲကိုအားဖြင့်အဲ့ဒီလူတွေဖခင်ကိုမတွေ့သေးတဲ့သူတွေမသိသေးတဲ့သူတွေမခံစားသေးတဲ့သူတွေခံစားနားလည်တော့ဖို့ဖခင်ရဲ့ကျေးဇူးတော်ကိုလူတွေကိုခံစားစေတယ်လူတွေရဲ့ဟလားလိုအပ်ချက်တွေကိုဖခင်နဲ့ထိတွေ့စေပြီးတော့မှဖခင်ရဲ့မဆာခြင်းကိုခံစားစေတယ်အလုပ်ကိုယေဘရဟိတွေကလုပ်ရတယ်အရင်ဓမ္မဟောင်းကာလတုန်းကတော့ယေဘရဟိတွေကဘာလုပ်ရလဲဆိုတော့ဟလာလူတွေကရစ်ပူဇော်ဖို့အတွက်ရစ်ကောင်တွေယူလာတယ်သူတို့ကရစ်ပူဇော်ပေးရတယ်အဲယေဘရဟိမင်းဆိုရင်တော့တနှစ်မှာဟလာတစ်ခါသူကအသွေးကိုယူပြီးတော့မှဟိုအတွင်းဆုံးခန်းထဲထိဝင်ပြီးတော့မှတနိုင်ငံလုံးရဲ့အပြစ်ကိုဖြေပေးရတယ်ဒါယေဘရဟိအလုပ်ဖြစ်တယ်ဆိုတော့ယေဘရဟိအမျိုးလို့ပြောတဲ့အခါမှာကိုကယေဘရဟိအမျိုးပိတဖို့ဆိုရင်အဲ့တေယုံကြည်သူဖြစ်ရင်ယေဘရဟိအမျိုးဖြစ်ပြီးပြီဒါပေမဲ့ယေဘရဟိအမျိုးပိတတယ်မပိတဘူးဆိုတဲ့ကိစ္စရှိလာတယ်။နော်ကျွန်တော်တို့ကျမ်းစာထဲမှာလေဝိမျိုးတွေပြဿနာရှာတဲ့ဒုက္ခပေးတဲ့ကိစ္စတွေလည်းရှိတယ်နော်။ကျွန်တော်အေလိသား2ယောက်အာရုံရဲ့သားတွေရစ်ပူဇော်တဲ့အခါမှာပေါက်တရားလို့ဖျားရှိရမိထွက်ပြီးတော့သေတဲ့ကိစ္စတွေရှိတယ်။အေလိသားတွေကတဲတော်မှာဒုစရိုက်မှုကိုပြုလို့ဟာလားဣသရေလတွေစစ်ရှုံးပြီးတော့မှဗြိဉ္ဉ်သစ်တာဖိလိတိလူလက်ထဲပါသွားတဲ့ကိစ္စလည်းကျွန်တော်တို့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့ယေဘရဟိမျိုးမဖြစ်လို့မဟုတ်ဘူး။မပိတလို့ဆိုတော့ဒီနေ့ကျွန်တော်တို့အားလုံးဒီယုံကြည်သူဖြစ်ပြီးဆိုရင်ဝိညာဉ်ရေးရမှာကျွန်တော်တို့ဒီယေဘရဟိမျိုးဖြစ်တယ်အာမင်အာမင်အာမင်နောက်မိကွာပါလဲဆိုရင်သင်ဒီယေဘရဟိမျိုးပိတသလားပိတလားဖြေရခတ်သွားတယ်နော်အဲ့ယေဘရဟိမျိုးပိတဆိုတာဘာလဲကိုဒီဖျားနဲ့လူကိုဘာဖြစ်ပြီလဲဆက်သွယ်ပေးတယ်ဂျားထဲကနေဆက်သွယ်ပေးတယ်မီဒီယမ်ဖြစ်တယ်ဆက်သွယ်ပေးတယ်ကိုအားဖြင့်လူတွေဖျားနဲ့စုံတွေ့ခွင့်ရဖို့ကိုကအသုံးခံတာကိုကအစီခံတာကိုကဟလာဖျားရဲ့အလိုတော်ထဲကနေလူနဲ့ဖျားကိုချိတ်ဆက်ပေးတဲ့အလုပ်ဖြစ်တယ်အဲ့ဒါယေဘရဟိအမျိုးရဲ့အတိတ်ပဲဖြစ်တယ်ဆိုတော့အသင်းတော်ဆိုတာအဲ့ဒါမြေကြီးပေါ်မှာအသင်းတော်ရှိခြင်းအဖြစ်ခရစ်တော်ကိုမသိနားမလဲမခံစားတဲ့သူတွေဟာဒီအသင်းတော်အဖြစ်ခရစ်တော်ကိုသိနားလဲသွားတယ်ခံစားတတ်သွားတယ်ခရစ်တော်ကိုရရှိသွားတယ်ဒါကြောင့်ယေဘရဟိမျိုးလို့ပြောတာဖြစ်တယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုရင်နော်ဒီမှာပါရေးထားလဲဆိုရင်တန်ရှင်းသောလူမျိုးနော်ဆိုအင်္ဂလိပ်လိုကတော့ holy nationအဲ့ကျွန်တော်မနေ့ကတန်ရှင်းခြင်းကြောင့်ပြောသွားတယ်အဲ့တော့ကျွန်တော်တို့ကတန်ရှင်းသောလူမျိုးပိတဖို့နော်အဲ့တော့ကျွန်တော်အစ္စရေးနိုင်ငံကျွန်တော်ရောက်တယ်အစ္စရေးတွေနဲ့တခါလေးကြုံဘူးဆုံဘူးတယ်ပေါ့နော်သူတို့ကအမြဲတမ်းတော့ပေါင်းလို့တင်လို့ကောင်းတဲ့သူမျိုးတော့မဟုတ်ဆိုတော့ကြုံဘူးတဲ့သူတွေတော့သိပါပါနော်ဒါပေမဲ့ဘာဖြစ်လို့တန်ရှင်းသောလူမျိုးလို့သမုတ်ရတာလဲလို့မေးရင်မနေ့ကကျွန်တော်ပြောသွားတယ်သူတို့ဒီလောကနဲ့ခြားနာတဲ့ဖခင်ရဲ့ညွှန်ကြားချက်နီလန်အတိုင်းပဲအသက်ရှင်ဖို့ဖခင်ရဲ့ခွဲခတ်မှတ်သားခြင်းထဲမှာနေရတဲ့သူတွေဖြစ်လို့ဖြစ်တယ်လောကဘသူရဲ့ဟောင်မှာသူတို့က copy မကူဘူးဘသူ reference ထဲမှာသူတို့ကမရှင်ရအဲ့လိုလုပ်တာနဲ့ဒုက္ခရောက်တာပဲเนาะတခြားမကြည့်နဲ့တခြားနိုင်ငံတွေဘယင်ရှိလို့ဆိုပြီးတော့မှသူတို့ကလည်းဘယင်တောင်းတယ်เนาะအဲ့ဒါရှောလူလည်းရောက်လာတော့သူတို့ဒုက္ခရောက်တော့အဲ့ဖေကငါမင်းတို့အုပ်ချုပ်တာလေးမကြိုက်ဘူးလားအမငါလူရှိတယ်ရှမွေလာရှိတယ်ငါရှိတယ်အဲ့ရှမွေလာပြောမင်းပဲပယ်တာမဟုတ်ဘူးတဲ့သူတို့ကငါလည်းပယ်ပြီတဲ့တခြားလူတွေ copy ကူးချတာဣသရေလလူမျိုးဒုက္ခရောက်ဆိုတော့ဣသရေလလူမျိုးတီတန်ရှင်းသောအမျိုးလို့ဓမ္မဟောင်းကာလမှာသတ်မှတ်ခံရတဲ့အကြောင်းရင်းကဖခင်ရဲ့နီလန်းအားဖြင့်ပဲသူတို့ကဘယ်နိုင်ငံနဲ့မှမတူတဲ့အသက်ရှင်မှုပုံစံနဲ့အသက်ရှင်ဖို့ခေါ်ခြင်းခံရတဲ့လူမျိုးဖြစ်လို့တန်ရှင်းသောလူမျိုးလို့ခေါ်တာဆိုတော့သူတို့ကဘာကိုသင်ယူရလဲဆိုရင်လူတိုင်းဟိုးလူကြီးကနေကလေးအထိဆွေစဉ်မျိုးဆက်အဆက်ဖခင်နီလန်းကိုပဲသင်ယူရတယ်ဣသရေလလူမျိုးတွေဒီနေ့ထိလူမျိုးမပြောက်တာအဲ့ဒါကြောင့်နော်သူတို့ကိုလှုပ်လိုက်တဲ့ဟလားကိစ္စတွေအများကြီးရှိတယ်အင်ပါယာပေါင်းများစွာကနှိပ်စက်တယ်ဒါပေမဲ့အဲ့ဒီအင်ပါယာတွေပဲပျောက်သွားတယ်သူတို့ကရှိတော့မယ်ဘာကြောင့်လဲဖျားနီလန်းကိုတားဆင်ပြီးဆက်သူတို့ကလက်ဆင့်ကမ်းသွားတယ်အခုကျွန်တော်တို့ဆိုကြပါစို့ကျွန်တော်တို့ communion ပေါ့နော်ပတ်သက်ခါသူတို့ရဲ့ပတ်သက်ခါပေါ့သူတို့ရဲ့ပတ်သက်ခါကိုသူတို့အမြဲတမ်းလုပ်တယ်လုပ်တဲ့အခါမှာထွတ်မြောက်ရာကျမ်းမှာကျွန်တော်တို့ကြည့်ရဲဖျားကဘာမှားထားလဲဆိုထွတ်မြောက်ရာကျမ်းမှာပတ်သက်ခါပွဲပထမဆုံးအကြိမ်လုပ်ပြီးတဲ့အခါမှာဖျားကဣသရေလလူမျိုးဘာမှားလဲဆိုဒီဟာကိုနှစ်စဉ်ဒီလိုကျင်းပရမယ်
ကျင်းပတဲ့ခါကျရင်မင်းတို့သားမြေးတွေကမေးလိုက်မယ်ဒါဘာလုပ်တာလဲအဲ့ကြရဲ့ငါမင်းတို့ကိုဘလို့ကယ်ထုတ်ခဲ့လဲဆိုတော့အကြောင်းကိုပြန်ပြောပြပါပတ္တကသူ့ရဲ့အတူအဖြစ်ဘလို့မင်းတို့လွတ်မြောက်လာလဲကြုံခံရပြနေငါဘလို့ကယ်လဲဆိုတော့သူတို့ပြန်ပြောပြပါအဲ့တော့ပတ္တကပွဲလှုပ်တိုင်းဂျူးလူမျိုးကအခုအချိန်ထိအဲ့ဒီပထမဆုံးပတ္တကပွဲရဲ့အကြောင်းရင်းကိုသူတို့သားမြေးတွေဘာလုပ်လဲဆိုရင်ရှင်းပြဆိုဂျူးလေးတွေကအထူးသဖြင့် liberal Jew မဟုတ်ဘူးเนาะတကယ်ကို Torah loving Jew လို့ခေါ်တယ်ဖခင်ရဲ့ပညာတိကျမ်းကိုနှစ်သက်မြတ်လို့တဲ့ဂျူးတွေဟာတားစစ်မြေဆက်ဒါကိုတင်တယ်ဆိုတော့သူတို့အားလုံးသိတယ်အခုကျွန်တော်တို့ကလေးတော်တော်များများခရစ်ယာန်ကလေးတော်တော်များ communion ဆိုင်ဘာကြောင့်စားရမလဲမသိတဲ့လူတွေအများကြီးရှိသေးတယ်ကလေးမပြောလူကြီးတောင်မသိဘူးတချို့တွေကစားနေဘာမှမသိဘူးเนาะပရိညင်သစ်ဆိုတာဘာလဲဆိုဆရာလဲဟိုခက်တဲ့မိကုန်းတွေလာမမေးတယ်ဒုက္ခဟာပွဲတော်ကြတော့စားနေဆိုတော့ဒါတကယ်တော့ဟိုရည်စရာတော့ကောင်းတယ်ဒါပေမဲ့အန်နေအဲ့ဒါဘာဖြစ်လို့လဲဂျူးလူမျိုးတွေဟာပတ္တကပွဲကိုစားတဲ့အခါမှာသူတို့ဘာကြောင့်စားရလဲဆိုတာဘယ်မျိုးဆက်မှမဆိုသူတို့ကောင်းကောင်းနားလဲတယ်ဒါပေမဲ့အခုကျွန်တော်တို့ယုံကြည်သူတွေဟာပွဲတော်မင်္ဂလာကိုဆက်ဆံတဲ့အခါမှာဘာကြောင့်ဆက်ဆံရလဲဆိုတာရှင်းရှင်းလင်းလင်းမသိတဲ့သူတွေအများကြီးရှိနေတာဟာဒါအင်မတန်မှဟလာဟိုစိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်တယ်ဆိုတော့ပြောချင်တာပါတန်ရှင်းသောလူမျိုးလို့ပြောတဲ့အခါမှာအဓိပ္ပာယ်ကဘာလဲဆိုရင်ဖခင်ရဲ့နီလန်းအတိုင်းပဲအသက်ရှင်သောလူမျိုးလို့ပြောတာဆိုယုံကြည်သူမှန်ရင်သင်နဲ့ကျွန်ုပ်ဒီလောကနီလန်းတွေဘာတွေညာတွေနဲ့ရောနှောပြီးအသက်ရှင်ရတာမဟုတ်ဘာနဲ့အသက်ရှင်ရလဲဖခင်ရဲ့နီလန်းနဲ့ဖခင်ရဲ့နီလန်းဆိုတာဘာလဲတမန်တရားပဲဆိုတော့ဒီနေ့ကျွန်တော်တမန်တရားဆိုတဲ့စကားလုံးကိုတောက်လျှောက်ကျွန်တော်တို့ကြားနေရတဲ့အကြောင်းရင်းကဘာလဲကျွန်တော်ကတမန်တရားမရှိဘဲနဲ့အသက်ရှင်လို့မရဘူးယုံကြည်သူမှန်ရင်တမန်တရားမရှိဘဲအသက်ရှင်လို့မရဆိုတော့ကျွန်တော်အများနဲ့ပြောလို့ရှိတဲ့စကားတစ်ခုရှိတယ်အဲ့ဒါ Rabbi တယောက်စီကနေကြားတာပေါ့နော် Rabbi ကအဲ့ဒီ Rabbi ကသူဗီဒီယိုထဲမှာကျွန်တော်ကြည့်နေတဲ့အခါမှာ Rabbi ဘာပြောလဲဆိုတော့ရေမရှိရင်ငါနေလို့မရငါမရှိအဲ့တော့ရေမရှိရင်ငါမရှိသလိုပဲတဲ့ Torah မရှိရင်ဂျူးလူမျိုးမရှိဘူးတဲ့သူပြောတာမှန်တယ်ဘာကြောင့်လဲဂျူးလူမျိုးရဲ့ဖြစ်တည်မှုတက်တည်ဟာဒီ Torah ကနေเนาะပညတ်တိကျမ်းတွေကနေလာတာဖြစ်တယ်ဖခင်ရဲ့စကားကနေလာတာအဲ့တော့ဖခင်စကားဆိုတဲ့ပညတ်တိကျမ်းစာသူတို့မှမရှိဘူးဆိုရင်ဂျူးလူမျိုးရဲ့ဖြစ်အင်လုံးဝပျောက်သွားပြီသူတို့ရဲ့ဂုဏ်တည်လည်းမရှိတော့ဘူးသူတို့ရဲ့ဟလာအမျိုးရဲ့ဟလာ legacy အမွေနှစ်လည်းပျောက်သွားမှာဖြစ်တယ်ဒါကြောင့်သူတို့ကဒီနေ့ထိထိမ့်သိမ်းထားတာဖြစ်တယ်ထိမ့်သိမ်းထားလို့လည်းသူတို့ကဒီနေ့ထိအဲ့ဒီမင်္ဂလာကိုခံစားရဆိုတော့အဲ့ဒီအရာတွေကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာယုံကြည်သူဆိုတာဘာရှိမှယုံကြည်သူဆိုတာရှိနိုင်လဲဆိုရင်တမန်တရားရှိမှယုံကြည်သူဆိုတာရှိတယ်ဒီကျွန်တော်တို့ယုံကြည်သူလို့ခေါ်တဲ့ခရစ်ယာန်အိမ်တော်မိသားစုတွေဒီနေ့ကိုပြန်ပြီးတော့မှမေကွန်းထုတ်စေခြင်းနဲ့စစ်ဆေးစေခြင်းနဲ့ယုံကြည်သူမိသားစုလို့ကျွန်တော်တို့ခေါ်တယ်ဖခင်ကြောင့်တက်ယုံနဲ့အဲ့လိုခေါ်လို့မရဘူးအိမ်မှာတမန်တရားရှိလားမိသားစုထဲမှာတမန်တရားရှိလားကိုသားသမီးတွေထဲမှာတမန်တရားရှိလားကိုယ့်ရဲ့အသက်တာထဲမှာတမန်တရားရှိတမန်တရားမရှိဘဲနဲ့ယုံကြည်သူဖြစ်ခြင်းကိုကျွန်တော်တို့ကတက်သေးခံလို့တက်သေးထူလို့မရဘူးဆိုတော့ငါမရှိရေမရှိရင်ငါမရှိဘူး Torah မရှိရင်ဂျူးလူမျိုးမရှိဘူးဒါဆိုရင်တမန်တရားမရှိရင်ယုံကြည်သူလည်းမရှိဘယ်လိုပြောလိုက်ပါတမန်တရားရှိပါစေကိုပြောတဲ့သူလည်းပြန်ပြောတော့ဆိုတော့ဗါလဲ Holy Nation ဆိုဘုရားကတယောက်တည်းကိုပဲကွက်ပြီးတော့မှတန်ရှင်းနေစေချင်တာမဟုတ်ဘူးဟလားမိသားစုတစုပဲကွက်တစ်မျိုးလုံးယုံကြည်သူဖြစ်ပြီးဆိုရင်ဘုရားမျိုးဘုရားနွယ်ဘယင်မျိုးဘယင်နွယ်ယေဘရဟိမျိုးယေဘရဟိနွယ်တန်ရှင်းသောအမျိုးနွယ်အားလုံးဖြစ်စေချင်တာဒီပဲယုံကြည်သူမှန်ရဲ့တမန်တရားနဲ့ပဲဝန်ခံပြီးအသက်ရှင်ဖို့ဘုရားကခေါ်ထားတယ်ဆိုတဲ့ရည်ရွယ်ချက်ကိုပြောတာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုရင်ပိုင်ထိုက်တော်မူသောအပေါင်းအသင်းเนาะဆိုတော့အင်္ဂလိပ်လိုရရှင်းတယ် his own people အဲ့လိုရေးတယ်အဲ့တော့မြန်မာလူကတော့နည်းနည်းဖတ်ရရင်ကျွန်တော်တို့လည်းမြန်မာစကားဘယ်လောက်နားလည်နိုင်တယ်နော်ဆရာယူရတန်အရေးသားနေဆိုကျွန်တော်တို့တော်တော်လေးနည်းနည်းချက်ချလဲသွားတာဆရာယူရတန်ရဲ့သုံးတဲ့အသုံးနှုန်းတွေကတိတ်နန်းဆန်နဲ့ရှေးကြတဲ့အခါကျတော့ဒီနေ့ခေတ်ကလူတွေဖတ်လိုက်ပြီဆိုရင်တချို့ဟာတွေကကျွန်တော်နားလဲရနည်းနည်းခက်တယ်ဆိုတော့ပြန်သွားအင်္ဂလိပ်လိုသွားခါရမူရင်းပြန်သွားဆိုတော့ his own people ဆိုတာအဓိပ္ပာယ်ပါလေဖျားပိုင်တော်လူစု his own possession အဲ့ကျွန်တော်တို့ကခိုင်ကြရင်ကျွန်တော်တို့ခရိယန်တွေကပါလဲဆိုတော့ကိုပိုင်တယ်လို့အသက်ရှင်ကြတယ်အဲ့ဒါမားတယ်သင်ယုံကြည်သူဖြစ်ရင်သင်ကိုယ်သင်မပိုင်ဘူးကိုမပိုင်ဘူးဒါရှင်ပေါလုတို့ခဏပြောတဲ့စကားလုံးဖြစ်တယ်သင်တို့ကိုအဖိုးနဲ့ဝယ်တယ်အဖိုးဆိုတာတန်ဖိုးကိုပြောတာเนาะတော့အဖွားပါလားမသိဘူးသင်တို့ကိုအဖိုးနဲ့ဝယ်တော်မူသောကြောင့်ဖျားသခင်ပိုင်သောသင်တို့ဤခန္ဓာ
စိတ်ဝိညာဉ်အဖြစ်ဘုရားသခင်ဂုဏ်တော်ကိုထင်ရှားစေကြလော့ဝယ်ထားတာတဲ့ဝယ်ထားတဲ့အတွက်သူပိုင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ကကျွန်တော်တို့မပိုင်ဘူးတကယ်တော့ဂယုဏရှင်ဘုရားဂယုဏရှင်ဘုရင်ဖြစ်သောကြောင့်ကျွန်တော်တို့ကကိုယ့်အကိုလှုပ်ချင်တာလှုပ်လို့ရနေတာအာနာရှင်ဘုရင်ဆိုသွားပြီစဉ်းစားကြည့်ဘုရားတကယ်တော့ပိုင်တယ်အဲ့တော့ကျွန်တော်နားလည်ရမှာ kingdom ဆိုတဲ့စကားလုံးမှာတွေကိုပိုင်ဆိုင်မှုကပါပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်မြန်မာပြည်မှာမြန်မာသမိုင်းကိုဖတ်ရင်ကျွန်တော်တို့စကားလုံးတစ်လုံးတွေ့ပါလိမ့်မယ်နော်တက်ဦးစံပိုင်ဆိုတာကြားဘူးရနော်အတိတ်ပဲပါအသက်ကစလို့သပင်ထိပိုင်တယ်လို့ပြောတာတက်ဦးစံပိုင်သပင်တစ်ချောင်းတော်မှာကိုလို့ရှိရင်လှုပ်လို့မရဘူးအတိတ်ပဲကဘယင်ကကရုံးတုံးဆိုတုံးပါမှာဒါလက်တွေ့ပဲအသက်တောင်မှသူပိုင်ပြီဆိုမှတော့ကျန်တာတော့ပြောမနေနဲ့တော့ဘယင်ကသေဆိုသေရှင်ဆိုရှင်နော်ကြောင့်ဘယင်ဒီမြန်မာသမိုင်းမှာကြီးတဲ့အခါမှာဘယင်ကအလကားနေဘာမဟုတ်တဲ့ကိစ္စနဲ့ဟိုမှားပြီးတော့မှဒေါသထွက်လို့လူသေးသွားတဲ့ကိစ္စတွေအများကြီးရှိတယ်လကားနေသေးသွားတယ်နော်ဘာဖြစ်လို့လဲတက်ဦးစံပိုင်ဒါကြောင့်ဒီလိုအခွင့်အာဏာဆိုတာလူလက်ထဲမှာဖျားထည့်လို့မရအဲကြောင့်လူဟာအဲ့ဒီလောက်ကြီးရဲ့အာဏာကိုကင်တွယ်နိုင်စွမ်းမရှိအဲ့ဒီလိုတက်ဦးစံပိုင်အခွင့်အာဏာမျိုးဆိုတာဖျားသဘောရှိတဲ့သူမှာပဲထားလို့ရတယ်ခရစ်တော်မှာပဲရှိအဲ့တော့အေဂုတ်တုပြည်မှာအေဂုတ်တုဘုရင်ကယောသက်ကိုချင်းမြောက်တဲ့အခါမှာသူပြောတဲ့စကားရှိတယ်နော်ကပ္ပဦးကျမ်းမှာပြန်ဖတ်ကြည့်ငါတဲ့ဖာရောဖြစ်တယ်ဒါပေမဲ့အေဂုတ်တုပြည်တစ်လျှောက်လုံးမှာယောသက်ရဲ့အခွင့်မရှိဘဲနဲ့ဘယ်သူမှမိမိရဲ့လက်နဲ့ခြေကိုမကြွရဘူးဘာမလုပ်အောင်လဲအဲ့တော့ယောသက်ကပြောမှမယ်ဒီနေ့ချက်တော့လည်းမကြွနဲ့လက်လည်းမကြွနဲ့ဆိုဘာလုပ်ကြမလဲထိုင်ပေါ့ညောင်းကြိုက်ညောင်းဘယ်နည်းရက်လဲတလားဆိုသွားပြီအဲ့ဒါဒုက္ခရောက်ပြီဟိုလဲသွားလို့မရဒီလဲသွားလို့မရသမင်းစားခြင်းလဲစားလို့မရလက်ကလှုပ်လို့မရလည်းဘယ်လိုလုပ်မလဲတကယ်အဲ့ဒီအမိန့်ကိုတကယ်ထုတ်တာအဲ့ဒါကပ္ပဦးကျမ်းထဲမှာကျွန်တော်ဖတ်ရင်တွေ့လိမ့်မယ်အဲ့ဒါဘာလဲဆိုရင်ဘုရင်ရဲ့အာဏာကိုပြောတာအဓိပ္ပာယ်ကဘာလဲဘုရင်ပိုင်တယ်လို့ပြောတာဘုရင်ကမြေပဲပိုင်တာမဟုတ်ဘူးဥစ္စာပစ္စည်းပဲပိုင်တာမဟုတ်အဲ့ဒီလူတွေကိုပါပိုင်တာဒါနိုင်ငံတော်ရဲ့သဘောတဘာဝဖြစ်တယ် subject လို့ခေါ်တယ်ဒါကြောင့်ကျွန်တော်ဘုရင်အုပ်ချုပ်တဲ့နိုင်ငံတွေမှာပြည်သူပြည်သားတွေကို king's people လို့ခေါ် king subject လို့ခေါ်တယ် subject လို့ခေါ်တယ်ဖတ်ကြည့်လေ့လာကြည့်တွေ့လိမ့်မယ် subject ဆိုတာအဓိပ္ပာယ်သူပိုင်တယ်အခုဒီဘက်စီမင်းခံဘုရင်စနစ်ရောက်တော့မှသာနော်အခြေအနေတွေပြောင်းသွားတာအရင်တုန်းကတအုပ်စမိုင်ဘုရင်စနစ်မှာတော့အားလုံးကိုဘုရင်ပိုင်တယ်ချွင်းချက်မရှိဆိုတော့ကျွန်တော်တို့ခရစ်တော်ဒီကျွန်တော်တို့ရဲ့ရှင်ဘုရင်လို့ပြောတဲ့အခါကျွန်တော်တို့ကမင်းစည်းစိမ်ရှိသောယေဘရဟိမျိုးလို့ပြောတဲ့အခါမှာဖျားပိုင်တော်သူမျိုးလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုနားလည်ရမလဲဆိုရင်ငါကိုငါဘာဖြစ်လဲမပိုင်ဘူးကိုမပိုင်အခုကျွန်တော်တို့ဒီမှာကျွန်တော်တို့ပိုင်တဲ့ပစ္စည်းတွေရှိတယ်နော်အဲ့တော့ဒီပစ္စည်းကသူ့ကိုယ်သူပိုင်လားမပိုင်ဘူးသူနေကျင်တဲ့နေရာမှာနေလို့ရလားမရဘူးကျွန်တော်ပြစ်ချလဲသူညင်လို့မရဘူးကျွန်တော်ပြစ်ချတဲ့နေရာမှာသူရှိရမယ်အဲ့တော့ကျွန်တော်ကဟိုစပွဲမှာထားခြင်းလဲကျွန်တော်သဘောပဲမနေဘူးကွာဆိုခုံသွားလို့မရဘူးကျွန်တော်ထားတဲ့နေရာမှာနေရတယ်ဒါပေမဲ့ကျွန်တော်ဟာဒီပစ္စည်းကိုတန်ဖိုးထားသောကြောင့်ဒီပစ္စည်းကသူ့ဟာသူတော့ဂယုမဆိုင်နိုင်ဘူးလေနော်ဟုတ်လားဒီအိုက်ဘက်ကသူ့ဟာသူဂယုမဆိုင်နိုင်ဘူးဒါပေမဲ့ကျွန်တော်ကသူ့ကိုဂယုဆိုင်လို့ရတယ်ပိုင်ရှင်ကဘယ်လောက်ထိပညာရှိတယ်လဲဘယ်လောက်ထိတတ်နိုင်တယ်လဲဆိုတဲ့အပေါ်မှာဒီပစ္စည်းရဲ့လုံခြုံမှုဟာပြောင်းလဲသွားတယ်အဲ့တော့ကျွန်တော်တို့ကိုပိုင်တာဟာပါချီပါချက်ရေကြီးပေါ်ကအုံနောက်မရှိတဲ့အာနာရှင်တယောက်ဟလာရှင်ဘုရင်တယောက်မဟုတ်ဘူးထာဝရရှင်ဘုရင်ဖြစ်တဲ့ထာဝရညံတော်ရှင်ထာဝရဖရာထာဝရမေတ္တာရှင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီသူ့လက်ထဲမှာလုံခြုံတယ်အာမင်အာမင်ဒါပေမဲ့အဲ့ဒီဟာပဲမဟုတ်ဘူးကျွန်တော်တို့ကလည်းပြန်ပြီးတော့မှဘာလို့လဲဆိုအပိုင်ခံရတယ်ဘာလို့လဲအပိုင်ခံရတယ်ဒါပေမဲ့ကျွန်တော်သိထားရမှာကကျွန်တော်တို့အပိုင်ခံသည်ဖြစ်စေမခံသည်ဖြစ်စေဖရာကျွန်တော်တို့ကိုပိုင်တယ်ဒါကြောင့်တချို့တွေကျွန်တော်လာမေးတယ်နော်ဆရာတဲ့ဘာလဲတက်တူးထိုးတာဖះလူတော်နေညီလာအဲ့ဒါနဲ့တချို့ဆရာတွေကဟိုဓမ္မဟောင်းကပေါ့နော်ဝိပ္ပယကျမ်းကကျမ်းပိုက်တွေပြတန်ဘူးမထိုးရမရှာရအဲ့ဒီကျမ်းပိုက်တွေကဒီကိစ္စနဲ့ relevant မဖြစ်ဘူးဘာကြောင့်လဲတခြားပြည့်ညက်တွေရှိသေးတယ်ဟဲ့လားပမုံမရိပ်ရတော့ဘာတို့ညာတို့ရှိသေးတယ်ကျွန်တော်ဒါတွေပဲလိုက်နားထောင်မယ်ပေါ့အဲ့ဒါတွေကြတော့လိုက်နားမထောင်မဲနဲ့အဲ့ဒါလေးပဲသွားပြီးတော့မှညွန်ပြလို့မရဘူးဆိုတော့ဓမ္မသစ်မှာကျွန်တော်တို့ကိုနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ကြည်ရမယ်တိုင်းတာရမယ်အရာကဘာလဲဆိုရင်
ဖះကျွန်တော်တို့ကိုပိုင်နေဆိုတဲ့ပုံမှာအခြေခံပြီးတွေ့ရတယ်ဆိုတော့တတူထိုးရမလားမထိုးရမလားဆိုတာသင်ခံစားချက်သင်ဆန္ဒနဲ့ဆိုင်လားဆိုင်သေးလားမဆိုင်တော့ဘူးလေအဲ့မေးခွန်းပါလေတတူထိုးရင်ဖះဘုံတော့ထင်ရှားမလားဟမ်ဟာဆက်ချမ်းပိုက်ချမ်းပိုက်အော်သူ့ချမ်းပိုက်ကပြူပြူများလိုက်ဖတ်မှာဟောအဲ့ဒီကိုပေါ်မှာဘာမင်းလက်ကြီးပြောင်းဟောချမ်းပိုက်ရေးထားတယ်ငါပြောင်းလဲသွားပြီဘလို့ဖြစ်မှာလဲတတူထိုးရင်တော့မှလူတွေကမြင်မြင်တာကြောက်တယ်ဆိုတော့ကျွန်တော်ပြောတာတတူထိုးတာမားတယ်မှန်တယ်ဆိုတာတဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုကျွန်တော်တို့မပိုင်ဘူးဟာစပင်းနေတောင်ဆိုးမြောက်ဆိုးဟိုဆိုးဒီဆိုးလို့ဖះဘုံတော့ထင်ကြရင်ဆိုးပေါ့ဟုတ်တယ်မလားကျွန်တော်သမီးငါသမီးကြောင့်လည်းအတင်းပြောလာမှာဆိုတော့သမီးလေးကသူကလည်းသိရမှာဟိုဆယ်ကျော်သက်လေးလည်းဖြစ်လာတယ်ဆိုတော့စပင်းအယောင်ဆိုးကျင်တယ်ဆိုကျွန်တော်ပြောပပမကြိုက်ဘူးဒါပေမဲ့တာသမီးထိုးဆိုးကျင်တာသမီးတဘောပဲဒါပေမဲ့ just know that I don't like it I don't agree with it ဟာသူသွားလဲဆိုတော့နည်းနည်းလေးပဲသွားပြီးတော့မှဆိုးမယ်ဆိုပြီးတော့သွားလိုက်တာဟာအကုန်လုံးအယောင်တွေပြောင်းသွားလို့ကျွန်တော်မတွေ့အောင်ပတ်ရှောင်လာဟေးဒုက္ခများဒါပြမကြိုက်ဘူးကျွန်တော်တဘောမတူလို့ပြောလိုက်တယ်ကျွန်တော်အနေနဲ့သူ့ကိုလုံးဝ don't do it လို့ကျွန်တော်ပြောပိုင်ခွင့်ကျွန်တော်မှရှိတယ်ဒါပေမဲ့သူ့ဟာသူသင်ယူတတ်အောင်ကျွန်တော်မကြိုက်ဘူးသဘောမတူဘူးဒါပေမဲ့အေးလှုပ်ချင်တဲ့ပါဆိုရင်မင်းရွေးချယ်မှုနဲ့မင်းလှုပ်လို့ရဒါပေမဲ့အဲ့အကျိုးဆက်တွေနောက်မှလာလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ကိုသင်ဆိုတော့ပြောချင်တဲ့အဓိပ္ပာယ်ကကျွန်တော်တို့လှုပ်လို့ရနေတိုင်းဖះလက်ခံတယ်လို့မထင်နဲ့ဟုတ်လားလှုပ်လို့ရနေတိုင်းဖះလက်ခံတယ်လို့မထင်နဲ့လှုပ်လို့ရနေတိုင်းဖះကဟလာကျွန်တော်တို့ကိုမပိုင်လို့ဟိုလှုပ်ရတယ်လှုပ်လို့ရတယ်လို့မထင်နဲ့စိတ်လေးတောက်လို့ရနေတိုင်းဖះလက်ခံတယ်လို့မထင်နဲ့အရက်တောက်လို့ရနေတိုင်းဖះလက်ခံတယ်လို့မထင်နဲ့သူများအတင်းပြောလို့ရနေတိုင်းဖះလက်ခံတယ်လို့မထင်နဲ့ကျွန်တော်တို့ကဘယ်သူပိုင်လဲဖះပိုင်ဒါဆိုရင်ဒီပါဇက်ကဘယ်သူဖွင့်ခိုင်းတဲ့ပုံစံအတိုင်းပဲဖွင့်ရမလဲအဲ့ဒါဘယ်သူပြောနေခြင်းတဲ့စကားပဲပြောရမှာလဲတနေ့ပါပြောကြတယ်မမေးပါဘူးကျွန်တော်နော်ကိုယ့်ကိုပဲပြန်ကြားရအောင်ကြည့်ပါဒီပါဇက်သူပိုင်နေဒီလက်သူပိုင်နေဒီမျက်လုံးသူပိုင်နေဒီနေရွက်သူပိုင်နေဒီခြေထောက်သူပိုင်နေဒီကိုယ်ခန္ဓာကြီးတစ်ခုလုံးသူပိုင်တာလေကျွန်တော်အိမ်နေကားတွေကတော့ပြောရမနေနဲ့လူတောင်သူပိုင်တာအသက်တောင်သူပိုင်တာကျွန်တော်တို့ရဲ့ပစ္စည်းတွေကတော့ပြောနေတယ်ဒါဆိုရင်ကျွန်တော်ပတ်စံသုံးဆွဲတာကအစားအားလုံးကတကယ်တမ်းတော့ဘာကိုအခြေခံပြီးကျွန်တော်စဉ်းစားလဲ I am his own people သူပိုင်တော့လူမျိုးဖြစ်တယ်ကိုတော့ပိုင်တယ်ဒါကြောင့်ကိုတော့ထားခြင်းတဲ့နေရာမှာထားပါကိုတော့သုံးခြင်းတဲ့အတိုင်းသုံးပါကျွန်တော်ပါဇက်ကိုတော့သုံးပါဟုတ်လားကျွန်တော်နေရွက်ကိုတော့သုံးပါကျွန်တော်ရဲ့မျက်စိကိုတော့သုံးပါကျွန်တော်လက်ကိုတော့သုံးပါကျွန်တော်ခြေထောက်ကိုတော့သုံးပါကျွန်တော်နှလုံးသားကိုတော့သုံးပါဘာကြောင့်လဲကိုတော့ပိုင်တယ်ကျွန်တော်လှုပ်ချင်တာလှုပ်ဖို့ကျွန်တော်ဖြစ်နေတာမဟုတ်တော့ဘူးအဲ့တော့ဂယုဏရှင်ဘုရားကကျွန်တော်တို့ကိုလွတ်လပ်စွာရွေးချယ်ခွင့်နဲ့သူ့အပိုင်ကိုခံဖို့မခံဖို့ကျွန်တော်တို့ကိုအခွင့်ပြုထားတယ်ဒါပေမဲ့တနေ့ကျရင်ခရစ်တော်ရှေ့မှာကျွန်တော်တို့ပေါ်လာတဲ့အခါမှာဘသူကိုအသုံးခံလဲဆိုတဲ့ကိစ္စကခရစ်တော်ရှေ့မှာရှင်းရလိမ့်မယ်အဲ့တော့တေချာပေါက်ကျွန်တော်သဘောပေါက်ထားဖို့လိုတယ်ဒီနေ့ကျွန်တော်တို့လှုပ်ချင်တာလှုပ်လို့ရနေတယ်ဆိုတဲ့အရာကရလက်အကျိုးဆက်မရှိဘူးလို့တော့မထင်နဲ့ရှိတယ်တနေ့ကျရင်ကိုခန္ဓာ၌ကောင်းမကောင်းရှိသည့်တိုင်ခရစ်တော်ရဲ့တရားပလင်ရှေ့မှာကျွန်တော်တို့ဘာဖြစ်လဲပေါ်လာရမယ်အဲ့ဒါယုံကြည်သူတို့စစ်မှာအပြစ်စီရင်ခြင်းလွတ်သွားပြီးမပြီးဘူးကျွန်တော်တို့အလုတ်စီရင်ခြင်းဆိုတာခရစ်တော်ရှေ့မှာယုံကြည်သူတိုင်းရရမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဗဇက်တွေဘာပြောလဲသင်တို့ပြောသမျှစကားအဖြစ်တရားစီရင်ခြင်းကိုခံရလက်တန့်ဆိုတာယေရှုကိုယ်တိုင်ပြောထားတယ်စကားတွေဘာပြောလဲကျွန်တော်တရားဟောတဲ့သူတွေတရားပလင်ကနေဘာပြောလဲဟလာအိမ်မှာကျွန်တော်နေထိုင်ရင်းနဲ့တယောက်နဲ့တယောက်တွေ့တဲ့ခါမှာဘာပြောလဲသားသမီးတွေကိုဘာပြောလဲဟလာကျွန်တော်ချင်းချင်းတွေ့တဲ့ခါမှာဘာပြောလဲပြီးရင်တယောက်နဲ့တယောက်တွေ့တဲ့ခါမှာကျွန်တော်ဘယ်လိုပြုမှုဆောင်ရွက်လဲဒီအချက်တွေနဲ့ကျွန်တော်တို့ကြိုက်လားဟလာမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးပီတာတဲ့အချက်တွေနဲ့ကြိုက်လားတန်ရှင်သောလူမျိုးဖြစ်ခြင်းနဲ့ကြိုက်လားဖခင်ရဲ့ပိုင်ခြင်းကိုခံတဲ့သူရဲ့သက်သေကျွန်တော်တို့မှာရှိလားဆိုတော့ဒါအသင်းတော်ရဲ့ဖြစ်တည်မှုကအဲ့ဒီလိုခေါ်သွင်းခြင်းခံရတဲ့သက်သေရှိမယ်ဆိုရင်အသင်းတော်ထဲမှာလည်းဝမ်းမြောက်ခြင်းရှိမယ်မင်္ဂလာရှိမယ်သူများကကြည့်လိုက်ရင်လည်းဒီအသင်းတော်ဒီမိသားစုဒီယုံကြည်သူတွေကြည့်ရတာအားကြလိုက်တာဘာအားကြမှန်းကိုမသိကြည်ရင်တဲ့ကိုသူများတွေကသူတို့လိုဖြစ်ချင်လာတာဘာကြောင့်လဲဖခင်ကသူတို့ကိုသုံးခြင်းတဲ့အတိုင်းယာနှုံးပြေပါလဲသုံးလို့ရဆိုတော့ဒီနေ့သင်ဘယ်မှာရှိလဲသင်ဖျားထားတဲ့နေရာမှာနေလားဒါမှမဟုတ်ကိုနေချင်တာရှောက်နေလားဖျားခိုင်းတဲ့အတိုင်းကျွန်တော်တို့ဝန်ခံလားကျွန်တော်ဗဇက်တွေကဖျားပြောစေခြင်းတဲ့အတိုင်းပြောလားဒါတွေဟာဘာရဲ့သက်သေလဲဆိုရင်ပိုင်ထိုက်တော်သူရဲ့အပေါင်းအသင်းဖြစ်ခြင်းမဖြစ်ခြင်းရဲ့သက်သေဖြစ်တယ်အဲ့တော့ကျွန်တော်ကိုအဲ့ဒါကိုမေးဖို့လိုတယ်ဆိုတော့ဒါဒုတိယအချက်ဖြစ်တယ်ဘာလဲဆိုရင်ခေါ်ထုတ်ခံရပြီးရင်ဘာလဲ
ခေါ်သွင်းခံရတယ်အလင်းတော်တဲ့ကိုခေါ်သွင်းတော်သူရဲ့ဂုဏ်ကျေးဇူးတော်ကိုဖော်ပြအဲ့ဒီဖော်ပြခြင်းကဆောစောပြောတဲ့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးပိတာခြင်းပြီးရဲ့တန်ရှင်းသောအမျိုးပိတာခြင်းဖခင်ရဲ့အပိုင်ခံတော်သူပိတာခြင်းအဖြစ်ကျွန်တော်တို့ကဂုဏ်ကျေးဇူးတော်ကိုထင်ရှားရတာဖြစ်တယ်ဆိုတော့ပါဇက်နဲ့မပြောတတ်ရင်တောင်မှအသက်တာနဲ့ပြောလို့ရတယ်ဆရာဘယ်လိုဧဝံဂေလိမဟုတ်ဧဝံဂေလိပြောတယ်ဆိုတာတကယ်တော့သင်ပြောတတ်ပါတယ်သင်တကယ်ပြောချင်ရင်ပေါ့ပြောချင်ပြောလို့ရတယ်မသင်ဖို့တော့လိုတာပေါ့နော်နီလန်းတကြပြောမယ်ဆိုရင်တော့သင်ယူဖို့လိုတယ်တမန်တရားကိုသင်ယူဖို့လိုတယ်တကယ်တမ်းနီလန်းနဲ့ဟလာတေချာနှုတ်ကပတ်တော်အားဖြင့်တိဆောက်ပေးခြင်းကိုခံဖို့လိုတယ်တမန်တရားနဲ့အမြဲတမ်းအချိန်ယူနေတဲ့သူကအမြဲတမ်းသူ့မှာပြောစရာရှိမှာပဲဒါပို့ပြီးအရေးကြီးတာကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့အသက်တာဟာအလင်းဖြစ်တယ်စကားအလင်းမဟုတ်ဘူးအသက်တာအလင်းအဲ့တော့တမန်တော်ထဲမှာကျွန်တော်တို့နော်ယေရှုကပြောလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်တဲ့အခါမှာသင်တို့ဒီဘာခံရမယ်လဲတကုတ်ခံရမယ်ပြီးတဲ့အခါမှာဘာဖြစ်လဲဆိုယေရုရှလင်မြို့မှာစတော့ယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါရဲ့တက်သေးဖြစ်မယ်လို့ပြောတာနော်တက်သေးခံဖို့ပြောတာမဟုတ်ဘူးတက်သေးဖြစ်တာဆိုကျွန်တော်တို့ကတက်သေးခံဆိုရင်တော့ဒါတော့မှတော်တော်တွန်းရတဲ့သူတွေအများကြီးရှိတယ်တက်သေးခံဆိုနင်သွားလေအဲ့ဒါဖះเจ้าတိုင်းမှာတွေ့ဘူးတယ်နော်ဒီလိုဟိုဘက်တွန်းဒီဘက်တွန်းတာဗာလေမဝင်ဥလို့ဘာလို့နဲ့ပေါ့နော်တက်သေးခံဆိုရင်တချို့ကတက်သေးခံရမှာတကယ်တော့အသက်တာမှာဖះကျေးဇူးပြုတာအများကြီးရှိတယ်ဒါပေမဲ့လေအဲ့လိုမျိုးကိစ္စရောက်လာပြီဆိုပဲပြောက်သွားမှမသိတော့နော်ဒါပေမဲ့တခြားကိစ္စတွေဒါ topic လေးဒါချလိုက်နော်ဟို fashion ပြောမလားပြောလို့မကုန်တော့တချို့ဆို UFC ဆိုပြောမကုန်တော့တချို့ဆိုဘောလုံးပွဲဆိုပြောမကုန်တော့ပြောနေမပြီးတော့ဟာပြောလို့အရန်ကောင်းတယ်နောက်မှပြန်ဆောက်မယ်ဒါမျိုးလာတာဖះเจ้าတက်တဲ့ခံမယ်ဆိုပြောစရာပဲပြောက်သွားမှမသိတော့အဲ့ဒါသင်အထဲမှာဘာတွေနေရာရနေလဲဆိုတဲ့တက်တဲ့ပဲဆိုတော့ပြောချင်တာပါလဲဆိုရင်သင်ဟာနံပါတ်1စကားအဖြစ်သင်ပြောဖို့အတွက်အခက်အခဲရှိတယ်ဆိုရင်နံပါတ်1အရေးကြီးတာပါလဲဆိုအသက်တာအဖြစ်ပြောပါအာမင်ဘာအဖြစ်ပြောရမလဲဧဝံဂေလိဆိုတာဘာနဲ့စဆိုအသက်တာနဲ့စတယ်အဲ့တော့စကားဆိုတာတည်င်းဖြစ်တယ်အသက်တာဆိုတာအလင်းဖြစ်တယ်ပြန်ပြောမယ်နော်စကားဆိုတာတည်င်းဖြစ်တယ်အသက်တာဆိုတာအလင်းဖြစ်တယ်တည်င်းနဲ့အလင်းကိုက်ပါစေရှေဘမိဖုရားကရှောလမုန်စီကိုရောက်လာတဲ့အခါမှာဘာပြောလဲဆိုတော့အရင်တုန်းကတည်င်းတော်ကိုကြားဘူးတယ်တဲ့ဒါပေမဲ့အခုတွေ့တဲ့အခါမှာတည်င်းဟာတဲ့အခုတွေ့တဲ့အရာရဲ့တဝက်တောင်မမှီဘူးတဲ့တည်င်းကြားတော့ကတော့မယုံဘူးတဲ့ဒါတော့တော့မဟုတ်ပါဘူးအရန်ချက်ကားပြောနေတာပါပေါ့ဒါပေမဲ့ဒီနန်းတော်နဲ့ဟိုရှောလမုန်မင်းရဲ့ပညာကို तू တွေ့တဲ့အခါမှာကိုရောစီမှာအစေခံတဲ့ဟလာအစေခံတွေဟာမင်္ဂလာရှိတယ်အပားမှာဟလာခါစားတဲ့သူကမင်္ဂလာသိရှိတာပဲတဲ့ဘာဖြစ်လို့လဲဆိုရင်ကြားတဲ့တည်င်းဟာတဲ့တကယ်ဖြစ်ရင်တဝက်တောင်မမီဘူးတဲ့ဘာလို့တကယ်အဖြစ်ကပိုကြီးမှပိုခမ်းနာပိုပြီးတော့မှအားကြပွဲရမင်္ဂလာနဲ့ပြည့်စုံနေတယ်ကြားတဲ့တည်င်းထက်ပိုပြီးတော့မှတက်သေးကထင်ရှားနေတယ်လို့ဆိုလိုတာဆိုတော့တခါကျကျွန်တော်တို့ဟာခရစ်တော်ကဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အမြဲတမ်းပြောဘူးတယ်ဘယ်ကျွန်တော်ကဆိုစားပါကျွန်တော်ရုပ်ကဖြောင်းနေပဲထားလိုက်ပါနော်ဟိုဖြောင်းနေပဲထားလိုက်ဟိုဖြောင်းနေလို့ပြောတာမဟုတ်သဘောထားလိုက်ဒါပေမဲ့တေချာတခုရှိတယ်ကျွန်တော်နဲ့တော့ဘယ်ကုမ္ပဏီမှ whitening cream မကြော်ညာဘူးကြော်ညာရင်တော့သူတို့ဟို effect တွေပါတော့လောက်ရမှာပေါ့နော်ကိုတန်းနေဆိုတော့ဖြစ်နိုင်တယ်နော်ကိုတန်းနေဆိုတော့ဖြစ်နိုင်ပြောချင်တဲ့အတိတ်ဘက်ကပါဆိုကျွန်တော်တို့ကတစ်ခါလေးကျကြော်ညာခရစ်တော်ကဘလို့ကောင်းတာခရစ်တော်ကဘလို့ချစ်တာခရစ်တော်ကဘလို့ကယ်တာခရစ်တော်ကဟလာလောကလူတွေကိုဘလို့ပေးဆက်တာဒါပေမဲ့ကိုကြည့်တော့အဲ့ဒီသက်တွေတခုမှမရှိနော်ဝဲပြောက်ဆေးဆိုပြီးတော့ဒီမှာဒီဘက်ကကုတ်နေတယ်ဆိုဘယ်လိုလုပ်လဲဘာဖြစ်လဲတည်င်းနဲ့အလင်းကမကိုက်ဘူးမောရှေကတောင်ပေါ်ကဆင်းလာတဲ့အခါမှာဘုံအကြောင်းတရားဟောစရာမလိုဖះဘုံကြောင်းလေပြီးတော့လူတွေကသူဖះနဲ့တွေ့ခဲ့ချောင်းမပြောပဲသိတယ်ဗျာပြောကြမှာကျွန်တော်တို့မှတော့ပြောလိုက်ရတာဖះဆိုတာရှိတယ်နော်ဖះဆိုတာဟာပြောလိုက်သူများတွေကကြည့်မယုံမောရှေကတော့ပြောကြမလို့လူတွေကလန့်နေတာမောရှေကြည့်ပြီးတော့မှဘာကြောင့်မျက်နှာလင်းနေတာအဲ့ဒီအလင်းဟာမြေကြီးပေါ်မှာဘလို့မှမရနိုင်တဲ့အလင်းမျိုးဆိုတာလူတွေကသူ့ကြည့်တာနဲ့သိတယ်ဖះနဲ့တွေ့ခဲ့ပြီဆိုတာလေမပြောပဲသိနေတာကျွန်တော်မှပြောလဲသူများမယုံအဲ့လိုဖြစ်နေဘာကြောင့်လဲတည်င်းပဲရှိတယ်အလင်းမရှိတက်တည်မရှိဒီယုံကြည်သူဆိုတာတည်င်းစကားတော့မရှိဘူးဆိုရင်တော့အလင်းလည်းမရှိဘူးတည်င်းစကားလည်းမရှိဘူးဆိုတော့သွားပြီအတင်းတော်ရဲ့ဖြစ်တည်မှုဟာပျောက်ဆုံးသွားပြီဖြစ်တယ်ဆိုတော့ဒီတစ်ပေနှစ်ကိုကကြီးလိုက်ရင်တော့ဘာမှမဟုတ်ဒါပေမဲ့တကယ်တမ်းသေချာစဉ်းစားတဲ့အခါမှာကျွန်တော်တို့တဲ့အင်မတန်မှအရေးကြီးတဲ့ဖြစ်တည်မှုကိုပြတာဖြစ်တယ်ဒါဒီနေ့ကိုယ့်ကိုယ်ပြန်မေးကြည့်
ကျွန်တော်တို့ဒီကိုယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တဲ့အချိန်ကတည်းကကျွန်တော်တို့ဒီဘာဖြစ်သွားပြီလဲဆိုရင်မင်းစည်းစိမ်ရှိသောယေဘရဟိအမျိုးဖြစ်သွားပြီပြီးရင်တန်ရှင်းသောလူမျိုးဖြစ်သွားပြီဖျားပိုင်သောအမျိုးဖြစ်သွားပြီအင်္ဂလိပ်လိုတော့ generation လို့ရေးတယ် genos မျိုးဆက်ဖြစ်သွားတယ်အဲ့တော့မျိုးရိုးပြောင်းပလိုက်ပြီဖျားကကျွန်မျိုးမဟုတ်တော့ဘူးအပြစ်မှာပျော်တဲ့အမျိုးမဟုတ်တော့ဘူးဟလာကိုလို့ချင်တာလုပ်တဲ့အမျိုးမဟုတ်တော့ဟလာနေကြတဲ့အတွေးခေါ်တွေနဲ့အသက်ရှင်တဲ့အမျိုးမဟုတ်တော့ဟလာကိုဟာကို agenda နဲ့ပဲအချိန်ကုန်နေတဲ့အမျိုးမဟုတ်တော့ဖျားနဲ့လူကိုစိတ်ဆက်ပြီးတဲ့ချိတ်ဆက်ပြီးတဲ့အမျိုးဖြစ်လာတယ်ဖျားရဲ့နေရာနဲ့အသက်ရှင်တဲ့လူမျိုးဖြစ်လာတယ်ဖျားထားတဲ့နေရာမှာနေဖျားခိုင်းတာကိုလုပ်ပြီးဖျားပြောတဲ့စကားတွေကိုယ့်ထဲကနေစိတ်ထွက်စိတ်ကြမ်းပြီးလူတွေကိုဖျားနဲ့ချိတ်ဆက်ပြီးတဲ့ဟလာယေဘရဟိအမျိုးဖြစ်လာတယ်အဲ့ဒီအခါကျတော့ကျွန်တော်ဗာလဲဆောဆော exangelo ဆိုတာကျွန်တော်တက်တာမှထင်ရှားလာဗာလဲအလင်းတော်ကိုခေါ်သွင်းတော်သူရဲ့ဂုဏ်ကျေးဇူးတော်ကိုဖော်ပြတယ်ဆိုတော့ဒါကဒုတိယတစ်ချက်ဖြစ်တယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်အောင်နော်တကယ်တော့အသင်းတော်နဲ့ပတ်သက်ပြီးကျွန်တော်တို့ခံယူစရာတွေသင်ယူစရာတွေအများကြီးရှိတယ်ဆိုတော့ဒီ3เนาะ3အချက်ပေါ့အသင်းတော်ခရစ်တော်အလိုတော်ရှိတဲ့ဘုရားအလိုတော်ရှိတဲ့အသင်းတော်ပီတာတယ်မပီတာဘူးဆိုတာကိုဒါတွေနဲ့ကျွန်တော်တို့ကြည့်ရတယ်တိမောသေဩဝါဒစာပထမဆုံးခန်းကြီး3ငယ်14ကနေ15မှာပေါ့နော်တိ3ငယ်14ကနေ15မှာဒီလိုရေးတယ်သင်ရှိရသောငါမြန်လာမျိုးမျှော်လင့်ခြင်းရှိတော်လဲတာရှည်စွာနေလျင်သင်သည်ဘုရားသခင်၏အိမ်တော်၌အဘယ်သို့ကြင်ကြံပြုမှုရမည်ကိုတိချင်းကဤသို့ငါရေးပေးလိုက်ထိုအိမ်တော်ကအသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်ဖြစ်အသင်းတော်ဆိုတာဘုရားရဲ့အိမ်တော်ဖြစ်တယ်အိမ်တော်ဆိုတာဘုရားသခင်ရဲ့အသင်းတော်ဖြစ်တယ်ထိုအသင်းတော်ကတမန်တရား၏အမိတကယ်ဖြစ်၏တမန်တရား၏တရားလည်းဖြစ်ဒီနောက်ဆုံးအကြောင်းအရေးကြီးတယ်အသင်းတော်ဆိုတာဘုရားရဲ့အိမ်တော်ဆိုတာတဲ့တမန်တရားရဲ့အမိတကယ်တမန်တရားရဲ့တရားအင်္ဂလိပ်လိုကတော့ pillar and ground of truth so အသင်းတော်ရဲ့ဖြစ်တည်မှုတွေထဲမှာအရေးကြီးတာကဘာလဲဆိုရင်တမန်တရားမိယာတရားဆိုဒီနေ့အသင်းတော်ထဲမှာကျွန်တော်တို့အသင်းတော်လို့ပြောပြီးတော့မှလူရဲ့အတွေးခေါ်တွေလူမျိုးရေးတွေဘာသာရေးနိုင်ငံရေးအဲ့လိုမျိုးတွေပေါ့နော်တခြားဖျားစကားမဟုတ်တဲ့တမန်တရားမဟုတ်တဲ့အရာတွေလွှမ်းမိုးလာပြီဆိုရင်အဲ့ဒါအသင်းတော်ရဲ့ဖြစ်ချင်းပြတ်သွားပြီ။ဘာကြောင့်လဲအသင်းတော်ဆိုတာတမန်တရားကိုပဲမိပြီးတမန်တရားကပဲထောက်ပို့ပြီးထောက်ပံ့ပြီးတော့မှတမန်တရားကနေရာရပြီးတမန်တရားကပြန်စီးထွက်ရတယ်။ဆိုတမန်တရားမိရတရားဆိုတာ pillar ဆိုတာထောက်ထားတာပေါ့နော်။အဲ့တော့တမန်တရားအဖြစ်အထောက်ပံ့နဲ့ရက်တည်ရတယ်ပြီးရင်တမန်တရားကအဲ့ထဲမှာနေရာ ground ဆိုတာအဲ့နေရာမှာတည်နေတာအဲ့နေရာမှာသူကနေရာရနေတာဆိုတော့ကျွန်တော်တို့အသင်းတော်လို့ပြောရင်မေခွန်းကကျွန်တော်တို့ရဲ့ရှင်တန်မှုကိုထောက်ပို့ထားတာเนาะ support လုပ်ထားတာခိုင်ခန့်နေစေတာပါလေကျွန်တော်တို့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံလားကျွန်တော်တို့ရဲ့ပညာတွေလားကျွန်တော်တို့ရဲ့တက်ဆွမ်းမှုတွေလားကျွန်တော်တို့ရဲ့ဟလာစဉ်းစားတွေးခေါ်နိုင်စွမ်းတွေကျွန်တော်တို့ရဲ့ဒီမြေကြီးပေါ်ကလောကအရေးချင်းတွေလားဒါမှမဟုတ်တမန်တရားလားဘာကြောင့်လဲတနေ့ကျရင်ကျွန်တော်တို့ဒီမြေကြီးပေါ်မှာဒါဖျားအလိုတော်ရှိတဲ့အသင်းတော်ဖြစ်တယ်မဖြစ်ဘူးဆိုတာကိုဖျားကဘာနဲ့ပဲစစ်မလဲဘာနဲ့ပဲစစ်မလဲတမန်တရားနဲ့ပဲစစ်မလဲဘာနဲ့ပဲစစ်မလဲတမန်တရားရဲ့ထောက်ပံ့မှုနဲ့ခိုင်ခန့်နေတာလားဒါမှမဟုတ်ကိုဉာဏ်ပညာနဲ့ခိုင်ခန့်နေတာလားဆိုတာဘုရားစစ်မယ်အဲ့ဒီလိုစစ်လို့တမန်တရားနဲ့ခိုင်ခန့်နေတာမဟုတ်ဘဲနဲ့ဒီနေ့ခေတ်မှာအများကြီးရှိတယ်ဖွဲ့စည်းတွေအများကြီးရှိတယ်ဘာသာရေးဖွဲ့စည်းတွေအသင်းတော်လို့ခေါ်တဲ့နေရာတွေအများကြီးရှိတယ်တချို့နေရာတွေကဘုရားစကားလုံးဝမပြောချင်တာတွေပြောနေတာဒါပေမဲ့လူများတယ်ဆိုတော့အဲ့ဒါဘုရားနှစ်သက်တဲ့အလိုတော်ရှိတဲ့အသင်းတော်လို့ကျွန်တော်တို့သွားထင်မှားသွားလိမ့်မယ်ဘာနဲ့စစ်ရလဲတမန်တရားနဲ့ပဲစစ်ရဒါဆိုကျွန်တော်တို့တမန်တရားမသိရင်ဘယ်လိုလုပ်စစ်မလဲဟုတ်လားဆိုတော့တမန်တရားမိယာဆိုတာတမန်တရားကအဲ့ဒီနေရာမှာအထောက်ပံ့ဖြစ်နေရရတယ်အဲ့ဒီနေရာမှာသူကဟလာအလုတ်လုတ်ခွင့်ရတယ်အဲ့ဒီနေရာမှာသူကလွှမ်းမိုးခွင့်ရတယ်ဆိုတော့အဲ့ဒီဘက်ကအဲ့ဒီလိုဖျားလိုရညီတဲ့အသင်းတော်ထဲကိုလူတစ်ယောက်ကအဲ့ဒီအစုဝေးတဲ့ကိုအဲ့ဒီအစည်းဝေးတဲ့ကိုလူတစ်ယောက်ကလာပြီးဆိုတာ ਨੇ ဘာကိုသူခံစားရမလဲတမန်တရားရဲ့အကျိုးကိုခံစားရတမန်တရားရဲ့တသက်ကိုသူမြင်ရတယ်တမန်တရားရဲ့အလုတ်လုတ်ခြင်းရဲ့မင်္ဂလာကိုသူကခံစားရတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကိုမေကွန်းထုတ်ရမှာကကျွန်တော်မိသားစုတိုင်းပြီးရင်ကျွန်တော်ရဲ့ဒီဒေသန္တရအသင်းတော်တိုင်းဟာ
ကိုယ့်ရဲ့ခိုင်ခန့်ခြင်းကိုဘာကြောင့်ခိုင်ခန့်တယ်လဲဆိုတာဘာလို့ဖို့လို့လဲဆိုရင်စစ်ဆေးဖို့လိုတယ်ငါတို့ရဲ့ခိုင်ခန့်ခြင်းကလူမျိုးရေးကြောင့်ခိုင်ခန့်တာလားငါတို့ရဲ့ခိုင်ခန့်ခြင်းကအတွေးခေါ်ကြောင့်ခိုင်ခန့်တာငါတို့ရဲ့ခိုင်ခန့်ခြင်းကကိုတက်ထားတဲ့ပညာတွေကြောင့်လားဒါမှမဟုတ်တမန်တရားကြောင့်လားဘာလို့ဘလို့ခိုင်ခန့်တနေ့ကျရင်ကျွန်တော်သင်္ခါရတရားအရာဒီမြေကြီးကိုကျွန်တော်ထားခဲ့ရမှာပဲအဲ့တော့တနေ့ကျရင်ဖခင်ကကျွန်တော်တို့ကိုစစ်ဆေးတဲ့အခါမှာဘယ်ပေါ်မှာပဲအခြေခံပြီးစစ်ဆေးမလဲဆိုရင်တမန်တရားကိုပဲအခြေခံပြီးစစ်ဆေးမယ်တမန်တရားအလုတ်လွတ်ခွင့်ရသလားတမန်တရားစီးထွက်ခွင့်ရသလားတမန်တရားကဒီနေရာမှာလွှမ်းမိုးအုပ်စိုးခွင့်ရလားလမ်းညွှန်ခွင့်ရလားဆိုတာကဖခင်စစ်ဆေးမဲ့ဆန်လုံးဖြစ်တယ်ဆိုတော့ဒီနေ့အသင်းတော်ဒီပါလဲတမန်တရားရဲ့မိယာတီယာဒီနေ့ကျွန်တော်တို့ဒေသနာအသင်းတော်ရဲ့မိယာတီယာဒီပါလဲဆိုတာကိုပြန်ပြီးမေခွန်းထုတ်ဖို့လိုတယ်ဆိုတော့နော်တမန်တရားမရှိခြင်းရဲ့ဆိုးကျိုးတစ်ချက်လေးကြည့်ဖို့လိုတယ်တသလောနိဩဝါဒစာဒုတိယဆောင်ခန်းကြီး2ငွေ17စနစ်နော်ဆိုတော့ဒီဟာကကျွန်တော်ဖတ်ကြည့်တော့တော်တော်လေးကျွန်တော်လန့်သွားတယ်ဆိုတာဘာလဲဆိုတော့လူတွေကတမန်တရားကိုမသိလဲရပါငါတို့ဟိုပါပေါ့နော်ဟိုပြီးစလဲပြောတဲ့စကားတစ်ခုရှိတယ်ရိုးရိုးလေးယုံကြပြီဘာခက်တွေမလုပ်တော့ကျမ်းစာကဘာပြောလဲဆိုရင်ကျမ်းစာမှာပါတဲ့အနာဂတ်စကားတဲ့ကိုအလိုလျောက်အနက်မပေါ်ဆိုတော့ကျွန်တော်တို့ကဖခင်ရဲ့နယ်နေတဲ့အရာတွေကိုသင်ယူဖို့လိုတယ်အဲ့တော့ရိုးလေးယုံပါဆိုတဲ့စကားမှာအဓိပ္ပာယ်2မျိုးထွက်တယ်ဘယ်အဓိပ္ပာယ်ကိုကျွန်တော်ယူလဲဆိုတော့ကိုယ့်ကိုမေးဖို့လေရိုးလေးယုံတယ်ဆိုတာဟိုဘာမှခက်လေးလာမပြောနဲ့ဒီလိုယေရှုကဖခင်ဖြစ်တယ်ပြီးပြီဒါပဲကျွန်တော်ဘာမှမသိချင်တော့အဲ့ဒါမသိယူခြင်းနဲ့စိတ်ရဲ့ဟလာအတွေးခေါ်ဖြစ်တယ်မသိယူခြင်းဆိုနောက်တစ်ခုကဘာလဲဆိုတော့ဖခင်ကဘလောက်နဲ့နေတဲ့အရာတွေဘလောက်ပဲလူအနေနဲ့ဟလာနားလည်ဖို့ခက်တဲ့အရာတွေကိုပြောပါစေငါဟာဖခင်ပြောတာမှန်ရင်လက်ခံမယ်ဆိုတဲ့ယုံကြည်ခြင်းမျိုးကိုပြောတာအဲ့ဒါရိုးလေးယုံကျွန်တော်ငယ်တုန်းကနော်ဆရာကြီးဦးမျိုးချစ်အသင်းတော်မှာကျွန်တော်တက်တဲ့အချိန်မှာဆရာကြီးဦးမျိုးချစ်ကသူအင်မတန်မှလေးစားတဲ့အန်တီတယောက်ကြောင့်အဲ့အန်တီနာမည်ကျွန်တော်မေ့သွားတယ်အဲ့ဒီအန်တီတယောက်ကြောင့်သူပြောတယ်သူတရားဟောတဲ့ခါမှာတစ်ခါပါတတ်တယ်အဲ့တော့တဲ့သူနဲ့စကားပြောနေတဲ့အချိန်မှာအဲ့ဒီအန်တီကသူ့ကိုဘာပြောလဲဆိုသူအရန်ခွန်အားရတယ်ပေါ့အဲ့ဒီအန်တီကတဲ့မောင်မျိုးချစ်မင်းငါပြောမယ်တဲ့ကျမ်းစာထဲမှာယောနာကိုငါးကြီးကမျိုးတယ်ဆိုတော့ကျမ်းပိုက်ပါတယ်အန်တီယုံတယ်အေးဖះကပြောလို့ယောနာအဲ့ငါးကြီးကိုမျိုးတယ်လို့ပြောရင်လေအန်တီကယုံပါပဲတဲ့အပြက်ကရော तू ကဖះပြောတယ်ဆိုရင်ကိုယ်အနေနဲ့ရုပ်တိရှိလားမရှိလားမတွေးတော့ဘူးတဲ့ဖះပြောတာမှန်ယုံတယ်လက်ခံတယ်ဘာကြောင့်လဲဖះပြောလို့အေးအဲ့ဒါရိုးလေးယုံတယ်ဆိုတာအဲ့ဒါမျိုးပြောတာအဓိပ္ပာယ်ပါလဲဖះပြောတာဒါမှန်ပါစေနည်းနည်းတဲ့အရာပဲဖြစ်ဖြစ်နားလည်ဖို့ခက်တဲ့အရာပဲဖြစ်ဖြစ်လက်ခံတယ်ယုံကြည်မယ်ဆိုတဲ့စိတ်မျိုးပေါ့အဲ့တော့တမန်တရားနဲ့ပတ်သက်ပြီးကျွန်တော်တို့ကသင်ယူဖို့အင်မတန်အရေးကြီးတယ်ဒါခါကျရင်ကျွန်တော်ခေါင်းကိုက်မခံကျင်တဲ့အခါကျရင်လေကျွန်တော်တို့ကတမန်တရားနဲ့ပတ်သက်ရင်အချိန်မပေးခြင်းဘူးမသင်ယူခြင်းဒါဟာကျွန်တော်တို့ကအင်မတန်အန္တရာယ်များတယ်ဘာဖြစ်လို့လဲဒီကျမ်းပိုက်ကဒီလိုရေးတယ်ထို့ကြောင့်နဲ့တမန်တရားကိုမယုံပဲမတရားသောအမှု၌မွေးလျော်သောသူအပေါင်းတို့သည်တရားရှုံးခြင်းတို့ရောက်မည်အကြောင်းမုသာစကားကိုယုံစိမ့်သောငါမိစ္ဆာဒိဋ္ဌိပြုပြင်အားထုတ်ခြင်းအခွင့်ကိုသူတို့၌ဘုရားသခင်လွှတ်တော်မူလိမ့်မည်ကျွန်တော်အခွင့်တော်ဆိုတဲ့စကားလုံးကိုကြားဘူးလိမ့်မယ်နော်အခွင့်တော်ဘုရားအလိုတော်တော့မရှိဘူးဒါပေမဲ့အခွင့်ပေးလိုက်တယ်ဆိုတော့ဒီမှာပြောထားတဲ့စကားပါဆိုတမန်တရားကိုတဲ့မယုံချင်ပဲနဲ့ဒီမှာပြောတဲ့မတရားသောအမှု၌မွေ့လျော်တဲ့သူဆိုတာဘာလဲဆိုရင်သူ့ရဲ့မူရင်းတိတ်ပဲကဘာလဲဆိုရင်မဖြောင့်မှတ်ခြင်းပေါ့နော်ဘုရားတမန်တရားနဲ့စန့်ကျင်တဲ့အရာတွေကိုကိုယ့်ရဲ့အကြိုက်နဲ့ကြိုက်လို့ကိုကသဘောကျတယ်လက်ခံတယ်ဆိုရင်တဲ့တမန်တရားကိုညှင်းဆန်တယ်ဆိုရင်ဒီလူတွေဟာတဲ့မုသာကိုယုံဖို့အတွက်ဘုရားကအခွင့်ပေးလိုက်လွှတ်လိုက်တယ်ပေါ့လွှတ်ထားလိုက်ဘုရားလွှတ်ထားလိုက်တော့ဘာဖြစ်လို့လဲဆိုရင်တမန်တရားကိုမလိုချင်အဲ့ကျွန်တော်တို့တမန်တရားကိုသိချင်စိတ်မရှိဘူးဆိုတာကျွန်တော်ထင်တော့ငါတို့တော့ဘာမှဖြစ်ပါဘူးငါမြေကြီးပေါ်မှာကောင်းကောင်းနေပြီးတာပဲဆိုတာလောက်နဲ့ကျွန်တော်တို့ခြေနဲ့နေရင်ဘာတွေကကျွန်တော်တို့အသက်တာထဲမှာနေရာရလာမယ်ဆိုရင်တမန်တရားနဲ့စန့်ကျင်ဘက်မုသာတရားတွေကနေရာရလာလိမ့်မယ်ဆိုတော့ဘုရားအခွင့်ပေးလိုက်တယ်ဘာကြောင့်လဲကိုအကြိုက်နဲ့မကြိုက်လို့တမန်တရားကိုညှစ်ပယ်ထားတဲ့အတွက်ကိုအကြိုက်နဲ့ကြိုက်တဲ့မုသာတွေကအလုတ်လောက်ခွင့်ရသွားတယ်ဒါကိုဘုရားကခွင့်ပြုလိုက်တယ်တဲ့ဆိုတော့ဒီလူကဟာငါကခရိယန်ကောင်းတယောက်ပါလို့နေရင်ထင်ရင်နဲ့ပဲသူကဘာနဲ့အသက်ရှင်နေသူဖြစ်လာလဲဆိုရင်မုသာနဲ့အသက်ရှင်နေသူဖြစ်လာအဲ့ဒီမုသာနဲ့အသက်ရှင်နေသူဖြစ်ရင်နဲ့ပဲတမန်တရားရဲ့မင်္ဂလာရှိတဲ့အကျိုးတွေနဲ့ဝေးတဲ့ထက်ဝေးလာ
ဖခင်ကြောင့်သွားတယ်ညီသက်ချင်းရှိလားမရှိဘူးအလူငွေထဲလာထဲတယ်ဒါပေမဲ့ဝမ်းမြောက်ခြင်းရှိလားမရှိဘူးဖခင်ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်တွေအကုန်လုပ်တယ်ဒါပေမဲ့တမာတရားတစ်ခုပဲသူလက်မခံတာအဲ့ဒီလူတွေခရစ်ယာန်လောကထဲမှာအများကြီးပဲဆိုတော့ဘာဖြစ်လာလဲဆိုရင်နှစ်သက်အခန်းကြီးနှစ်နဲ့တွားကြိုက်တယ်သူတို့ကအဲ့ဒီချိန်မှာကျွန်တော်တို့ကဘုရားနဲ့ပတ်သက်ရင်တော့ဘာဖြစ်ဖြစ်အချိန်ပေးပါတယ်ဒါပေမဲ့တမန်တရားတစ်ခုပဲသူလက်မခံဘုရားကြောင့်တွားတယ်တမန်တရားပြောရင်လက်မခံတော့ကိုအဲ့ဒီမှာမပါဘူးလို့တယ်ဘာကြောင့်လဲမင်္ဂလာဆိုတာကရုပ်ဝတ္ထုပစ္စည်းပေါ်မှာအခြေခံတာမဟုတ်ဘဲနဲ့ကို့အထဲမှာဘုရားကပဲပေးနိုင်တဲ့ညီသက်ခြင်းဝမ်းမြောက်ခြင်းထာဝရနဲ့ရှင်တဲ့အကျိုးကိုခံစားရခြင်းဖြစ်တယ်ဘုရားကပဲပေးနိုင်တဲ့အရာဖြစ်တယ်အဲ့ဒါမင်္ဂလာဆိုတော့ကောင်းကြီးဆိုတာရုပ်ဝတ္ထုပစ္စည်းမဟုတ်ဘူးဆိုတာကျွန်တော်တို့ဒီနေ့နားလည်ဖို့အင်တန်အရေးကြီးတယ်ဒါအင်တန် simple ဖြစ်တဲ့အရာဖြစ်တယ်ဘာကြောင့်လဲရုပ်ဝတ္ထုပစ္စည်းဆိုတာအမကန်ခြင်းမရှိရုပ်ဝတ္ထုပစ္စည်းဆိုတာမမြဲဘူးမြန်မာပြည်မှာအခုတွေ့ဒီနေ့တထေးမနှက်ပြန်ထမင်းတန်းစီစားရတယ်ဖြစ်လာတယ်ဆိုတော့အဲ့ဒီအချိန်လေးမျိုးကျွန်တော်တို့ကြုံမယ်ဆိုရင်မင်္ဂလာရှိတဲ့သူဖြစ်အောင်မလားဖြစ်ခွင့်ရောရှိလားဖြစ်နိုင်ကြရောရှိလားရှိတယ်ဘာကြောင့်လဲယုံကြည်သူတယောက်ရဲ့မင်္ဂလာသည်ကိုနေတဲ့အိမ်ဘယ်လောက်ကောင်းလဲဆိုတဲ့ပုံမှာအခြေမခံဘူးကိုနှလုံးသားထဲမှာခရစ်တော်ကဘယ်လောက်နေရာရလဲဆိုတဲ့ပုံမှာပဲအခြေခံတယ်ကိုနှလုံးသားထဲမှာဖခင်ကပဲပေးနိုင်တဲ့ညီသက်ချင်းကိုအခွင့်ပေးထားသလားဆိုတဲ့ပုံမှာပဲအခြေခံတယ်ဆိုတော့မနေ့ကကျွန်တော်တို့ပြောသွားတယ်ရုပ်ဝတ္ထုပစ္စည်းဆိုတာအသုံးပြုဖို့ဖြစ်တယ်အမိပြုဖို့မဟုတ်ဘူးသုံးဆွဲဖို့ဖြစ်တယ်ဆွဲလန်းဖို့မဟုတ်ဘူးအဲ့တော့ရုပ်ဝတ္ထုပစ္စည်းကိုမဆွဲလန်းတဲ့သူအမိမပြုတ်တဲ့သူကရုပ်ဝတ္ထုပစ္စည်းတွေသုံးနေတော့ညာလဲအဲ့ဒီပစ္စည်းတွေပျောက်ပြတ်သွားတဲ့ချိန်မှာသူ့ရဲ့ညီသက်ချင်းမပျောက်သွားဘူးအဲ့ဒါဆိုရင်သူဟာဖခင်ရဲ့မင်္ဂလာနဲ့အသက်ရှင်နိုင်တော်သူဖြစ်တယ်အာမင်ဆိုတော့ဒီနေ့ကျွန်တော်တို့အသင်းတော်ဆိုတဲ့ဖခင်ရဲ့လူစုထဲမှာတမန်တရားဟာအကျွေးမဲ့နေရာရနေဖို့ဟာအင်မတန်အရေးကြီးတယ်ဘာကြောင့်လဲတမန်တရားနေရာမရရင်ဘာရမလဲဘာနေရာရမလဲမုသာနေရာရသွားမယ်ဖခင်လည်းအခွင့်ပြုလိုက်မှာပဲတဲ့ရှင်ပေါလုကပြောတယ်အဲ့တော့တမန်တရားကိုမြင်ပြင်းတဲ့သူအတွက်နော်အပြစ်ဒဏ်ကဘာလဲဆိုရင်မုသာတရားကိုနေရာပေးတတ်ခြင်းပဲဆိုတော့မုသာကိုနေရာပေးလိုက်တဲ့အခါမှာတမန်တရားရဲ့ဆိုးကောင်းကျိုးတွေနဲ့တဖြည်းဖြည်းသူကဝေးပြီးတော့မှထာဝရကာလမှာလဲထာဝရမင်္ဂလာအကျိုးကိုသူကဆုံးရှုံးရတယ်ဒါအင်မတန်ကြီးတယ်ဆိုတော့ကျွန်တော်တို့ကယုံကြည်သူဖြစ်ထာဝရထိကြည့်ရတယ်နော်သင်္ခါရပြိုလဲနိုင်တဲ့အရာတွေပေါ်မှာကျွန်တော်တို့ကဟလာကျွန်တော်တို့ရဲ့အာမခံချက်ကိုမတီဆောက်ရအောင်တမန်တရားကပြောတဲ့အာမခံချက်နဲ့ပဲကျွန်တော်တို့ကတွားရတယ်ဆိုတော့ဒါကအသင်းတော်ရဲ့ဖြစ်တည်မှုမှာအရေးကြီးတဲ့အရာဖြစ်တယ်နော်ဆိုတော့နောက်တစ်ခုကပါလဲဆိုရင်နံပါတ်အခုကကျွန်တော်နံပါတ်3နံပါတ်4ပေါ့နော်ဆိုတော့အသင်းတော်ဆိုတာဓမ္မတိုက်နော်ဓမ္မတိုက်နော်အဲ့တော့မန်လုံးစမဟုတ်ဘဲနဲ့ရဲဖြစ်သွားရင်တော့ပြဿနာတက်ဓမ္မမတိုက်ပဲအခုဓမ္မတိုက်တဲ့သူတွေကများနေတယ်နော်ခရစ်ယာန်လောကမှာလည်းအေးဓမ္မတွေတော်တော်များလာတယ်ဒီနေ့ခေတ်မှာဆိုတော့ဓမ္မတိုက်အင်္ဂလိပ်လိုကတော့ရှင်းတယ် spiritual building လို့ခေါ်တယ်နော်ဆိုတော့ဓမ္မဆိုတဲ့စကားလုံးကိုဆရာကြီးတို့ကဘယ်နေရာတွေမှာသုံးလို့ရှိလဲဆိုရင် spiritual ဆိုတဲ့စကားလုံးကိုသူမြန်မာလိုပြန်လို့ရှိရင်ဓမ္မလို့သုံးတယ်အဲ့တော့ဓမ္မဆိုတဲ့စကားလုံးကိုတွေ့တိုင်းနော်ကျွန်တော်တို့ကဒါဝိညာဉ်ဆိုတဲ့စကားလုံးကိုယုံကြည်ညွှန်းနေတယ်ဆိုတာသဘောပေါက်ဖို့လိုတယ်အဲ့တော့ဓမ္မတိုက်ဆိုတာဝိညာဉ်အဆောက်အုံပေါ့အဲ့တော့တစ်ပေနှစ်အငယ်4ကနေ6မှာเนาะကျွန်တော်တို့မနေ့ကပြောသွားတဲ့အကြောင်းအရာလေးတွေမှာပါတယ်ဆိုတော့ရှင်ပေတရုကသူ့ကိုခရစ်တော်က Petros လို့ပြောတယ်ကျွန်တော်တို့ကိုလည်းသူကအသက်ကြောက်တယ်လို့ပြောတယ်ဆိုတော့ဒီအောင်ကျွန်တော်တို့ကြည့်ရအောင်တစ်ပေနှစ်အငယ်4ကနေ6မှာလူတို့ပယ်ထား၍ဘုရားသခင်ရွေးချယ်တော်မူသောအသက်ကြောက်မြတ်တည်ဟုသောထိုသခင်ထံသို့သင်တို့သည်ရောက်၍အသက်ကြောက်များကဲ့သို့အစစ်စစ်အထက်ထက်တိဆောက်လျက်ရှိသဖြင့်ဓမ္မတိုက်ဖြစ်ကြ၏ယေရှုခရစ်အားဖြင့်ဘုရားသခင်နှစ်သက်တော်မူရာဓမ္မရစ်ကိုပူဇော်ရသောတန်ရှင်းသောယေဘရဟိမျိုးလည်းဖြစ်ကြ၏ထိုတို့နှင့်ညီကျမ်းစာလာသည်ကရွေးချယ်သောတိုက်တောင်အမြင့်ကြောက်မြတ်ကိုဇီးအုံတောင်ပေါ်မှာငါချထား၏ထိုကြောက်ကိုအမိပြုသောသူသည်ရှက်ကြောက်ခြင်းမရှိနိုင်ရဟုလာသည်ဆိုတော့အဲ့မှာကြောက်ကြောင်းတွေ့ရတယ်အဲ့တော့ခရစ်တော်သည်အသက်ကြောက်မြတ်ဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့
အားလုံးကိုတဲ့နော်ကျွန်တော်ဒီမှာနည်းနည်းလေးဖြတ်လိုက်အသက်ကြောင့်မြတ်ဖြစ်တယ်ကျွန်တော်တို့ကအသက်ကြောင့်များဖြစ်တယ်ဆိုတော့ပိတုကဖြစ်တဲ့ဖျားကအဲ့ဒီအသက်ကြောက်ဆိုတဲ့ခရစ်တော်ပေါ်မှာကျွန်တော်တို့ကိုအစစ်စစ်အထက်ထက်တိဆောက်တယ်ဒါကြောင့်ကျွန်တော်မနေ့ကပြောတယ်ကျွန်တော်တို့အတွက်အားလုံးပါဝင်ရမယ်နေရာရှိလားရှိတယ်ကြောက်တုံးတဲ့အားလုံးကိုအစစ်စစ်ထက်ထက်တိဆောက်ထားတယ်ဒီမှာရှိသမျှသူတွေယုံကြည်သူမှန်တယ်ဆိုရင်ရှိသမျှသူတွေအတွက်ဖျားရဲ့နိုင်ငံတော်ထဲမှာအသင်းတော်ထဲမှာအလုပ်ရှိတယ်အာမင်အလုပ်ရှိတယ်အစစ်စစ်ထက်ထက်မျိုးဆက်တစ်ခုပြီးတစ်ခုကိုဘုရားကထပ်ပြီးတိဆောက်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတယောက်ကောင်းတဲ့ရှင်တန်လို့ရတဲ့လူစုမဟုတ်ဘူးဘုရားကကျွန်တော်တို့ကိုတယောက်ကောင်းတဲ့အသက်ရှင်ဖို့အလိုလုံးဝမရှိဘူးเนาะကျွန်တော်တို့တော်တော်များများကဘာဦးကျမ်းမှာအာရနဲ့အေဝါကိုဘုရားဆုံးဖတ်တဲ့အချိန်မှာပြောတဲ့စကားကိုမင်္ဂလာဆောင်မှာကျွန်တော်တော်ပြောကြတယ်လေလူဒီပါလေတယောက်တည်းမနေကောင်းယောက်ျားယူမိန်းမယူဖို့လောက်ပဲကျွန်တော်တို့သိတယ်မဟုတ်ဘူးဖះပြောတဲ့အဓိပ္ပာယ်ပါဆိုလူဟာအဲ့လိုတယောက်တည်းတင်းကွဲပြီးနေဖို့မဟုတ်ဖះလိုချင်တာပါလဲဆိုမိသားစုဒါကြောင့်ကျမ်းစာမှာအသင်းတော်ကို the household of God လို့သုံးတယ်နော် household of God ဆိုတာဖះရဲ့အိမ်တော်သားဖြစ်တယ်မိသားစုဖြစ်တယ်လို့ပြောတာဖះကမိသားစုလိုချင်လို့အာဒံကိုသူ့သားသမီးအနေနဲ့ဟလာမွေးတာဖြစ်တယ်နော်ဆိုတဲ့အခါကျတော့အဲ့ဒီအိမ်တော်ကိုဘုရားကတိဆောက်တဲ့အခါမှာအစစ်စစ်အထက်ထက်ဒီမိသားစုကြီးကိုမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ဘုရားကထပ်ပြီးတိဆောက်သွားတယ်အကယ်၍ကျွန်တော်တို့မျိုးဆက်ကမခိုင်ခန့်ဘူးဆိုရင်ကျွန်တော်မျိုးဆက်ကဟာကွက်တွေအပြည့်နဲ့ဆိုရင်နောက်မျိုးဆက်ကိုကျွန်တော်တို့ဘယ်လိုထပ်တင်မလဲကျွန်တော်မျိုးဆက်ကပြက်ကွက်ရင်နောက်မျိုးဆက်ကဘုရားထပ်ဆင့်တိဆောက်လို့ရဖို့အတွက်အစစ်သေးပြင်ရင်မခံရတော့ဘူးဆိုတော့ဓမ္မတိုက်ကိုတိဆောက်တဲ့အခါမှာဘုရားကအားလုံးကိုသူ့နေရာနဲ့သူနေရာချပြီးတော့မှကျွန်တော်တို့ကတိဆောက်ခြင်းခံဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကကိုလှုပ်ချင်ရလှုပ်နေမယ်ကိုသွားချင်ရသွားနေမယ်ကိုရွေးချင်တာရွေးနေမယ်ဆိုရင်ဘုရားရဲ့တိဆောက်ခြင်းကိုနေရာချခြင်းကိုမဝန်ခံတဲ့အခါမှာကျွန်တော်တို့ကအသင်းတော်ကိုဖျက်ဆီးသွားသူတွေဖြစ်လာတယ်။ဘာအဖြစ်လဲဆိုဘုရားရဲ့နေရာချခြင်းကိုဝန်မခံခြင်းအဖြစ်ဖြစ်တယ်။အဲ့တော့အဲ့ဒီလိုတိဆောက်တဲ့အခါမှာကျွန်တော်တို့တော်တော်များများကျွန်တော်တို့ကြားဘူးတဲ့စကားလုံးရှိတယ်နော်တိုက်တော့အထွတ်ကြောက်ဆိုတာအင်္ဂလိပ်လို့ဆိုရင် chief cornerstone ဆိုတော့ကျွန်တော်ကတော့ပြန်နေပါတော့တိတ်နားမလဲဘူးပေါ့နော်ဒါပေမဲ့လည်းသူတို့ခေတ်မှာဒီ chief cornerstone ဆိုတာကဘာကိုအဆုံးဖြတ်ပေးလဲဆိုရင်ဒီတိုက်ရဲ့အမြင့်အလျားအနံအဲ့လိုအကျယ်အားလုံးကိုသူကစံအရပေါ့နော်တိုင်းတာပြီးတော့မှဆုံးဖြတ်ပေးဖို့သူကအဲ့ဒီတိုက်တော့အထွတ်ကြောက်ကိုအသုံးပြုရတယ်ဆိုတော့ဒီတိုက်တော့အထွတ်ကြောက်ဆိုတဲ့ cornerstone ပေါ်မှာပဲအခြေခံပြီးဒီတိုက်ဟာဘယ်လောက်မြင့်မြင့်သွားမလဲဘယ်လောက်ကျယ်ကျယ်သွားမလဲဆိုတဲ့အပေါ်မှာဒီအရာကိုဆုံးဖြတ်တယ်အဓိပ္ပာယ်ကပါလေအသင်းတော်ဆိုတာဒီပေါ်မှာတိုက်တော့အထွတ်ကြောက်ဆိုတဲ့ခရစ်တော်ရဲ့စံနှုန်းပေါ်မှာပဲအခြေခံပြီးတည်ဆောက်ရတယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့နားလည်ဖို့เนาะဇာခရစ်နာဂတိကျမ်းအရင်ဆုံးတွားကြည့်အောင်เนาะဇာခရစ်နာဂတိကျမ်းခန်းကြီး2အငယ်1ကနေ3เนาะ1ကနေ3မှာဘယ်လိုရေးလဲဆိုရင်ကျွန်တော်မရေးတော့ကြံညွှန်မရေးတော့တဖန်ငါမျောကြည့်၍တိုင်းစရာကျိုးကိုကင်တော်လူတဦးကိုမြင်လျင်အပေရဲသို့သွားမည်နည်းဟုထိုသူအားမေးတော်ယေရုရှလင်မြို့အလျားအနံကိုတိလို၍ထိုမြို့ကိုတိုင်းချင်းကသွားသည်ဟုပြန်ပြော၏ငါနှစ်ပြောဆိုတော့ကောင်းကင်တမန်သည်ထွက်သွားတော့အခြားသောကောင်းကင်တမန်သည်ကြိုဆိုလဲဆိုတော့ဒီချက်ပိုက်ကအပေါ်အောက်ကြည့်တော့နည်းနည်းလေးပေါ့နော်နည်းနည်းလေးမျက်စိလဲသွားတယ်ပထမသူပြောတာကတိုင်းစရာကျိုးကင်တဲ့လူတဲ့ဒါပေမဲ့အဲ့လူကဘာလို့ဖြစ်နေလဲဆိုတော့မိပဲသွားမလို့လဲလို့မေးတဲ့ခါကျတော့ယေရုရှလင်မြို့ရဲ့အလျားနံကိုတီးဖို့အတွက်ဘာလုပ်မလဲဆိုရင်တိုင်းဖို့သွားတာအဲ့ဒီလူကဘာပြောငါနဲ့ပြောတဲ့သူကကောင်းကင်တမန်အဲ့ဒီကောင်းကင်တမန်ထွက်သွားဆော့ဆော့တိုင်းရကြိုးကင်တာလူမဟုတ်ဘယ်သူမဟုတ်ဘူးလဲလူမဟုတ်ဘူးဘာကင်ထားလဲတိုင်းရချိန်ကြိုးကင်ထားတယ်ပေါ့နော်သူဘာလုပ်မလဲဆိုယေရုရှလင်မြို့ရဲ့အလျားနံကိုတိုင်းမယ်ဆိုအဲ့တော့ဒီအချိန်ဒီစံချိန်ဒီတိုင်းတာမှုကဘယ်ကလာတာလဲမြေကြီးပေါ်လာကောင်းကင်ရလားဆိုတော့အသင်းတော်ကိုစံချိန်မိမမိဘာနဲ့တိုင်းပါလဲကြိုး
ကျိုးနေကောင်းကင်စံနှုန်းနဲ့တိုင်းတယ်လို့ပြောတာဘာနဲ့တိုင်းတာလဲအဲ့တော့ဓမ္မဟောင်းမှာယေရုရှလင်မြို့ဗိမာန်တော်ဓမ္မသစ်မှာယေရုရှလင်မြို့တဲ့အားလုံးကအသင်းတော်ကိုပုံဆောင်တာဖြစ်တယ်ဆိုတော့အသင်းတော်ရဲ့ဟလာတိဆောက်မှုအသင်းတော်ရဲ့စံချိန်စံညွှန်းကိုဒါဖျားအလိုတော်နဲ့ညီလားမညီလားဆိုတော့သိချင်ရင်ကိုယ့်အထင်နဲ့မတိုင်းရအောင်ဟာလူရဲ့ဘယ်လောက်ရှိလာလို့ဒီအသင်းတော်အောင်မြင်တယ်အဲ့လိုမတိုင်းရအောင်လူများတဲ့အောင်မြင်မှုဆိုတာလူများလို့အောင်မြင်တယ်လို့ပြောတဲ့တိုင်းတာမှုကဘယ်ကလာလဲဆိုတော့လောကလာတာဟုတ်လားအခုကျွန်တော်တို့ဟို stage show တွေပါတယ်လုပ်မှာပေါ့ stage show ပွဲကလူမဝင်မလို့အောင်မြင်မလဲပတ်စံတွေရှုံးပြီလေတော့ဘာတော့ငွေကြေးအကျိုးမြတ်အတွက်လောက်ရတာ哦အဲ့ဒီလိုတိုင်းတာမှုနဲ့ကျွန်တော်အသင်းတော်တိုင်းလို့မရဘူးအသင်းတော်ကိုတိုင်းတာတဲ့တိုင်းတာမှုဒီဘယ်ကလာလဲကောင်းငင်ကလာတင်းပြဖျားထံကလာတယ်ခရစ်တော်ရဲ့စံနှုန်းနဲ့ပဲတိုင်းရတာဆိုတော့ယေရုရှလင်မြို့ကိုတိုင်းမယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကအသင်းတော်ကိုဖျားကဘာလုပ်နေလဲတိုင်းတယ်အခုကျွန်တော်တို့ဒီမှာရှိတဲ့အသင်းတော်ဒေသနာအသင်းတော်တွေဖျားကဘာလုပ်နေလဲတိုင်းတယ်ဘာနဲ့တိုင်းလဲသူ့စံနှုန်းနဲ့ကောင်းငင်စံနှုန်းနဲ့တိုင်းနေတာသူ့စံနှုန်းနဲ့ကြိုက်လားမကြိုက်လားဆိုတာကိုဖျားကဘာလုပ်နေမလဲတိုင်းနေမှာအဲ့ဒီလိုတိုင်းတာမှုတဲမှာဝင်တဲ့ဟလားဖျားလူစုတာလေအသင်းတော်လို့ဖျားကတတ်မှတ်လို့ရမှာဖြစ်တယ်ဆိုတော့ထပ်ပြီးကြည့်တဲ့အခါမှာဗျာဒိတ်ကျမ်းမှာလည်းကျွန်တော်ထပ်တွေ့ရတယ်နော်ဗျာဒိတ်ကျမ်းအခန်းကြီး21အငယ်15ကနေ16 15ကနေ16ငါနဲ့စကားပြောသောသူသည်မြို့ကို၎င်းတကားတို့ကို၎င်းမြို့ရိုးကို၎င်းတိုင်းချင်းကတိုင်းစရာရွှေကျူလုံးပါ၏မြို့သည်စတူယန်၄000ဖြစ်၏ထိုသူသည်ကျူလုံးနှင့်မြို့ကိုတိုင်း၍မြို့၏အနံအလျားအမြင့်ယူဇနာ120စီရှိကြ၏ဆိုတော့တိုင်းစရာရွှေကျူလုံးပါတယ်တဲ့ golden rod ပေါ့ဆိုတော့ကျမ်းစာမှာရွှေဆိုတဲ့စကားလုံးတွေ့ရင်နော်ဒီရွှေဆိုတာတဲတော်ထဲမှာတန်ရှင်းရဌာနနဲ့အတန်ရှင်းဆုံးဌာနမှာပဲသုံးတယ်ရွှေရပါကိုပုံဆောင်လဲဆိုရင် divine nature ကိုပုံဆောင်တယ်ဖခင်ရဲ့သဘောတဘာဝကိုပုံဆောင်တယ်ဆိုတော့ရွှေကျူလုံးဆိုတာတိုင်းနဲ့အတိုင်းတာပေါ့ ruler ပေါ့နော်အဲ့တော့ရွှေနဲ့လှုပ်ထားတဲ့ကျူလုံးဆိုရင်အဲ့ဒါ God's measure လို့ခေါ်တယ်ဖခင်ရဲ့အတိုင်းတာ God's standard ဖခင်ရဲ့ divine standard ကိုဆိုလိုတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အသင်းတော်တစ်ခုရဲ့ဟလာအသင်းတော်တစ်ပါးရဲ့ဒေသနာအသင်းတော်တစ်ပါးပဲဖြစ်ဖြစ်မြေကြီးပေါ်မှာရှိတဲ့ဟလာ corporate body ပဲဖြစ်ဖြစ်ဖခင်ကတိုင်းပြီဆိုရင်ကျွန်တော်တို့အထင်နဲ့သူမတိုင်းဘူးကျွန်တော်သတ်မှတ်ချက်နဲ့သူမတိုင်းဘူးသူစံချိန်နဲ့ပဲတိုင်းတာသားတော်နဲ့တိုင်းတယ်ခရစ်တော်နဲ့တိုင်းတယ်ခရစ်တော်ရဲ့တဒံနဲ့ဒီအသင်းတော်ဟာကြီးထွားလာလားခရစ်တော်ရဲ့အုပ်စိုးမှုအောက်မှာဝန်ခံပြီးကြီးထွားလာလားခရစ်တော်ရဲ့အလိုတော်ထဲမှာကြီးထွားလာလားနိုင်ငံတော်တည်ထောင်ခြင်းမှာကြီးထွားလာလားဘုန်းတော်ထင်ရှားခြင်းမှာကြီးထွားလာလားတမန်တရားကိုနေရာပေးခြင်းမှာကြီးထွားဒါတွေနဲ့ပဲတိုင်းတာအဲ့လိုတိုင်းတာဆိုတော့တိုင်းရင်ကဲကျွန်တော်တို့ဒီနေ့ကိုမေးကြအောင်ကိုမိသားစုကိုယ့်ရဲ့ဒေသနာအသင်းတော်ကိုပြန်ပြီးတော့မှစစ်ဆေးကြည့်အောင်ဖခင်အဲ့လိုရွှေကြူလုံးနဲ့တိုင်းရင်ချိန်ကျိုးနဲ့တိုင်းရင်ကျော်ဆိုင်ချိန်မိမလားမိဖို့ကကျွန်တော်တို့ဘာကိုနေရာပေးဖို့လိုလဲဆိုတမန်တရားကိုပဲနေရာပေးရတာ။ဘာကြောင့်လဲအဲ့တမန်တရားကဖခင်ရဲ့စံကိုပြည့်မီဖို့ကျွန်တော်တို့ကိုလမ်းပြတဲ့လမ်းညွှန်တဲ့နီးလမ်းဖြစ်တယ်။အာမင်။ဒါကြောင့်ကျွန်တော်အစဉ်တိုင်းပြောသွားတာတမန်တရားနဲ့တမန်တရားရဲ့မိယာတရားဖြစ်ဖို့ဘာကြောင့်လဲတမန်တရားသာလင်ဖခင်ရဲ့စံကိုပြည့်မီဖို့ကျွန်တော်တို့ကိုလမ်းပြနိုင်လမ်းညွှန်နိုင်တယ်ကူညီနိုင်တယ်ဖေးမနိုင်တယ်မဆနိုင်တယ်ဆိုတော့အဲ့ဒီလိုတိုင်းတာမှုတွေနဲ့ဒီအသင်းတော်ကိုတိဆောက်ရတယ် cornerstone ပေါ်မှာအခြေခံပြီးတော့မှတိဆောက်ရတယ်ဆိုတော့အဲ့ဒီလိုတိဆောက်တဲ့အခါကျတော့မှဘာပိတလာလဲဆိုရင်ဆော့ပြောတယ်ဓမ္မတိုက်ဘာတိုက်လဲပြအောင်ပြောနော်ဓမ္မတိုက် spiritual building အဲ့တော့ကျွန်တော်တို့အခုကျွန်တော်တို့အသင်းတော်တော်များများကိုသွားတဲ့အခါမှာဘာလို့လဲဆို organizational structure ဆိုတာရှိရနော် organizational structure ဆိုတာကျွန်တော်တို့ဟာလာဥက္ကဋ္ဌဘာညာခွေးကောပါဒါတွေကောင်းပါတယ်နော်ဒါပေမဲ့ဘာပျောက်လဲဆိုရင်အများစုမှာဘာပျောက်လဲ spiritual structure ပေါ့ဝိညာဉ်တိဆောက်ပုံပျောက်ဝိညာဉ်တိဆောက်ပုံမရှိဘာဖြစ်လို့မရှိလဲဆိုရင်တမန်တရားကနေရာမရတော့ဟလာအသင်းလူကြီးတင်းတော့တင်းအုပ်ဟလာအသင်းတော်မှာပါဝင်တဲ့သူအရောက်စီတိုင်းကဏ္ဍအသီးသီး Sunday school လာပါလားလူငယ်တွေကိုဟလာလူကြီးတွေကိုကလေးတွေကိုတမန်တရားထဲမှာအတူတကွအားလုံးတညီတညွတ်တဲ့ခရစ်တော်ရဲ့အတိုင်းရှိပမာဏတွေကြီးထွားဖို့ကဘာကအဓိကကြလဲဆိုရင် spiritual structure အဓိကကြတယ်။ဘာကြောင့်လဲအသင်းတော်ဒီ spiritual building ဖြစ်တယ်။ဝိညာဉ်အဆောက်အအုံဖြစ်သောကြောင့်ဝိညာဉ်တည်ဆောက်ပုံကအဓိကကြတယ်။
ဝိညာဉ်တိဆောက်ပုံကိုကျွန်တော်တို့ကနားမလည်ပဲနဲ့အသင်းတော်လုပ်ငန်းကိုလှုပ်လို့ရှိရင်အဖွဲ့အစည်းတော့ဖြစ်သွားမယ်အသင်းတော်ဖြစ်မှာမဟုတ်အဲ့တော့ဒီနေ့အသင်းတော်တော်များများသွားတဲ့အခါမှာစနစ်တကျနဲ့ဟလာorganization structure တွေကျွန်တော်တွေ့ရတယ်ဒါကောင်းတယ်စနစ်တကျလုပ်ရတယ်ဟလာငွေကြေးတွေကစီစနစ်ကြကြပေါ့နော်လုပ်ကြတယ်လုပ်ငန်းတွေကိုလည်းဟလာတေချာသူကဏ္ဍနဲ့သူအားလုံးကလုပ်ကြတယ်တိုးတော်ညာလဲတကယ်တမ်းဝိညာဉ်ရေးရနဲ့ပတ်သက်ပြီးတော့မှဝိညာဉ်ရေးကနီလန်တိုင်းတိဆောက်ထားတဲ့ပုံစံကြတော့မရှိတော့ဘယ်လိုစုကျေးဇူးမျိုးရှိတဲ့သူကဘယ်နေရာမှာတာဝန်ယူရမယ်ဘယ်လိုစုကျေးဇူးမျိုးရှိတဲ့သူကတော့အသင်းတော်ကိုဘယ်အပိုင်းမှာသူကတာဝန်ယူရမယ်ဟလာဓမ္မဆရာဆိုတာဘယ်လိုဥဆောင်ရမယ်သင်းဥဆရာဆိုတာဘယ်လိုဥဆောင်ရမယ်သင်းတောက်ကဘယ်လိုလုပ်ရမယ်အသင်းလူကြီးအကုန်လုံးချမ်းသာတယ်မှာအကုန်ညွှန်ကြားချက်ရှိပြီးသားဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော်တို့သွားတဲ့အခါမှာနေရာတော်တော်များများမှာအသင်းလူကြီးဆိုတော့ကျွန်တော်ဒီမှာတော့ကျွန်တော်မသိဘူးเนาะကြိုးပြောကျွန်တော်ဒီနိုင်ငံတော်တော်များများကျွန်တော်သွားတယ်အသင်းတော်တော်များများသွားတယ်ဝမ်းနဲ့စရာကောင်းတာကအသင်းလူကြီးလုပ်တဲ့သူတွေသင်းတောက်လုပ်တဲ့သူတွေတမန်တရားမသိအဲ့ဒီအသင်းတော်မှာမပြတ်ဘလို့ပြတ်မလဲဘာကြောင့်လဲ spiritual structure ကလုံးဝမရှိအဲ့ဒါဆိုရင်အသင်းအဖွဲ့အနေနဲ့တော့ယက်တည်နိုင်မှာပဲဒါပေမဲ့အသင်းတော်အနေနဲ့တော့ဖျားရှိမှပြိုလဲနေတဲ့နေရာဖြစ်သွားလိမ့်မယ်ဝိညာဉ်ဆောက်ကိုမရှိဘူးဖြစ်သွားမယ်ဒါကြောင့်ကျွန်တော်တို့ကဒီတိုင်းတာမှုเนาะဇာခရိမှာပြောတယ်ကောင်းကင်တမန်ကလာတိုင်းတဲ့အခါမှာစံချိန်မိနေဖို့ရွှေကျူလုံးနဲ့တိုင်းတဲ့အခါမှာကျွန်တော်တို့ကစံချိန်မိနေဖို့တမန်တရားအဖြစ်ကျွန်တော်တို့ကညွှန်ကြားချက်ကိုဖခင်ကဝိညာဉ်တော်အဖြစ်မဆတာကိုဝန်ခံတဲ့အခါမှာတညီတညွတ်တဲ့ကျွန်တော်တို့ကကြီးထွားလာတဲ့အသင်းတော်ဖြစ်လာတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုရင်သူကစောစောကပေတရုဩဝါဒစာထဲမှာရေးထားတဲ့အရာရှိတယ်အဲ့ဒါဘာလဲဆိုရင်ဓမ္မတိုက်တစ်ခုပဲပြောတာမဟုတ်ဓမ္မရစ်ကိုပူဇော်တဲ့နေရာဖြစ်တယ်တဲ့နော်ဆိုတော့ကျွန်တော်စောစောပြောဓမ္မရစ်ဆိုတော့ဓမ္မဆိုတာဘာလဲ spiritual ဝိညာဉ်ပဲ spiritual sacrifice ဝိညာဉ်အရင်တုန်းကလို့သူပြောချင်တဲ့အဓိပ္ပာယ်ကအရင်တုန်းကလို့အကောင်ပလောင်တွေကိုရစ်ပူဇော်ရတဲ့နေရာမဟုတ်တော့ဘူးတဲ့အခုကတော့ဝိညာဉ်ရေးရရစ်ပူဇော်ခြင်းကိုလုပ်ရတယ်ဝိညာဉ်ရေးရရစ်ပူဇော်ခြင်းဆိုတာဘာလဲဖခင်အလိုတော်နဲ့ညီတဲ့အရာကိုလာလှုပ်ဆောင်မှုတဲ့ကိုယ့်ရဲ့အသက်တာကိုအနံ့နဲ့ကိုယ့်ရဲ့အရင်းမြစ်တွေကိုအနံ့နဲ့ကိုယ့်ရဲ့အခြေအနေကိုအနံ့နဲ့အဲ့ဒီအရာအဖြစ်ဖခင်ရဲ့အလိုတော်ကိုစောင့်တဲ့အသက်တာကိုဆွလို့တာအဲ့တော့ယစ်ပရောဟိတ်အမျိုးလို့ပြောတဲ့အခါမှာယစ်ပူဇော်ရတယ်နော်ယစ်ပရောဟိတ်အမျိုးကဘုရားနဲ့လူကိုပဲချိတ်ဆက်ပေးရတာမဟုတ်ဘူးဘာလဲလို့ရလဲဆိုရင်ယစ်လဲပူဇော်ရတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော်တို့ယစ်ပရောဟိတ်အမျိုးဖြစ်တဲ့ကျွန်တော်တို့ကအကောင်ပလောင်တတ်ပြီးယစ်ပူဇော်ရတာမဟုတ်တော့ကိုယ့်ရဲ့နေ့စဉ်အသက်ရှင်ခြင်းကိုဘုရားရှေ့မှာတင်ပြီးတော့မှယစ်ပူဇော်ရတာဖြစ်တယ်အာမင်အာမင်အဲ့တော့ဒါကြောင့်အသင်းတော်ဆိုတာဟလာ place of worship လို့ဘာလို့ပြောရတာလဲကိုးကွယ်တော်သူများလာပြီးစုယုံတာဖြစ်တယ်လာကိုးကွယ်တာမဟုတ်ဘူးကိုးကွယ်တော်သူများဘာလို့တာလဲလာစုယုံလိုက်တာအဲ့တော့အဓိပ္ပာယ်ကဘာလဲသူကဘုရားကျောင်းရောက်မှကိုးကွယ်တာမဟုတ်ဘူးဘုရားကျောင်းရောက်မှဘာလို့တာမဟုတ်ဘူးလဲဘုရားကျောင်းရောက်မှကိုးကွယ်တယ်ဆိုရင်ကိုးကွယ်တော်သူမမှန်ဘူးဘာကြောင့်ကိုးကွယ်ခြင်းကဘုရားကျောင်းရောက်မှလုပ်လို့မရဘူးအမြဲတမ်းလုပ်ရတာအတ္တတာကိုနေ့တိုင်းအချိန်တိုင်းဘုရားကိုဘာလုပ်ထားရတာလဲပေးထားရတာအပ်ထားရတာအဲ့ဒါမှကိုးကွယ်တော်သူဖြစ်တာဆိုတော့ဓမ္မရစ်ကိုပူဇော်ရဆိုတာအဲ့ဒါ spiritual sacrifice ဆိုတာနေ့စဉ်နဲ့မြဆော့ပြောတယ်ကျွန်တော်တို့ဘုရားပိုင်တယ်ဆိုတာကိုသိမှတ်ပြီးတော့မှကိုတော့အလိုတော်တိုင်းတွေးတတ်ပါစေနော်အလိုတော်တိုင်းပြောတတ်ပါစေအလိုတော်တိုင်းကြည်တတ်ပါစေကြားတတ်ပါစေအလိုတော်တိုင်းရွေးချက်တတ်ပါစေအလိုတော်တိုင်းသွားတတ်ပါစေအလိုတော်တိုင်းရှောက်တတ်ပါစေအဲ့ဒါဘာလို့လဲ sacrifice လုပ်နေတာဘာလုပ်နေရလဲအဲ့ဒီလိုဖရားအလိုတော်တိုင်းကျွန်တော်တို့လက်ခံလိုက်တဲ့ဝန်ခံလိုက်တဲ့အခါကျတော့ကျွန်တော်တို့စိတ်ထဲမှာပျော်လားပျော်ပါဘူးချောက်ပြောနေပေးရပါတယ်ဆိုတော့ဘလို့ပျော်လက်ချင်တာမလုပ်ရဘူးလေဇာတိကမပျော်ဘူးဇာတိကမပျော်ဘူးစိတ်ထဲမှာနည်းနည်းတော့နာတယ်ခံစားရတယ်ဒါပေမဲ့အဲ့ဒီနောက်မှာအဲ့ဒီအသက်တာကိုရှင်ရင်နဲ့ဖရားကိုဝန်ခံရတဲ့အရာမှာမွင့်လျော်တက်လာတဲ့အခါမှာဖရားနဲ့တင်နဲ့ထက်တူကြသွားတဲ့အခါမှာအဲ့ဒီမှာဝမ်းမြောက်ခြင်းကိုတင်ရတာဖြစ်တယ်အရင်တော့လို့ရုန်းကန်မနေရတော့အဲ့ဒါနဲ့ sacrifice ဆိုတာမရှိတော့เนาะအစပိုင်းမှာကျွန်တော်တို့ကရစ်နေနဲ့ပေးရတယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်เนาะတခုပေါ့เนาะရစ်လို့ပြောတဲ့အခါမှာမြန်မာစကားကအင်္ဂလိပ်လိုက sacrifice မြန်မာစကားဇဒေးတယ်လို့ခေါ်တယ်ဘာလို့လဲဆိုတော့ဇဒေးတယ်လို့ပြောတဲ့အခါကျတော့ကိုယ်မှာရှိတဲ့အရာကိုဖြစ်ချင်တာမဖြစ်ဖို့ဟလားကိုကညှစ်ပယ်ပြီးတော့မှတခြားသူဖြစ်စေချင်တာကိုဖြစ်ဖို့အတွက်လိုအပ်တာကိုကပေးလိုက်ရတဲ့သဘောစတိလိုက်ရတယ်ဆိုတော့ခံစားချက်ကမကောင်းဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်စမ်းစာကိုပြန်ကြည့်တဲ့အခါမှာတကယ်တမ်းကျတော့ဖျားလိုချင်တာကိုပေးတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ထင်တာက
ကို့အထဲကတစုံတစ်ခုကိုပေးလိုက်ရတယ်လို့ထင်တာမဟုတ်ဘူးတကယ်တော့ဖခင်ကသူပေးထားတာပဲပြန်တောင်းတယ်ဖခင်ကဘာပဲပြန်တောင်းလဲကျွန်တော်ဥပမာပြောပြဣသရေလလူမျိုးအေဂုတ်တုပြည်မှာနှစ်ပေါင်း400ကျော်ကျွန်ခံတယ်ကျွန်ခံတာနော်စီးပွားရေးလုပ်တာမဟုတ်ဘူးသူတို့ချမ်းသာမလားဟမ်ချမ်းသာမလားဟိုအုပ်ဖုတ်ဖို့အမိုက်လိုက်ရှာနေရတဲ့အဖွဲ့ကဘယ်လိုလုပ်ရွှေတွေငွေတွေရှိမလဲဒါပေမဲ့ကျမ်းစာထဲမှာအာဗြဟံကိုဖခင်ပြောထားတဲ့စကားရှိတယ်သူတို့ဟာတဲ့ရွှေငွေဥစ္စာပါလေထွက်ရမယ်အဲ့ဒီကျွန်ခံရတဲ့လူမျိုးကထွက်တဲ့နေ့မှာရွှေငွေပါလားပါတယ်အဲသူတို့တက်နိုင်လို့ပါလာတာလားမဟုတ်ဘူးဖခင်ကအေဂုတ်တုလူတွေကိုစေနာစိတ်ကိုပေးတဲ့အတွက်သူတို့တောင်းသမျှရလို့ထွက်လာတာအဲ့ဒီရွှေငွေတွေဘာလို့ဟုတ်လဲအေးတဲတော်စောက်တဲ့အခါမှာဖခင်ကပေးတဲတော်စောက်ဖို့ဆိုမောရှိကဖခင်ကတဲတော်စောက်ဖို့ဓာရီလိုတယ်အဲ့တော့ဖခင်ညွှန်ကြားတယ်ကဲယူလာကြဆိုအကုန်လုံးယူလာတယ်ဒါဆိုရင်ဖခင်တောင်းတဲ့အရာကသူတို့စူးစမ်းပြီးရထားတဲ့အရာလားသူတို့ကိုဖခင်ကြိုပေးထားတာလားဖခင်ကကိုယ့်ကိုပေးထားတာပဲပြန်တောင်းတာဖြစ်တယ်အာမင်အဲ့ကျွန်တော်ခါကျဟာစတေးရတာမလီပေးဆက်ရတာနော်အမှုတော်ဆောင်ရတာအရန်ပင်မနာအဖို့ကတအားပေးရတာအဲ့ဒါဖခင်အလုပ်ကိုမသိသေးလို့ဟုတ်တယ်အာဗြဟံစီမှာသား2ယောက်ရှိတယ်ဣရှမေလနဲ့ဣဇက်ဣရှမေလကိုဖခင်တောင်းလားမတောင်းဘာလို့အဲ့ तू ပေးထားတာမှမဟုတ်တာတီကိုအတိမမပြူ तू ဖခင်ပြောတယ်တယောက်တီးတော်သားတဲ့ဣရှမေလထဲမတော့ဘူးနော်တင်၌ရှိတော်တယောက်တီးတော်သားအလွန်ချစ်တော်သားဣဇက်ကိုမိရှုရရေးပြူ၍ပူဇော်တော့ဘာလို့ဣဇက်ကိုတောင်းလဲ तू ပေးထားလို့အဲ့တော့ဖခင်ကဘာပဲပြန်တောင်းမလဲအဲ့တော့ဖခင်က तू ပေးထားတာကို तू ပြန်တောင်းတယ်ဆိုတကယ်ဆိုရင်ကျွန်တော်တို့ကစဒေးရတယ်လို့ပြောလို့ရမလားဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုနားမလည်သေးတဲ့အချိန်မှာတစ်ခါကျရင်ကျွန်တော်တို့ကအရန်ခံစားရတယ်နော်ဖခင်ပေးထားတဲ့အချိန်ကိုပဲကျွန်တော်တို့ကဖခင်ကိုပြန်ပေးရတာဖခင်မလစ်တော့ဆိုရင်ဘုံဆိုသွားပြီမရှိတော့အဲ့ဒါအခုကျွန်တော်တို့က borrow time ဖခင်ပေးထားတဲ့အချိန်မှာကျွန်တော်တို့အသက်ရှင်နေရတာအဲ့ဒီအချိန်ကိုဖခင်ပြန်တောင်းတာအဲ့ဒါ sacrifice တကယ်တော့မဟုတ်ဘူးဒါပေမဲ့ကျမ်းစာရဖခင်ကသူ့အလိုတော်ကိုဆောင်ခြင်းနဲ့ပတ်သက်ရင်ဖခင်ကကျွန်တော်တို့ကိုဝမ်းမြောက်စေခြင်းနဲ့နှလုံးသားနဲ့ရစ်ဆိုတဲ့စကားလုံးကိုသုံးတာကိုးကွယ်ခြင်းပြီးသားတဲ့အတွက်တကယ်တမ်းတော့ဖျားပေးထားတဲ့အချိန်ဖျားပေးထားတဲ့အရေးမြစ်ဖျားပေးထားတဲ့ပညာဖျားပေးထားတဲ့အစွမ်းနဲ့ပဲကျွန်တော်ရှင်သန်နေကြတာဖြစ်တယ်ဖျားပေးထားတာကိုပဲဖျားကဘာပြန်လုပ်တာလဲမင်းအလိုတိုင်းမဟုတ်ပဲနဲ့ငါအလိုတိုင်းဖြစ်ဖို့မင်းဝန်ခံလိုက်ပါထာဝရအကျိုးရှိတယ်မင်းကငါထာဝရအကျိုးခံစားတယ်ဒါအတွက်ကျွန်တော်တို့ကိုတောင်းတာဆိုတော့ဒီအရာကိုဝန်ခံတဲ့သူကနေ့စဉ်ဘာဖြစ်လာလဲဆိုရင်ကိုးကွယ်သူဖြစ်လာတယ်သူရဲ့ဆုံးဖြတ်ချက်တိုင်းကကိုးကွယ်ခြင်းဖြစ်လာတယ်အဲ့တော့အဲ့ဒီ spiritual sacrifice နဲ့အသက်ရှင်နေတဲ့သူတွေ corporate worship เนาะကျွန်တော်တို့အသင်းတော်မှာလာပြီးတော့မှလာစုယုံတဲ့အခါကျတော့အဲ့ဒီဓမ္မတိုက်ကြီးကဘာလုပ်တဲ့နေရာဖြစ်လာလဲဆိုတော့ဓမ္မရစ်ကိုပူဇော်တဲ့အရက်ဖြစ်လာတယ်အဲ့ဒီရောက်မှကိုးကွယ်ကြတာမဟုတ်ဘူးကိုးကွယ်ခြင်းအသက်တာတွေကနေအဲ့ဒီနေရာကိုရောက်လာကြတာဖြစ်တယ်ဟာလေလုယာအာမင်ဒါပေမဲ့မိကုန်းကသင်အဲ့ဒီအသက်တာနဲ့ဘုရားကြောင့်လာတာလားတိတ်သွားပြီသလားအငိုင်းမိသွားတာမိကုန်းနော်ကျွန်တော်တို့ကျွန်တော်တို့ကိုးကွယ်ခြင်းကြောင့်သင်ခန်းစာတွေမှာအဲ့ဒါပါတော့ limited worship unlimited worship ဆိုတာအစစ်မဟုတ်ကိုးကွယ်ခြင်းမဟုတ်ထုံးစံဖြစ်တယ် unlimited worship ဆိုတာနေ့စဉ်အသက်ရှင်ခြင်းနဲ့မှာကိုးကွယ်ခြင်းအသက်တာနဲ့အသက်ရှင်နေပြီးတော့မှကျွန်တော်တို့ဟလာခရစ်တော်နဲ့ညီကိုမောင်နှမတွေမိသားစုတွေအသင်းတော်ကိုရောက်လာတဲ့ခါမှာအတူတကွအဖေကိုဟလာဝမ်းမြောက်ဝမ်းသာနဲ့အဖေရဲ့ရှေ့မှာတစပွဲတဲ့ထိုင်စားပြီးတော့မှမွေးလျော်ကြတဲ့အရာဖြစ်တယ် corporate worship လို့ခေါ်တယ်ဒါပေမဲ့အဲ့ corporate worship ကဖခင်လက်ခံတဲ့ကိုးကွယ်ခြင်းဖြစ်ဖို့ဆိုရင် personal life က personal worship ကအရေးကြီးတယ်အဲ့တော့အမြဲတမ်းကိုးကွယ်တဲ့သူတွေကဒီမှာလာပြီးစုယုံလိုက်တဲ့အခါမှာအဲ့ဒီနေရာကဓမ္မရစ်ကိုပူဇော်ရယေပရောဟိတ်တို့စုယုံရအရက်ဗိမာန်တော်ဖြစ်လာတယ်အာမင်ဘယ်မှာစုပါဒီမှာစုလဲအဲ့ဒီနေရာကဖခင်အလုပ်လုပ်လို့ရတယ်ဖခင်ခြေနေတဲ့ကိန်းဝတ်ရအရက်ဖြစ်လာတယ်ဖခင်ကြောင့်မှာပဲစုအပြင်မှာပဲစုအိမ်မှာပဲစုအာမင်အဓိကသင်တဲ့ကျွန်ုပ်ကနေ့စဉ်နေ့တိုင်း spiritual sacrifice ကိုပူဇော်နေတဲ့ယေဘရဟိမျိုးပြီးသားဖို့ပဲလိုတယ်အာမင်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ကြည့်အောင်နော်ဓမ္မဟောင်းမှာခမရ20မှာကျွန်တော်တို့ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးဖခင်ကပြောတဲ့စကားရှိတယ်နော်ဆိုတော့ကျွန်တော်တို့ယေဘရဓမ္မရစ်ကိုပူဇော်တဲ့အကြောင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာ
ထွန်းမြောက်20မှာကျွန်တော်တို့မြေရစ်ပလင်ကြောင်းရှိတယ်ကျွန်တော်မြေရစ်ပလင်ကြောင်းတော့ကျွန်တော်ဒီနေ့မပြောတော့เนาะထွန်းမြောက်20ဒီဘယ်မှာလဲဆိုရင်25မှာเนาะ25เนาะထွန်းမြောက်20ငွေ25အဲ့ဒါလေးတစ်ချက်လောက်တယောက်ဖတ်ကြည့်ပေးပါဆိုတော့ဒီဟာနော်ဆိုတော့ကျွန်တော်နံပါတ်တက်တာမှန်ပါနော်ဓမ္မတိုက်ပြီးရင်ဓမ္မရစ်ကိုပူဇော်တဲ့ဆိုတော့အဲ့ဓမ္မရစ်ကိုပူဇော်တဲ့အရက်ကဘာနဲ့ဓမ္မဟောင်းမှာပြောထားလဲဆိုကြောက်ရစ်ပလင်နဲ့ပြောထားတယ်နော်ကြောက်ရစ်ပလင်ဆိုတော့ရစ်ဆိုတဲ့စကားလုံးကိုမြင်တိုင်းကျွန်တော်ဘာနားလဲမလို့ worship ဆိုတာနားလဲရမယ်ကိုးကွယ်ခြင်းရစ်ပလင်ဆိုရင် place of worship ကိုးကွယ်ရာအရက်ဘာကြောင့်လဲဓမ္မဟောင်းကာလမှာဗိမာန်တော်မရှိခင်တဲတော်မရှိခင်လူတွေကဖះကိုကိုးကွယ်ရင်ဘာတီးရလဲဆိုရစ်ပလင်တီးရတယ်ဆိုတော့ရစ်ပလင်တီးတဲ့အရက်တိုင်းဒီဘာရက်လဲဆိုရင်ကိုးကွယ်ရာအရက်ဖြစ်တယ်ရစ်ပလင်တီးတဲ့အရက်တိုင်းဒီဘာလဲကိုးကွယ်ရာဆိုတော့ရစ်ဆိုရင်ကိုးကွယ်ခြင်းပြောကြည့်ပါဦးရစ်ဆိုရင်ရစ်ပလင်ဆိုရင်တော့ပေါ့တော့โอเคဆိုတော့အဲ့တော့ဒီမှာမြေရစ်ပလင်ဆိုရင်ကျွန်တော်တို့ရဲ့ personal life နော်ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာတယောက်ချင်းစီရဲ့ကိုးကွယ်ခြင်းအသက်တာဖြစ်တယ်ဒါပေမဲ့ကြောက်ရစ်ပလင်ကြတော့သူကစောစောကကျွန်တော်တို့ပေရုဩဝါဒစာဖတ်ပြီးသွားပြီကျွန်တော်တို့အားလုံးဒီအသက်ကြောက်များဖြစ်တယ်ဆိုတော့ကြောက်တစ်လုံးချင်းစီတိုင်းဒီကျွန်တော်တို့အားလုံးကိုပုံဆောင်တယ်တယောက်ချင်းစီတိုင်းကိုပုံဆောင်ဆိုတော့ဒီကြောက်ရစ်ပလင်ကိုတီးမယ်ဆိုရင်သူကဒီကြောက်တွေကိုစီပြီးတော့မှတစ်လုံးနဲ့ရစ်ပလင်တီးလို့မရတော့နော်ကြောက်တစ်လုံးနဲ့ရစ်ပူဇော်လို့မရအဲ့တော့ရစ်ပလင်တီးဖို့ဆိုရင်ကြောက်အလုံးပေါင်းများစွာစီရတော့တယ်ဒါပေမဲ့အဲ့လိုစီတဲ့အခါမှာဘုရားညွှန်ကြားတဲ့အရာရှိတယ်နော်တင်တည်တဲ့ကြောက်ရစ်ပလင်ကိုငှဖို့တီးလင်စစ်တော်ကြောက်ကိုမတီးရနော်စလိန်နော်ထုစစ်တာကိုပြောတာဟင်းမလုပ်တာထုစစ်တာအဲ့တော့ကျွန်တော်တို့ဟာတူတွေစောက်တွေယူပြီးတော့မှဒီကြောက်ကိုမလုပ်တယ်လို့ဆိုအတိတ်ဘယ်ကကြောက်ကိုပုံစံဖော်ဖြစ်တာအဲ့တော့ကြောက်တုံးတုံးယူတယ်ဟာဒီပုံစံငါမကြိုက်ဘူးဆိုတော့ငါကြိုက်အောင်ပုံစံဖော်လိုက်မယ်4000ဆိုရင်4000ပေါ့နော်ဒီတစ်လုံးနဲ့4000ဟိုတစ်လုံးနဲ့4000ပုံစံဖော်ပြီးတော့မှအဲ့ဒီ4000တွေကိုစီလိုက်တာလွယ်တာပေါ့ဒါဖះဘာပြောလဲဆိုရင်မကြောက်ရပလင်တီလို့မရဘူးလို့မပြောဘူးတီရမယ်သို့တော်လဲတီတဲ့အခါမှာဘာမလုပ်ရအောင်လဲအဲ့ဒီကြောက်ကိုထုစစ်ပြီးတော့မှရပလင်မတည်ရဘူးတဲ့အတိတ်ဘယ်မှာဆိုလူစိတ်ကူလူအကြံစီနဲ့အဲ့ဒီဖျားရဲ့အသက်ကြောက်တွေကိုထုစစ်ပုံစံတွင်းလိုက်တာမျိုးမလုပ်ရကျွန်တော်မှတ်မိတာမျိုးဘာဘူးလို့ရဲတိုက်စောက်တဲ့အခါမှာအုပ်ဖုတ်တယ်အုပ်တယ်နဲ့ဆိုတော့အဲ့ဒီအုပ်ပုံစံတွင်းထားတဲ့အုပ်တွေနဲ့ဘာဘူးလို့ရဲတိုက်ကိုစောက်တယ်အဲ့ဒီအချိန်မှာလူတွေကဘာတူလဲဆိုတော့စကားတူတယ်စကားတူတော့သူတို့ကစကားတူတဲ့အပေါ်မှာသူတို့ကဟလာဖျားရဲ့အလိုတော်ကိုဆောင်ဖို့မကြိုးစားဘဲနဲ့အဲ့စကားတူတဲ့ကိစ္စကိုတုံးပြီးတော့မှသူတို့ကဖျားနဲ့စန့်ကျင်ဘက်အလုပ်ကိုလုပ်တယ်အဲ့တော့ကောင်းငင်မီတဲ့အထိရဲတိုက်ကိုစောက်ကြဆိုဘာဘူးလို့ရဲတိုက်ကြီးကိုစောက်ကြစောက်တော့သူတို့ကတော့အယမ်းမြင့်တယ်လို့ထင်တာနော်မောကြီးဟာအမြင့်ကြီးပဲဖျားဘယ်လိုကြည့်လဲလူတွေကမောကြည့်ဖျားဘယ်လိုကြည့်ငုတ်ကြည့်တယ်ဘာလုပ်နေတာလဲ PC နဲ့အလူတွေတော့အမြင့်ကြီးအကြီးကြီးငါကသူတို့ကိုဒီဘာသာစကားကိုပေးထားတာငါအလူတော်ထဲမှာသူတို့ကဟလာအကောင်းကျိုးခံစားရကိုပေးတာအခုကငါ့ကိုဆန့်ကျင်ဖို့သူတို့ကဒီဘာသာစကားနဲ့အတူတူဟလာသဘောတူနေကြတယ်အဲ့တော့လာကြစဉ်းသက်ကြကောင်ဆိုဘာသာစကားကွဲပလိုက်တယ်ပြီးတော့ကွဲသွားဘာဖြစ်လို့လဲသူတို့က unity မဟုတ်ဘဲနဲ့ uniformity ကိုတုံးတာပုံစံတူတာကိုတုံးပြီးတော့မှဖျားအလူတော်နဲ့ဆန့်ကျင်ဘက်ကိုသွားတယ်ဆိုတော့ဖျားလိုချင်တာ unity ဖြစ်တယ်တလုံးတဝါဒီဖြစ်ချေပုံစံတူသည်ဖြစ်စေမတူသည်ဖြစ်စေလူမျိုးတူသည်ဖြစ်စေမတူသည်ဖြစ်စေနောက်ခံသမိုင်းတူသည်ဖြစ်စေမတူသည်ဖြစ်စေတလုံးတဝါဒီဖြစ်ဖို့ဖျားလိုရှိတယ်အာမင်အဲ့တော့ဒါကြောင့်ဖျားကကြောက်ရစ်ပလင်ကိုတီးရင်ဘာမလုပ်ရဘူးလဲမတူစေရဘူးကိုပုံစံနဲ့တူအောင်ဟာဒီကြောင့်လုံးနေတယ်နည်းနည်း4000ပြအောင်ချပလိုက်မယ်ဟာဒီကြောင့်ကနည်းနည်းဆမှုစာဖြစ်နေတောင်းသိမ့်မကြိုးခါတဲ့4000ချမရအောင်အဲ့လိုမျိုးလှုပ်လို့မရအဲ့တော့ကြောက်ရစ်ပလင်ကိုတီးတဲ့အခါမှာတဲ့စစ်တော်ကြောက်ကိုမတီးရဘူးတန်တစားပါ၍တီးတော်ရစ်ပလင်သည်ညှဉ်းညူးခြင်းရှိတယ်ဆိုတော့တန်တစားပါတယ်ဆိုတော့အတိတ်ပဲပါဆိုတော့တန်ဆိုတာလူခွန်အားကိုပုံဆောင်တယ်နော်ကျွန်တော်တို့ဒီတူတွေစောက်တွေပေါ့တုံးပြီးတော့မှလူကအဲ့တူတွေစောက်တွေတုံးပြီးတော့မလုပ်ရမလဲဒ
ဒီကြောက်တွေကိုဘာလုပ်ရမလဲထုဆက်ရတော့ပုံဖော်ရတော့မှာဆိုတော့လူခွန်အားကိုပုံဆောင်တယ်အဲ့တော့လူခွန်အားကိုတုံးပြီးတော့မှကြောက်ကိုပုံစံပြောင်းလိုက်တယ်ဖျားဖန်ဆင်းထားကြတဲ့ကရှိထားတဲ့ပုံစံကိုဟလားလက်မခံဘဲနဲ့ကိုယ်ပုံစံနဲ့ကြိုက်အောင်ပြောင်းပလိုက်တဲ့ဟောမျိုးဟာတဲ့ငါရှိမှအဲ့ဒီရစ်ပလင်ကမတန့်ရှင်းမနဲ့ဘာဖြစ်လဲညစ်ညူးတယ်ဒါဆိုဘုရားရစ်ပူဇော်လို့ရသေးလားပူဇော်ရင်ရောဘုရားလက်ခံမလားလက်မခံတော့ဆိုတော့စစ်တော်ကြောက်မတရားဖြစ်တော်ကြောက်ကိုတရားဘုရားဖန်ဆင်းတဲ့အတိုင်းဖြစ်နေတဲ့ဟလာကရင်ဖြစ်ရင်လဲကရင်ဗမာဖြစ်ရင်လဲဗမာချင်းဖြစ်ရင်လဲချင်းပေါင်းလို့ရရမယ်အာမင်ဘယ်မှာလဲခရစ်တော်အထဲမှာဘယ်မှာလဲခရစ်တော်အထဲမှာတခြားထဲမှာတော့မဟုတ်ဘူးခရစ်တော်အထဲမှာဗမာဖြစ်ဖြစ်ကရင်ဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ကလားဖြစ်ဖြစ်အမေရိကန်ဖြစ်ဖြစ်အဖြူဖြစ်ဖြစ်အမဲဖြစ်ဖြစ်အကုန်ပေါင်းလို့ရရမယ်အဲ့ဒါဘုရားကျင့်တတ်တယ်ငါတို့ပုံစံနဲ့မကရင်မလာနဲ့ဆိုရင်အဲ့ဒါဘာလုပ်တာလဲထုစစ်တာဖြစ်သွားပြီအဲ့တော့ငါတို့နဲ့အတူတူကိုးကွယ်ခြင်းတော့ငါတို့ပုံစံဖြစ်ရမယ်ဆိုထုပလိုက်တယ်အဲ့ဒါဆိုရင်ကိုးကွယ်လို့ရလားဆိုရင်ရတယ်ဘုရားတော့လက်မခံဘုရားရှိခိုးလို့တော့ရမယ်ဘုရားတော့လက်မခံဆိုတဲ့ခါကျတော့အဲ့ဒါကိုဘာကိုကျွန်တော်တို့နားလည်ဖို့လိုလာလဲဆိုတော့ဒီကြောက်ရွံ့ပလင်တည်တယ်လို့ပြောတဲ့ခါမှာအသက်ကြောက်တွေဒီတယောက်နဲ့တယောက်တစ်လုံးနဲ့တစ်လုံးပုံစံတူကြပါမလို့တချို့တွေကလုံးနဲ့တရံရှိမယ်တချို့တွေက၄တောင်ရှိမယ်တချို့ကပုံစံတစ်မျိုးပေါ့နော်သူများနဲ့မတူခြားနာတဲ့အရာတွေရှိမယ်ဒါတွေအားလုံးကိုစီရတဲ့ကိစ္စကဘယ်လွယ်မလဲနော်လူနေနဲ့တွေးမလွယ်ဒါပေမဲ့ဖခင်ကဒီတိုင်းပဲစီဆိုတော့ဘယ်လိုလုပ်နော်မင်းအဲ့ဒါမစီချင်လို့အလွယ်တင်းနှမ်းလိုက်ပြီးတော့မှထုစစ်ပြီးတော့မှစီရဲမင်းကိုယ်ွယ်ခြင်းကလက်မခံအောင်ဆိုတော့ကိုယ်ွယ်ခြင်းနဲ့ဆိုရင်ဖခင်နီးလိုက်မှကျွန်တော်တို့ကဝန်ခံရတယ်အာမင်အဲ့မထုစစ်ဖဲနဲ့ဖြစ်သောကြောက်တွေကိုယူရတယ်ကြောက်တုံးတွေယူတယ်ယူတော့မှဟာတယောက်လာမှာဟာဒီကြောက်တုံးကပုံစံကြောက်နည်းနည်းထွင်းလိုက်ပါလားဆိုတော့မရဘူးရှိတဲ့အတိုင်းပဲယူလာရတယ်ယူလာတဲ့အခါမှာဘာဖြစ်လာမလဲမတူညီတဲ့ကြောက်တွေစုလာတဲ့အခါမှာဟာကွက်လေးတွေအများကြီးတွေ့တာဘာလို့တူမှမတူတာ၄တောင်ဆိုရင်စီလိုက်ရင်ဟာကွက်မရှိဘူးလေနော်ကျွန်တော်ဟာကွက်လုံးဝမရှိဘူးဟာလေလုယာခတ်တာပြဿနာပါလဲဆိုတော့အဲ့ဒီဟာလေလုယာကတကယ်ကိုဘုရားလက်မခံတဲ့ဟာလေလုယာဖြစ်နေရောနော်အဲ့တော့မတူညီတဲ့ကြောက်တွေလာဆုလိုက်တဲ့အခါမှာဟာကွက်တွေအများကြီးဖြစ်လာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တယောက်နဲ့တယောက်မတူညီခြင်းသည်ကျွန်တော်တို့တယောက်နဲ့တယောက်ကြားဆက်ဆံရေးကိုကွာဟမှုကိုအများကြီးဖြစ်စေတယ်ဆိုတော့အဲ့ဒီမှာတိဆောက်ဖို့ခက်ခဲတဲ့အပိုင်းလေးတွေဖြစ်လာဆိုတော့အဲ့ဒီမှာဘာလို့တလဲကျွန်တော်တို့ဒီနိုင်ငံမှာဆိုကြောက်တုံးအိမ်တွေအများကြီးတွေ့ရတယ်လေနော်ကြောက်တုံးအိမ်တွေကြည့်တော့ဘာတွေ့ရလဲဆိုဒီကြောက်တုံးတွေကသူတို့ကအဲ့ကြောက်တုံးရဲ့အလှကိုလိုချင်တဲ့ခါကျတော့ဒီကြောက်တုံးတွေပုံစံတိုင်းပဲသူတို့စောက်ကြတယ်ဒါပေမဲ့လည်းအဲ့ဒီကြောက်တုံးတွေတစ်လုံးနဲ့တစ်လုံးစီတဲ့အခါမှာမပြုတ်ကျသွားရအောင်သူတို့ကဘာလို့ဆိုအင်္ဂလိပ်နဲ့မှန်လိုက်အဲ့အင်္ဂလိပ် line လေးတွေကအလှလေးတွေဖြစ်လာအဲ့တော့အဲ့ဒီကြောက်တုံးတွေကပုံစံမတူတော်ညာလေအဲ့ဒီအင်္ဂလိပ်တွေနဲ့ဆွဲကတ်လိုက်တဲ့အခါမှာလှပတယ်ဟလားတဒံပေါ်လာအုပ်နဲ့ကြည့်ရင်အုပ်မှာမရနိုင်တဲ့ unique ဖြစ်တဲ့เนาะထူးခြားတဲ့ခြားနာတဲ့သူများကြည့်လိုက်ရင်ဘာကြောင့်မှမသိဒါလေးကိုကြည့်ပြီးသဘောကျရတဲ့အလှတစ်ခုပေါ့เนาะ unique ဖြစ်တဲ့ဘယ်မှာ copy ကူးလို့မရတဲ့တဒံတစ်ခုပေါ်လာဘာလို့လဲဆိုရင်တွဲဆက်တွဲကပ်ဖို့အတွက်ကပ်ပြီးမဲ့အင်္ဂလိပ်အဲ့ဒီ adhere လို့လေအဲ့ဒါပါလေဆိုကျွန်တော်တို့တယောက်နဲ့တယောက်ကြားမှာရှိနေတဲ့ကွာဟမှုဒီဘာနေရာရဖို့လဲဖခင်ရဲ့မေတ္တာနေရာရဖို့ဖြစ်တယ်အာမင်ဘာနေရာရဖို့လဲကျွန်တော်ကွာဟမှုကိုကျွန်တော်တို့ကစင်ကြယ်မပေးရဘာလို့လဲဆိုတာကိုပဲသိဖို့လိုတယ်အဲ့တော့ဒီကွာဟမှုဒီသူ့နဲ့ကိုယ်နဲ့ပုံစံတူဒီတယောက်ကစမှုစားလို့เนาะတောင်းမကြိုးဆိုရင်ကိုကတော့ကျိုးတယ်ဆိုရင်ကိုကျိုးတဲ့သူနဲ့မကျိုးတဲ့သူနဲ့တွေ့တော့ကွာဟမှုကဖြစ်ရောအဲ့ဈာထဲမှာဘာလို့လာလဲဖျားမြစ်တာလို့လားအပြန်အလှန်ဖျားမြစ်တာကိုနေရာပေးလိုက်ဖို့ဖျားလို့ရှိတာဆိုတော့ကျွန်တော်တို့နေရာတော်တော်များများမှာဖျားရှိခြင်းကိုကျွန်တော်တို့ကဘာနဲ့တိုင်းလဲဆိုတော့စုကျေးဇူးနဲ့တိုင်းတယ်နော်တရားဟောဆရာကောင်းကောင်းရှိရင်ဖျားရှိတယ်လို့ထင်တယ်နမိတ်လက္ခဏာတွေရှိရင်ဖျားရှိတယ်လို့ထင်တယ်မရှိဘူးမောရှေတကိုးပြတဲ့အချိန်မှာတကိုးကတကိုးတက်ပဲဖျားသူ့ကိုတကိုးပြခွင့်ပေးတယ်ဥမာကြောက်တုံးကိုရိုက်လိုက်တယ်ရေထွက်တယ်ဖျားကျင်တယ်လားမကျင်တတ်ဘူးပထမတစ်ခါမှာရိုက်ခိုင်းတယ်ရိုက်တယ်ရေထွက်တယ်ဖျားကျင်တတ်တယ်ဒုတိယတစ်ခါမှာမှားထားခိုင်းတယ်ရေထွက်တယ်ဖျားကျင်တယ်လားမ
မကျေနပ်ဘူးဒါဆိုရင်ဖယားနဲ့ဖယားတကောနဲ့အဲ့ဒီမှာတိတက်ဖြစ်နေတယ်ဆိုတော့ကျွန်တော်တွေ့ရလိမ့်မယ်ဖယားတကောအလုံးလုံးတိုင်းအဲ့ဒီနေရာမှာဖယားကကျေနပ်ပြီးထင်ရှားနေတာမဟုတ်ဘူးစုကျေးဇူးရှိခြင်းနဲ့ဖယားရှိခြင်းနဲ့မတူဘူးဒါပေမဲ့ဖယားရှိတယ်ဆိုရင်ဖယားရဲ့အဖြစ်တော်ဟာအဲ့မှာထင်ရှားတယ်ဆိုတော့ဖယားဟာချစ်ချင်းမေတ္တာရှိတာလားချစ်ချင်းမေတ္တာဖြစ်တာလားကျမ်းစာဘယ်လိုပြောလဲ God has love လား God is love လားဖယားကချစ်ချင်းမေတ္တာဖြစ်တယ်ဆိုတော့ကျွန်တော်စီမှာဆိုကြပါစို့နော်အင်ကြီးအဖြူရှိတယ်ယုံရှိတယ်ပဲထားလိုက်နော်ဒါပေမဲ့ရှိတဲ့ဟာထားခဲ့လို့ရတယ်ဒါဖြစ်တဲ့ຢာတော့ထားလို့မရကျွန်တော်သပင်ဖြူတယ်ဆိုတော့သပင်ဖြူတာထားလို့မရနော်ဟန်ဆောင်ရင်တော့ရတာပါနော်ဖုံကျွန်တော်အသားမဲတယ်ထားလို့မရအဲ့ဒီမှာနော်တိုင်းရင်းသားမျိုးစုံရှိတယ်စကားဝဲတယ်ထားခဲ့လို့ရလားမရဘူးကရင်ဖြစ်ချင်းထားခဲ့လို့ရလားငါကရင်ဖြစ်ချင်းအိမ်မှာထားခဲ့တယ်ဟုတ်ကဲ့ဒီမှာကရင်မကြီးရောက်နေတာဘယ်လိုထားခဲ့လို့ရမှာလဲဖြစ်ချင်းဆိုတာထားခဲ့လို့မရဘူးလူတရားအိမ်မှာရှိရင်သူ့ရဲ့ဖြစ်ချင်းလည်းအဲ့မှာပဲဖြစ်နေလေရှိနေကျွန်တော်စကားပြောကျဲတယ်သိလားစကားပြောကျဲတယ်အဲ့တော့ကျွန်တော်စကားပြောကျဲချင်းအိမ်မှာထားခဲ့လို့မရကျွန်တော်ရောက်တဲ့နေရာမှာအာရအဲ့လိုကြားတရားဟောရင်လည်းအဲ့လိုကျဲနေဖြစ်ချင်းဆိုတာကျွန်တော်တို့ ਨੇ ခွဲခွာလို့မရဆိုတော့ဖျားရှိရင်ဖျားရဲ့ဖြစ်ချင်းကလည်းအဲ့နေရာမှာဘာဖြစ်လဲရှိနေတယ်ဒါဆိုရင်ဒီအသင်းတော်မှာဖျားရှိတယ်မရှိဘူးဆိုတာကိုကျွန်တော်ကစုကျေးဇူးနဲ့တိုင်းပါလားအစွမ်းအစတွေနဲ့တိုင်းပါလားချစ်ချင်းမြတ်တာနဲ့တိုင်းပါလားဒါဆိုရင်ကွာဟမှုတိုင်းမှာဖျားလိုတယ်ကွာဟမှုတိုင်းမှာချစ်ချင်းမြတ်တာလိုတယ်ဆိုကွာဟမှုများလေလေအဲ့ဒါဘာကိုပြလိုက်လေလဲချစ်ချင်းမြတ်တာတာ၍လိုအပ်လေချစ်ချင်းမြတ်တာကိုနေရာပေးဖို့လိုအပ်လေအပြန်အလှန်နေရာပေးကြတဲ့အခါမှာအဲ့ဒီချစ်ချင်းမြတ်တာကစောစောကပြောတယ်မတူညီတဲ့ပုံစံနဲ့ဖြစ်သောကြောက်တွေကိုဘာလုပ်လိုက်လဲကတ်ထားလိုက်တယ်ဆွဲကတ်ထားလိုက်တယ်အရင်တော့ကကြည့်မြရတယ်သူတို့လောက်ချစ်တာကူသူတို့လောက်ချစ်တာဟုတ်မရှိတော့အရန်ချစ်သွားဘာလို့ဖျားမြတ်တာနေရာရသွားလို့ဒါပေမဲ့ကျွန်တော်တို့ကဖျားမြတ်တာအစားကိုယ့်ရဲ့အမြင်ကိုကျွန်တော်တို့ကနေရာပေးတယ်ဟလားကိုယ့်ရဲ့ခံစားချက်ကိုကျွန်တော်တို့ကနေရာပေးတယ်ကိုယ့်ရဲ့အယူဆကိုကျွန်တော်နေရာပေးလိုက်တဲ့အခါမှာကွာဟမှုကကြီးတဲ့ကြီးလာအဲ့တော့ကြောက်တုံးနေပါဖြစ်လဲတိုက်လိုက်တာနဲ့ပြူတော့တချို့ဆိုတိုက်ဆရာတော်မလို့လေးလေးနဲ့မှုတ်လိုက်အောင်မယ်ကြားပြီလားပြိုပြီကြားပြီလားတလုံးမဲနော်သွားပြီလေးနဲ့မှုတ်ရင်တော့ပြိုတယ်နင်ကြားပြီလားဆိုကြားပြီပြောဆိုသွားပွဲရသေးရောတကယ်တော့ဘာလို့ရမှာလဲအဲ့ဒီကွာဟမှုထဲမှာဖခင်ရဲ့ချစ်ချင်းမြတ်တာဖခင်ရဲ့တမန်တရားဖခင်ရဲ့အဖြစ်တော်ကိုကျွန်တော်တို့ကကိုတော့ဟုတ်တယ်သူနဲ့ကျွန်တော်အမြင်မတူဘူးသူလည်းဖခင်ကိုချစ်တယ်ကျွန်တော်လည်းဖခင်ကိုချစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကမချစ်ကြဘူးဆိုတော့ကိုတော့နေရာယူပါကိုတော့နေရာပေးပါအဲ့တော့ဖခင်ကနေရာရလေလေခိုင်ခန့်မှုကတာ၍ဟလာကြီးမားလာလေတာ၍ဖခင်ချစ်တဲ့จิตပလင်တိဆောက်ခြင်းကပြည့်စုံလာလေဖြစ်တယ်အဲ့ဒီမှာအတူတကွဖခင်ကိုနေရာပေးတဲ့ဖြစ်သောကြောက်တွေစုပြီးတော့မှဖခင်ကိုရစ်ပူဇော်လိုက်တဲ့အခါမှာအဲ့ဒီရစ်ပလင်ဟာဖခင်ချစ်တဲ့ရစ်အားဖြင့်ဖခင်လက်ခံတဲ့ရစ်ကိုပူဇော်တဲ့အရာဖြစ်လာအာမင်အဲ့ဒါအသင်းတော်ရဲ့ဖြစ်ခြင်းပဲဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အသင်းတော်လို့ပြောတဲ့အခါမှာနော်ပြောကြရတော့အများကြီးပဲကျွန်တော်ကြည့်ရတချို့တွေတော့နည်းနည်းမူးဝေဖြစ်လာတယ်သမီးကလည်းစားထားတယ်ဆိုတော့နော်ကျွန်တော်ကဆက်ပြောလို့ရတယ်ကျွန်တော်2နာရီလဲပြတယ်3နာရီလဲရတယ်ဒါပေမဲ့ဒီလောက်ဆိုရင်တော့နည်းနည်းခေါင်းတွေပါတယ်လဲ processor တွေလဲလောင်ကနေပြီဆိုတော့နော်မဆူတချို့ဆိုမိုင်းနဲ့မမှတ်နိုင်တော့ဆိုတော့ဗီဒီယိုရိုက်ထားတယ်ဆိုတော့ပြန်ပြီးတော့မှ TV ကြည့်ကြပါတော့ဆိုတော့ကိုနဲ့တိုက်ဆိုင်ရင်မနေ့ကဘာပြောလဲပြင်းနော်တိုက်ဆိုင်ခွင့်လို့မပြင်းဘာလို့ကျွန်တော်ပြောတာမဟုတ်ဒါနှုတ်ကပတ်တော်ကပြောတာပဲကျွန်တော်တဆင့်လာပြီးတော့မှဟလာလက်ဆင့်ကမ်းတာဖြစ်ဆိုတဲ့အခါကျတော့အသင်းတော်ငါအသင်းတော်ကိုငါတည်ဆောက်မယ်ဆိုတာခရစ်တော်ပြောလိုက်တာတော့နော်တူတူလေးပဲအဲ့ဒီထဲမှာကြီးမားတဲ့အတိတ်ပဲလေးနဲ့တည်းရည်ရွယ်ချက်ကြီးအင်မတန်ခမ်းနားတဲ့ဖခင်ရဲ့အကြံစီကြီးကရှိနေတာဒါတွေကိုအသေးစိတ်တမန်တော်တွေကကျွန်တော်တို့ကိုဖြီချပေးတယ်ရှင်ပေတုကဖြီချပေးတယ်ရှင်ပေါလုကဖြီချပေးတယ်ဟိုမောရှေကနေတစ်စစ်ဖခင်ကမီးမောင်းထိုးပြတယ်ငါလိုချင်တဲ့အသင်းတော်ဆိုတာဒီလိုဖြစ်တယ်ကိုကျွန်တော်တို့စစ်ဆေးဖို့လိုတယ်နော်အခုစပြီးတော့မှကျွန်တော်တို့ဒီနှုတ်ဘက်တော့ကျွန်တော်တို့ထဲကိုဝင်လာတဲ့အခါမှာဟာကောင်းတယ်ကွာဟိုလူကိုကြားစေချင်တာခဏနေပါဦးဟိုလူမဟုတ်တင်တီရောက်လာတယ်တင့်ကိုကြားစေချင်လို့ဘုရားပို့လိုက်တာလေအာမင်ဆိုတော့ဟိုလူကိုကြားစေချင်ရင်တင်ကလေပြန်ဆင်ခြင်ပြီးပြန်ပြောပြပေါ့မဟုတ်ဘူးလား
ဟိုခေါ်လာရမှာတွေမလို့နဲ့သူခုမရှိဘူးလေသူခမရကြားရပြီဆိုခမရကြားရတဲ့သူကလက်ခံပြီးစင်ကြင်ပြင်ဆင်ပြီးတော့မှကိုဝမ်းမြောက်တဲ့ကိုခွာရတယ်ဆိုရင်အဲ့ဒီကိုကြားစေခြင်းတဲ့သူကိုကိုကပြန်ပြောပြပေါ့အချင်းချင်းတယောက်နဲ့တယောက်ပါပြီလေပြန်ပြီးတိဆောက်လို့ရတယ်ဆိုတော့ဒီနေ့ကိုပြန်မေးခွန်းထုတ်ဖို့လိုတယ်ဆိုတော့ကျွန်တော်တစ်ပိနှစ်ကိုမှပြောတယ်ခေါ်သွင်းခြင်းခံရတဲ့အသက်တာရင်းစည်းစိတ်ရှိတဲ့ဘယင်မျိုးပိတသလားယေဘရဟိမျိုးပိတသလားတန်ရှင်သောလူမျိုးပိတသလားပိုင်ခြင်းခံရတဲ့လူမျိုးပိတသလားဂုံကျေးဇူးတော်ကိုကျွန်တော်တို့ဖော်ပြနေသလားကျွန်တော်တို့ဒီဖြစ်သောကြောက်များအဖြစ်နဲ့ကျွန်တော်ရစ်ပလင်ကိုအတူတကွတိဆောက်နေကြလားဖခင်ရဲ့အတိုင်းအတာနဲ့ကျွန်တော်တို့ဒီအသင်းတော်ကိုတိဆောက်နေကြသလားဆိုတော့ကိုပြန်လည်ပြီးမှစစ်ဆေးဖို့နှုတ်ကပတ်တော်ပြဝင်ငှပါတယ်အားလုံးကိုဘုရားသခင်စကားပြောပါစေကျွန်တော်ခဏလေးမတက်ရအောင်နော်နှုတ်ကပတ်တော်ကျွန်တော်ပြန်တုံ့ပြန်အောင်လေးနဲ့ကျွန်တော်တို့နှလုံးသားထဲမှာလေးနဲ့တဲ့သဘောကိုဟလာပြန်ပြီးတော့မှတုံ့ပြန်တဲ့အနေနဲ့နှုတ်ကပတ်တော်ပြန်ပြီးတုံ့ပြန်ဖို့မနေ့ကလိုပဲပေါ့နော်ကျွန်တော်တို့အတန်ထွက်ပြီးတော့ပဲဖြစ်ဖြစ်နှလုံးသားထဲမှာဖြစ်ဖြစ်ကိုယ့်ကိုဖျားစကားပြောတာရှိရင်အဲ့စကားပြောတဲ့အရာကိုစုပ်ကိုင်ပြီးတော့ကိုရောဒီယာနားလည်ခွင့်ပေးတဲ့ဂျေစုတွေနဲ့ပြုပြင်ခြင်းကိုခံဖို့နေ့စဉ်ကျွန်တော်အသက်တာထဲမှာနေရာပေးပါကျွန်မရဲ့အသက်တာထဲမှာနေရာပေးပါတယ်ဆိုပြီးတော့မှကျွန်တော်နှုတ်ကပတ်တော်ကိုပြန်ပြီးတော့မှအတူတကွတုံ့ပြန်ရအောင်နော်ကျွန်တော်ခဏလေးအတူတကွဆူတောင်းရအောင်အဖဖျားကိုရောကိုဂျေစုတင်ပါတယ်နာမတော်ကိုကောင်းကြီးပေးပါတယ်ကိုရဲ့အသင်းတော်ကိုရဲ့အသွေးတော်နဲ့ရွေးဝယ်တဲ့အသင်းတော်နှုတ်ကပတ်တော်နဲ့ဆေးကြောခြင်းကိုခံဖို့အလိုတော်နဲ့ဆွဲခေါ်ခြင်းကိုခံဖို့ကိုရောဖျားအကြံစီတော်အားဖြင့်ပြုစုတဲ့ဒီအသင်းတော်ကိုရောကျွန်တော်တို့တယောက်ချင်းစီတိုင်းကအသက်ကြောင့်များဖြစ်တယ်ကျွန်တော်တယောက်ချင်းစီတိုင်းကဖြစ်သောကြောင့်များဖြစ်ပါတယ်ကိုရောလူရဲ့ထုစစ်ခြင်းခံဖို့မဟုတ်ဘဲနဲ့ကိုရောရဲ့ဖြစ်စေခြင်းကျေးဇူးတော်ကိုဝန်ခံပြီးတော့မှတယောက်နဲ့တယောက်ကိုရဲ့မေတ္တာထဲမှာတလုံးတဝါးခိုင်ခန့်မြဲမြံလျက်ကိုရောအလိုတော်ရှိတဲ့ရစ်ကိုပူဇော်သောဓမ္မရစ်ကိုပူဇော်သောယေဘရဟိမျိုးပိတာဖို့ကျွန်တော်တယောက်ချင်းစီတိုင်းကိုဆက်လက်ဝိညာဉ်တော်အားဖြင့်ပြုပြင်ပေးပါတော်တင်ပေးပါလမ်းပြပေးပါယနေ့ကြားတဲ့နှုတ်ကပတ်တော်ဒီအတိတတ်မဟုတ်ဘဲနဲ့အချိန်တက်ကုံသွားခြင်းမဟုတ်ဘဲနဲ့ဒီမှာရှိတဲ့မိသားစုတစုချင်းစီတိုင်းညီကောင်မောင်တို့ယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာကိုရောအလိုတော်ရှိတဲ့အသင်းတော်ပိတာသောသူတို့သမီးပိတာသောဓမ္မတိုက်ပိတာသောဓမ္မရစ်ကိုပူဇော်ရယေဘရဟိမျိုးပိတာသောသူများဖြစ်ခြင်းလုံးကကိုရောမာစားပါအဖဒီနေ့ကျွန်တော်ရဲ့အသက်တာသည်ဓမ္မရစ်ကိုပူဇော်ရတဲ့ယေဘရဟိမျိုးဖြစ်တယ်လို့ပိုင်ထိုက်တော်မူသောသူကြီးအပေါင်းအသင်းဖြစ်တယ်မင်းစည်းစိမ်ရှိသောရှင်ဘုရင်မျိုးဖြစ်ပါတယ်နိုင်ငံတော်ကိုတည်ထောင်သောသူများအရောက်စီတိုင်းဖြစ်ပါစေဖခင်နဲ့လူကြားထဲမှာဆက်သွယ်ပေးသောယေဘရဟိမျိုးပိတာသောသူများဖြစ်ပါစေတန်ရှင်သောလူမျိုးတည်းသောကိုရောနီလန်တိုင်းဝန်ခံအသက်ရှင်သောသူများမိသားစုများအသင်းတော်ဖြစ်ပါစေကိုရောရဲ့အလိုတော်အတိုင်းကြောက်ရွံ့ပလင်ကိုတိဆောက်တဲ့အခါမှာကိုရောဘုရားရှင်ဖြစ်စေတဲ့အတိုင်းဝန်ခံပြီးတော့မှတယောက်နဲ့တယောက်နေရာပေးတော်သူတယောက်နဲ့တယောက်ကိုရောမေတ္တာနဲ့ဆက်ဆံတော်သူပေါင်းတင်တော်သူကိုရောအလိုတော်ရှိသောရစ်ကိုပူဇော်ဖို့ရစ်ပလင်တိဆောက်ခြင်းကိုလက်ခံဝန်ခံတော်သူများဖြစ်စေတော်မူပါကိုရောကောင်းကင်ကကိုရောစံချိန်စံညွန်းကိုရဲအလိုတော်နဲ့ကိုရဲနီလန်းနဲ့တိုင်းတာတဲ့အခါရှေ့တော်မှာကျင့်납ဖွယ်နှစ်သက်ဖွယ်တင့်တယ်တဲ့ကိုရောကိုဆက်တာအံ့တော်ကအစင်သက်ဖြစ်တဲ့သူတို့သမီးကိုရဲအတိုင်းတာနဲ့ပြည့်စုံတဲ့တိုက်တော့အထွတ်ကြောက်ပေါ်မှာတိဆောက်ခြင်းကိုခံတဲ့အသက်ကြောက်များနဲ့ပြည့်စုံသောအသင်းတော်များယုံကြည်သူများဖြစ်စီတော်မူပါနေ့စဉ်နေ့တိုင်းလိုတော်ရှိတဲ့ရစ်ကိုပူဇော်ခြင်းနဲ့ကိုးကွယ်လျက်တယောက်နဲ့တယောက်တွေ့ဆုံပြီးတော့မှအတူတကွကိုးကွယ်ဝတ်ပြုကြတဲ့အခါမှာလဲကြောက်ရပလင်ကနေအလိုတော်ရှိသောတန်ရှင်းတဲ့ရစ်ကိုပူဇော်ခြင်းနဲ့ကိုရောကိုဂျင်းနဲ့စေတဲ့သူများတယောက်ချင်းစီတိုင်းဖြစ်စေပါမိမိကစလို့မိမိရဲ့မျိုးဆက်ကိုလည်းအစင်စစ်အထက်ထက်တိဆောက်ခြင်းကိုဝန်ခံတဲ့မိသားစုများအသင်းတော်ညီကောင်မောင်တို့တယောက်ချင်းစီတိုင်းဖြစ်စေတော်မူပါယနေ့ကိုရောတည်စေတဲ့အရာအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်တည်သောအရာများအားလုံးအသက်ဖြစ်ဖို့ဝိညာဉ်တော်ဘုရားကိုရောကိုလိုအပ်ပါတယ်တယောက်ချင်းစီတိုင်းရဲ့အသက်တာမိသားစုတိုင်းရဲ့အသက်တာဝိညာဉ်တော်ဘုရားဆက်လက်လမ်းပြပါဆက်လက်ပြုပြင်ပါဝန်ခံတတ်သောသဘောကိုပေးလက်ကိုရောကိုခြေနဲ့စေတဲ့အသက်တာကိုအသက်ရှင်ခြင်းအဖြစ်မြေကြီးပေါ်မှာအလိုတော်ပြည့်စုံသောသူနိုင်ငံတော်တည်ထောင်သောသူဘုန်းတော်ကိုထင်ရှားစေသောသူများဖြစ်ရပါမိကြောင်းအသင်းတော်နဲ့တကွာကျွန်တော်တို့မိသားစုတယောက်ချင်းစီတိုင်းအချိန်တိုင်းအသက်တာနှုတ်ကပတ်တော်အားလုံးရှေ့တော်မှာပြန်လည်ပူဇော်ဆက်ကပ်ကြတဲ့အခါမှာအသင်းတော်၏ဥကောင်းဖြစ်တော်မူသောအရှင်သခင်ယေရှုခရစ်တော်ဘုရားနာမနဲ့ကျေးဇူးတော်ချီးမွမ်းလက်ဆက်ကပ်နဲ့ဆုတောင်းပါတယ်ဘုရားအာမင်အာမင်